Hello မင်္ဂလာပါကျွန်တော်နာမည်ကတော့ slide ဘုတ်ထားမိဖြစ်ပါတယ်ရှင်းလန်းဖို့သတင်းဌာနရဲ့ editor 6တာဝန်ယူနေပါတယ်ဒီမှာကျွန်တော်တို့ဒီရှင်းလန်းဖို့ဘက်ကနေကျွန်တော်နဲ့ editor ဖြစ်တဲ့ slide ဆောင်နှင်းလျံကနေပြီးတော့host လုပ်မှာဖြစ်ပါတယ်ဒီကအဓိကဒီမှာဖိတ်ကြားထားတဲ့ပါတီကတော့ချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပဲဖြစ်ပါတယ်အဓိကကျွန်တော်ဖိတ်ကြားထားတာကတော့ချင်းပြည်နယ်မှာအောင်နိုင်ရေးအဖွဲ့ဝင်တွေနဲ့ NLD ကိုအမခံပြစ်တဲ့အနေနဲ့နောက်ကနေမရက်တီပေးတဲ့ပုဂ္ဂိုလ်ကြီးတွေပဲကျွန်တော်ဖိတ်ထားတာဖြစ်ပါတယ်ဒီမှာရန်ကုန်ကဆရာတယောက်ဆရာလင်ကျုံလုံကတော့နောက်မှဝင်မယ်ထင်တယ်အပါဝင်နောက်မှဝင်လာရင်တော့သူ့လှည့်ကိုပြန်ပေးပါမယ်ဆိုတော့ကျွန်တော်ဒီညဆွေးနွေးဖို့ကိုအကြံဖြင့်ပြန်ကျွန်တော်ဘက်ကနေပြောမယ်ဆိုရင်တော့ number 1အနေနဲ့ဒီ NLD ပါတီအကြောင်းနဲ့ကြီးမှန်းချက် policy ဒီကျွန်တော်ပထမဆုံးမေးဖို့ကျွန်တော်စီစဉ်ထားတယ်အဲ့ဒီထဲမှာဒီ2020အောင်နိုင်ရေးအတွက်ကိုလေဘဟုအဆင့်ပြည်နယ်အဆင့်ဖွဲ့စည်းထားတာရှိပါတယ်အဲ့ဒီမှာဘသူဒီပါဝင်ပြီးတော့ဗာဒီလောက်နေတယ်လေဆိုတော့ကျွန်တော်တို့မေးမှာဖြစ်ပါတယ်ပြီးနံပါတ်2အနေနဲ့ NLD ပါတီအဆိုရင်တော့အဓိကဒီဗမာခေါင်းဆောင်ဒီအဓိကဦးဆောင်တဲ့ဖြစ်ဒီတဲ့အငီချင်းဒီဖက်က NLD ကတော့ဗမာပါတီပဲဆိုတဲ့ဟာမျိုးဒီရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဘလူမင်ဒလေးဆိုတဲ့သူတို့လည်းချင်းဒီကဦးဆောင်တဲ့ပါတီဖြစ်တဲ့အတွက်ဘလူမင်ကြတယ်လေဆိုတဲ့ဟာကျွန်တော်တို့တုံ့တက်ဖို့မေးမှာဖြစ်ပါတယ်ပြီးနံပါတ်3အချက်ကတော့2016ကနေ2020ထိတောင်ယူမဲ့ NLD အစိုးရရဲ့လောက်ဆောင်ချက်ဒီကိုကျွန်တော်မေးမြန်းမှာဖြစ်ပါတယ်အဲ့ဒီထဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ငင်းချမ်းရေးမြို့သားပြည်လေတည်မြတ်ရေးတရားဥပဒေစိုးမိုးရေးကိစ္စတွေပြီးရင်ကျွန်တော်ချင်းဖက်မှာဆိုရင်လေအခုတလို့ပြဿနာလူတာဖြစ်နေတဲ့ဘူဝပိုင်မေကိစ္စတွေဒီကိစ္စအစိုးရဒေသန္တရအစိုးရဖက်ကလောက်ဆောင်ချက်လေးတွေကိုလည်းကျွန်တော်မေးမှာဖြစ်ပါတယ်ပြီးရင် NL နံပါတ်နံပါတ်4အနေနဲ့ဒီ NLD အစိုးရဖက်ကနေpolicy ထဲမှာပါလဲဆိုတော့ဒီအဓိကတော့ဒီမိုကရေစီကပထမဒီမိုကရေစီပူပြီးတော့ခိုင်မာဖို့ဒီမိုကရေစီ federal ဒီမိုကရေစီပြီးမှပဲ federal သွားမယ်ဆိုတဲ့ဟာလေးဒီရှိပါတယ်အဲ့ဒီပုံမှာ NLD ဖက်ကအမြင်လေးဒီကလေးကျွန်တော်မေးမှာဖြစ်ပါတယ်ပြီးရင်နံပါတ်5အနေနဲ့ကျွန်တော်2020မှာ NLD ကဘိုးအစိုးရဖွဲ့နိုင်မလားဆိုတော့ကျွန်တော်မေးမှာဖြစ်ပါတယ်အဲ့မှာညွန့်ပေါင်းအစိုးရကိစ္စတွေဖွဲ့နိုင်မဲ့အလားလာရှိလားဆိုတော့ကျွန်တော်တို့မေးမှာဖြစ်ပါတယ်ပြီး6နံပါတ်6အနေနဲ့ကတော့ဒီ NLD ဘက်က2020မှာဘာလို့အနိုင်ရတင်လေပြီးတကယ်လို့များပြီးရင်လေမေးဘလူဘာကြောင့်မေးပေးတင်လေဆိုတဲ့ကဏ္ဍတွေမေးမယ်ပြီး NLD ရဲ့ရွေးကောက်ပွဲချိန်ကစားတိုင်းမှာပါတဲ့အချက်ဒီကျွန်တော်မေးမှာဖြစ်ပါတယ်ပြီးရင်ဂျန်နာကတော့ဒီကျွန်တော်ရဲ့ဆရာတို့ရဲ့ဖြေကြားချက်အပေါ်မှာပဲကျွန်တော်တို့ကမေးခွန်းပြန်ထုတ်မှာဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်ဘက်က introduce လောက်ချင်ပေမဲ့လည်းကျွန်တော်ကအားလုံးနာမည်တော့တည်တယ်အဖွဲ့အစည်းတော့တည်ပေမဲ့လည်း10မိနစ်စီပေါ့နော်တစ်ချက်လောက်ရန်ကုန်ကဆရာဘွဲကုန်းကနေစပြီးတော့ဆရာစလိုက်ဘွဲကုန်းကနေစပြီးတော့ပြောစီခြင်းတယ်ပြီးရင်တော့မြင်းတပ်ဖက်ကပြီးရင်ဟာခဖက်ကပြီးရင်ဖလိုင်းပြီးရင်တည်ဒီမဆိုပြီးတော့လေအလှည့်ကျ10မိနစ်စီလေးနည်းနည်းပြောပြစီခြင်းတယ်slide boy ကိုက mute ဖြစ်နေတယ်
Hello 好加一下ရတယ် Okay Okay ကျွန်တော်နာမည်ကတော့စလိုင်းဘွေကုန်းဖြစ်ပါတယ်ဒါရန်ကုန်မှာအခုဆိုရင်တော့အနှစ်20နှစ်နေလာတဲ့သူဖြစ်ပါတယ်ခလေး၄ယောက်နဲ့ဒီရန်ကုန်မှာမိသားစုနေထိုင်နေသူဖြစ်ပါတယ်သတင်းမီဒီယာကတည်တာကတော့စလိုင်းဘွေကုန်းဆိုပြီးတော့မှ VOA ကပြောနေတဲ့အဲ့ဒီစလိုင်းဘွေကုန်းဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်ကျေးဇူးတင်တယ် မင်းတကဆရာမနာထန်အတန်ဖွင့်ပေးပြီးတော့ပြောပြပါဦး Kan kan hapon lang. Makakabay lawan ang kan. Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းတက်ကကျင်းအောင်ရေးအဖွဲ့ဝင်ဦးမနာထမ်းဖြစ်ပါတယ်အခုလိုမျိုးဒီလိုတက်ရောက်ခွင့်အဲ့လိုရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ ဟာခါဆရာကို introduce လေးလုပ်ပေးပါဦး Alung be minglaba tanche la romti. Ku pheka lai tai mo kong do di. ကြားရပါတယ် Ni minglaba chinoa Jacob phit bare. Di NLD pini aung nai yim ha. Yan che ta won khan le ta won yu bare. Pi yong aphoi mu le phit bare. Chino ka ha kham ha ni bare. Alung jesu tin bare. ဟုတ်ဆရာတက်နိုင် အားလုံးမင်္ဂလာပါကျွန်တော်ကတော့တက်နိုင်ကမြင့်ထန်းဖြစ်ပါတယ်ဖလန်းမြို့ပါပြည်နယ်အောင်နိုင်ရေးအဖွဲ့တာဝန်ယူတယ်နောက်ပြည်နယ်ပြန်ကြားရေးမှာအဖွဲ့ဝင်ပြည်နယ်သူတည်တနာအဖွဲ့ဝင်ဖလန်းမြို့ EC အလုံးမှုဆောင်အဖွဲ့မှာလည်းအဖွဲ့ဝင်တာဝန်တွေယူထားပါတယ်2012ကစပြီးတော့ NLD ပါတီထဲကိုဝင်ခဲ့ပါတယ်အခုလက်ဇက်တိုက် NLD ပါတီမှာလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့လှုပ်ရှားနေပါတယ်ကျွန်တော်ကိုအများသောအားဖြင့်တော့တက်နိုင်ကမြင့်ထန်းဆိုပေမဲ့တက်နိုင်ဆိုပြီးတော့အခေါ်များတယ်ဟုတ်ကဲ့ကျွန်တော်ဖလန်းပါခင်ဗျာ ဟုတ်ဆရာစွမ်းအတန်လေးဖွင့်ပေးပါဦးဟုတ် ဟုတ်ကဲ့ဗျာကျွန်တော်ကပြည်ရင်းကနေပြည်နယ်အောင်နိုင်ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်ကျွန်တော်မြို့နယ်မှာကြတော့ကျွန်တော်မြို့နယ်မြို့ဖမှာလည်းအဖွဲ့ဝင်ဖြစ်ပါတယ်NLD ပါတီမှာဟိုကျွန်တော်ငယ်နာမည်အကြတော့ကျွန်တော်နာမည်အတူကောက်ခေါ်ရင်တော့ကိုနန်နိုးလို့ခေါ်ပါတယ်နာမည်ကြတော့ဆောင်းစနန်ဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်တစ်ချက်လေးမြတ်တာရက်ခံချင်တာအခုဒီညလည်းကျွန်တော်ဟိုအောင်နိုင်ရင်နဲ့နေစင်းရင်နဲ့ဝင်ရတာမလို့နည်းနည်းလိုင်းနေရအစမပြေတာရှင်တော့ဒါတော့ခဏဟိုဘယ်လိုခေါ်မလဲအစမပြေတာရှင်တော့ခွင့်လို့ပေးဟိုကမြို့နယ်ကလည်းနေစင်းမှုအောင်နိုင်နေစင်းမှုကလည်းအတဲတန်ဖြစ်နေတော့သူတို့အဲ့ဒါမှကျွန်တော်ဝင်ရင်းနဲ့အခုလိုမျိုးဟိုဇုံးမှုဝင်တာဖြစ်ပါတယ်ခင်ဗျအဲ့ဒါလေးကိုတောင်းပန်ချင်ပါတယ်ခင်ဗျ ဟုတ်ကျေးဇူးတင်ပါတယ်ဆရာလိုင်းကတော့မစူပါဘူးကျွန်တော်တို့ဒီပထမဆုံးမေးခွန်းကိုရင်သွားရအောင်ပေါ့နော်ဒီ NLD ရဲ့ရည်မှန်းချက်နဲ့ပါတီရဲ့အကြောင်းမပြောခင်လေးမှာအောင်နိုင်ကြီးကိစ္စကိုနည်းနည်းအောင်နိုင်ကြီးမှာလုပ်နေတဲ့ပုဂ္ဂိုလ်ဒီဖြစ်တဲ့အတွက်ပေါ့နော်အခုလောလောဆယ်အနေထားရNLD ကကူးမျိုးနေချီနီရဘယ်လိုချီနီရှိပြီလေဆိုတဲ့ဟာနဲ့တာဝန်ခွဲမှုတာဝန်ပေးချင်မှုဒီဘယ်လိုရှိလဲအတိကကတော့ဒီအောင်နိုင်ကြီးမှာဘဟုမှာတော့သူတမတာပါပဲမဲ့လည်းပြည်နေစင်လူဒီကဘဟုမှာမပါတဲ့လူဒီများနေတဲ့အတွက်ပေါ့နော်ဘလူဒီတာဝန်ယူပြီးတော့တာဝန်ပေးကြလေဆိုတာကူ
ကိုယ့်ရဲ့အမြင်လေးပေါ့နည်းနည်းအရင်ပြောစီချင်တယ်ဒီမှာ online မှာမပါတဲ့ဆရာဘွေကုန်းကိုရင်စလိုက်ဘွေကုန်းကိုအရင်ဆုံးအဲ့ဒီ online ရဲ့အဖွဲ့ရဲ့လောက်ဆောင်ချက်ကိုတစ်ချက်လောက်အရင်ပြောပေးပါအောင်လားပြီးရင်ပြည်နယ်ဘက်ကအခုအချိန်ကြီးဘယ်လိုရှိလဲဆိုရက်ပေါ့နော်လောက်စားလည်းရင်ပြောစီချင်တယ် ဟုတ်ကဲ့ဆရာကျွန်တော်ကအောင်နိုင်ကြီးမှာမပါတော့ချင်းပြည်နယ်မှာအောင်နိုင်ကြီးတွေလှုပ်ဆောင်ချက်ကတော့ကျွန်တော်ကပြောမယ်ဆိုရင်မှားသွားလိမ့်မယ်တို့တော့အောင်နိုင်ကြီးကဘယ်လိုဖြစ်ပေါ်လာတယ်လဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်ရှင်းရှင်းပြောပြလို့ရတယ်နော်ဆရာအဲ့ဒါကတော့ကျွန်တော်မဖြေပြစေနဲ့လို့အောင်နိုင်ကြီးဘယ်လိုတိဆောက်တယ်လဲဆိုတဲ့ဥစ္စာကိုတော့ကျွန်တော်ဖြေခွင့်ရတယ်ဆိုရင်ဖြေလို့ရပါတယ်လို့ပေါ့နော်ဟုတ်ဒါဆိုရင်တော့ပြည်နယ်စင်ဖက်ကနေရင်ပြောပြမှာပေါ့နော်ဆရာအထက်မှာအဲ့ဒါဟိုနည်းနည်း comment လုပ်စေချင်တာပေါ့ဒါစီ online မှာအားလုံးကတော့ပြောချင်ကြပဲကျွန်တော်ဆွေးနွေးပါမယ်ဟာခါနဲ့ဆရာကော့တေးနဲ့မင်းတကဆရာမနာထန်ကူမီပြောစီချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအောင်နိုင်ရေးကော်မတီဖွဲ့တဲ့ဟာတော့ပြည်ထောင်စုကနဲ့ NLD ဒီဘဟုကနဲ့မြို့နယ်တစ်မြို့နယ်မှာလူပုဂ္ဂိုလ်တူဦးစီ NLD အောင်နိုင်ရေးအတွက်ဒီအာကူထဲတဲ့ပုဂ္ဂိုလ်ဆိုပြီးသူတို့ကရွေးချယ်ပြီးမှအောင်နိုင်ရေးကော်မတီဖွဲ့တာဖြစ်ပါတယ်အဲ့ဒီထဲမှာစလိုင်းအိုက်ဇက်ခင်ကအဖွဲခေါင်းဆောင်ဖြစ်တာဝန်ပေးပြီးမှကျွန်တော်တို့ကိုချင်းပြည်နယ်အားလုံး NLD မှာဒီအားလုံးမှာ NLD အောင်နိုင်ရေးအတွက်ထုတ်ရှင်းနေပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်မင်းတဖက်ကရောဆရာမနာထန်မင်းတကမ်ပလေဝါဖက်အချင်းဘယ်လိုရှိလဲကျွန်တော်တို့မင်းတပ်ဖက်မှာကတော့ဒီအောင်နိုင်ရေးအတွက်ကျွန်တော်တို့ကကြေးရွာတိုင်းမှာကျွန်တော်တို့အောင်နိုင်ရေးအဖွဲ့ဆိုတာဖွဲ့ထားပါတယ်ဖွဲ့ပြီးခါမှကျွန်တော်တို့ဟာအခုကျွန်တော်တို့ကြေးရွာတွေမှာအဲအောင်နိုင်ရေးဖွဲ့ထားတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဒီကကိုယ်စလဲစီလွတ်တာလည်းရှိတယ်ကျွန်တော်တို့အောင်နိုင်ရေးအဖွဲ့တီချာစီလွတ်တာလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာအောင်နိုင်ရေးကိုအဲဒီကိုယ်စလဲများသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အောင်နိုင်ရေးကတော့လိုက်ပါခြင်းမရှိပါဘူးကိုယ်စလဲများတီးတတ်သွားတာရှိပါတယ်ကျွန်တော်တို့အောင်နိုင်ရေးအဖွဲ့တီးတတ်သွားတဲ့အချိန်မှာလည်းကိုယ်စလဲများလိုက်ပါခြင်းမရှိပါဘူးဒီလိုနဲ့ပဲကျွန်တော်တို့ရက်ကျေးတွေကိုတရားဝင်တရားထွက်နေစီယုံသွားကြပါတယ်လို့ပဲတင်ပြချင်ပါတယ်ဖလန်နဲ့တိတင်ကဆရာတို့နည်းနည်းဖြစ်ဆွပေးပါအောင်လားဆရာတက်နိုင်နဲ့ဆရာဆွန်စနန်အဓိကကတော့ဒီ online အဖွဲ့တွေရောတကယ်ရောထိရောက်သလားဆိုတဲ့ဟာပေါ့နော်ဆရာတို့ကိုယ်တိုင်လည်းအားလုံးပါတော့ဆရာတက်နိုင်အတိုင်းဟုတ်ပါပြီကျွန်တော်တို့ဖလန်းမှာအောင်နိုင်ရေးဖွဲ့ဆိုပြီးတော့ဖွဲ့ထားတယ်မြို့နယ်အောင်နိုင်ရေးရှိတယ်လို့ကြေးရွာတိုင်းမှာလည်းအောင်နိုင်ရေးဖွဲ့ဆိုတာရှိပါတယ်နောက်ကျွန်တော်တို့ပြည်နယ်ကဒီအောင်နိုင်ရေးနဲ့ပတ်သက်တဲ့ညွှန်ကြားထားလွှာတွေအချက်လက်တွေကိုကျွန်တော်ကမြို့နယ်ကိုဖြန့်ဝေတယ်မြို့နယ်ကနေပြီးတော့ကြေးရွာတိုင်းကိုဖြန့်ဝေပြီးတော့ကျွန်တော်တို့အဲ့လိုလှုပ်ရှားနေပါတယ်တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်းအများအားအဆက်တွေရှိပါတယ်ဒီလိုမျိုးကျွန်တော်တို့အပြင်အောင်နိုင်ရေးအဖွဲ့ပြင်အောင်နိုင်ရေးအဖွဲ့မှာကျွန်တော်တို့အမျိုးသမီးတွေလည်းထည့်ထားတယ်နောက်တစ်ခါလူငယ်တွေလည်းထည့်ထားပါတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့လှုပ်ရှားမှုဟာအမျိုးသမီးဆိုလည်းအမျိုးသမီးကဏ္ဍလှုပ်ရှားတယ်လူငယ်ဆိုလည်းလူငယ်ကဏ္ဍလှုပ်ရှားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကအင်မတန်အရှိန်အဝါကောင်းပါတယ်ကျွန်တော်တို့ဒီဖလန်းမြို့မှာတော့အောင်နိုင်ရေးအဖွဲ့ရဲ့လှုပ်ရှားမှုကအရှိန်အဝါကောင်းတယ်အဲ့ဒီလိုပဲလွှတ်တော်ကိုယ်စားလှယ်တွေရဲ့လှုပ်ရှားမှုကလည်းအရှိန်ဟုန်ကောင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆရာဆွန်စနန်ရောအခုတွားနေတဲ့ချင်းဘယ်လိုရှိလဲတိတင်ဖက်ကဇုံမီZCD ပါတီဖက်ချာပါတီလေးအကောင်းနေတော့လေအတန်လေးဖွင့်ပေးပြီးတော့ပြောပြပါအောင်ဆရာဆွန်စနန်โอเคဗျကျွန်တော်တို့ဘက်ကတော့အခုအချိန်ကြီးကကြတော့အချိန်ကြီးကကောင်းပါတယ်ဆိုတာကြတော့ဒီပြောရရင်တော့ ZCD လဲသူ့ဟာနဲ့သူကောင်းတယ်ဒီဟိုကြန့်ခိုင်ရေးနဲ့ဟိုပြင်မဲ့မှာကြတော့ကျွန်တော်တို့တွေ့ကြည့်ရရင်တော့ကြန့်ခိုင်ရေးနဲ့ဟို ZCD လို့ပဲပြောရမှာပေါ့
အဲ့ထဲမှာတော့ခုလက်ရှိတော့ကျွန်တော်တို့ကနေစင်းတာနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကျွန်တော်တို့ NLD ကိုအားပေးတဲ့လူကတော်တော်လေးအားရရှာရှိပါတယ်နောက်တစ်ခုကကြတော့နည်းနည်းတော့ဒီမနေ့ညဖြစ်မယ်အတိုက်ခံတော့နည်းနည်းရှိလာတာပါရှိလဲဆိုတော့သူတို့ကလူကဘယ်သူပဲဝါတော့မသိဘူးဗီနာထောင်ထားပြီးတော့ဗီနာကြီးထဲမှာကျွန်တော်အမန်နိဘက်ကကိုစလေလောင်းတွေကိုဓာတ်ပုံနဲ့ကပ်ပြီးတော့ဓာတ်ပုံဗီနာပေါ်မှာဓာတ်ပုံနဲ့ကပ်ပြီးတော့အဲ့ပေါ်မှာအဲ့ကောင်တွေကိုမဲမပေးဖို့ဆိုမှစာလေးကျွန်တော်တို့ဒေတာစာနဲ့စာရေးပြီးတော့အဲ့လိုမျိုးကျွန်တော်အတိုက်ခံလုပ်တဲ့ဟာတွေရှိပါတယ်အဲ့ဒါတော့ဘယ်သူပဲဝါဆိုတော့မသိရတော့ကျွန်တော်တို့လည်းအဲ့ဒါစုံစမ်းနေတော့ရှိပါတယ်နောက်တစ်ခုကကြတော့ခုနနည်းနည်းကျွန်တော်လည်းဒီနေ့အောင်နိုင်ရေးဖွဲ့တဲ့အပေါ်မှာဘယ်လိုရှိလဲဆိုတာအဲ့ဒါတစ်ခုကတော့ကျွန်တော်နည်းနည်းပြောချင်တာတော့ခုနဖလားပြောသလိုပါပဲကျွန်တော်တို့ဘက်ကလည်းအဲ့လိုပါပဲပြည်နယ်ကနေတစ်ဆင့်ငွန်ကြားတဲ့ဟာကိုမြို့နယ်ပြန်ပြီးတော့ကျွန်တော်ချပြတယ်ပြီးတော့မြို့နယ်မှာကျတော့ကျွန်တော်တို့လည်းအောင်နိုင်ရေးကမြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌရှိတယ်အဲ့အောက်ကနေပြီးတော့အမျိုးသမီးဖွဲ့ရှိတယ်လူငယ်ဖွဲ့ရှိတယ်အမျိုးသားဖွဲ့လည်းတက်ရှိတယ်အဲ့ဟာဒီမြို့ပေါ်မှာကျတော့အဲ့ဟာတွေကရက်ကွက်လိုက်ကိုအကုန်လုံးကိုကွင်းစင်းပြီးတော့တိုင်တက်စင်းကိုစီယုံကြီးစင်းပေးပါတယ်အဲ့ဒါကျတော့မြို့ပေါ်မှာကျတော့တော်တော်လေးပဲတော့ဒီအမတ်နဲ့အမနစ်ဘက်ကသူတို့နည်းနည်းအားစိတ်ရမဲ့ရွာတွေရှင်လဲရွာတွေကိုသူတို့ကျွန်တော်တို့အောင်နိုင်ရေးမြို့နယ်အောင်နိုင်ရေးဖွဲ့လိုက်ပြီးတော့ကျွန်တော်ဟောပြီးတာပေါ့ကိုဟောပြီးတာတို့အဲ့လိုလူဟာမျိုးတရွာပြီးတရွာကိုကျွန်တော်ဂရုစိုက်ရမယ့်ရွာတွေကိုတော့အဲ့လိုမျိုးသွားတာရှိပါတယ်နောက်တစ်ခုကကြတော့ခုနတစ်ခုလေးရှိတာတော့အစကျွန်တော်တို့ပြည်နယ်အောင်နိုင်ရေးစီဝဲခေါ်တော့ကတော့ပုံမှန်တိုင်းဆိုရင်တော့ဒီချင်းပြည်နယ်မှာရှိတဲ့ကိုမျိုးနယ်ဆိုကျွန်တော်ပြည်နယ်အောင်နိုင်ရေးအဖွဲ့ကောင်းဆောင်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့အဖွဲ့တွေကိုပဲတခါမကဝတလောက်တစ်ချိန်နဲ့ချိန်အဲ့လိုမျိုးစီဝဲခေါ်ပြီးတော့ဒါမှမဟုတ်ကိုနယ်စင်းမှုတွေလည်းသူတို့မျိုးနယ်တွေကိုအကုန်လုံးတပတ်နှစ်ပတ်ဖြစ်လာပတ်မယ်ဆိုတော့အစီအစဉ်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုဗစ်ကြောင်းနဲ့ဖြစ်မှာပေါ့အဲ့ဒါကိုသူတို့လည်းလာမစင်းနိုင်ဘူးဒါပေမဲ့ Zoom မှာကြတော့နှစ်ခါသုံးခါတော့အစည်းအဝေးလုပ်ဖြစ်တယ်ဒါပေမဲ့ဖြစ်နိုင်ရင်တော့သူတို့ကိုယ်တိုင်လာတာတော့ပူတော့ကောင်းတာပေါ့ဒါပေမဲ့အချင်းကကျွန်တော်တို့လူချင်းကျွန်တော်တို့လာစီချင်းပြင်မဲ့လည်းအချင်းကမပေးတဲ့ခါကျတော့အဲ့ဒါလေးတစ်ချက်ကတော့သူတို့ဒီ Zoom နဲ့ပြောတာထက်ဆိုင်လူကိုယ်တိုင်လာတော့ပူပြီးတော့အားရှိတာပေါ့အဲ့ဒါလေးတစ်ခုတော့ရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ZCD နဲ့ပြောရရင်တော့သူတို့လည်းကျွန်တော်တို့အဖွဲ့တွေတွားပြီးတဲ့နောက်မှာသူတို့ကလည်းလိုက်လာတယ်အမှနောက်တစ်ခါသူတို့တွားပြီးတဲ့ချိန်ကျွန်တော်နောက်တစ်ခါပြန်လာအဲ့လိုမျိုးပေါ့တချို့ရွာတွေဆိုရင်ကျွန်တော်နှစ်ခါသုံးခါတွေတွားရတဲ့ဟာတွေရှိတယ်နည်းနည်းနောက်လိုကပြောလိုက်တာသူတို့ကတချို့လူတွေကနည်းနည်းစိတ်တွေကဘယ်လိုကောမလဲဟိုဘက်ရိုင်းချင်းတယ်လို့ဖြစ်တဲ့ဟာတွေများတော့အဲ့ဒါတော့အလုပ်တော့များသွားတာတခုတော့ရှိတယ်ဟုတ်ကဲ့အဲ့ဒါပါပဲဆိုတော့အခုအောင်နိုင်ကြီးဒီပြောသွားတဲ့အချိန်မှာလေဒီရန်ကုန်ဘက်ကနေအမြဲတမ်းစောင့်ကြည့်နေတဲ့ဒီ NLD မှာခံပရိသတ်ဘက်ကဆရာစလိုက်ဘကုန်းလေးရှိမယ်ပေါ့နော်အခုနအောင်နိုင်ကြီးကိုဘယ်လိုပုံစံဖွင့်ပြီးတော့အားရရှာဖြစ်သလားဆိုတဲ့ဟာတစ်ချက်လောက်ပြောပြစီစဉ်တယ်ပြင်ဆရာတင်ကျုံဘက်ကလည်းဒီပါဝင်ပေးနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဘက်ကလည်းခုနအောင်နိုင်ကြီးဒီကချင်းပြည်နယ်အောင်နိုင်ကြီးလှုပ်ရှားမှုကိုအားမလို့အားမရဖြစ်နေတာတွေရှိသလားဘာဒီထုတ်ပြအကြံပေးချင်တာတွေရောဘာဒီရှိလေဆိုတာပေါ့နော်ဒီနေ့ပြောစီချင်တယ်2 minutes စီပေါ့2 minutes စီပေါ့ဟယ်လိုကြားပြီဆရာကြားပြီဟုတ်ကဲ့ဒီညမှာကျွန်တော်တို့အတူတကွ NLD အောင်နိုင်ဖို့ဆွေးနွေးနေကြတဲ့လူတွေဟာတကယ့်ကိုကျွန်တော်လေးစားတယ်အဲ့ဒီမေးပြင်မှာတို့အလုပ်လုပ်နေတဲ့သူတွေဖြစ်တယ်တော့ဒီနေ့အောင်နိုင်ကြီးစဖွဲ့ကလေးကကျွန်တော်ကအတွင်းကြီးလူဖြစ်တော့ဘလို့ဖွဲ့စည်းတယ်လေဆိုတဲ့ဥစ္စာကြတော့အငင်းပွားစရာတွေနောက်ပြီးတော့မှစိတ်မချမ်းမသာဖြစ်စရာတွေနောက်ပြီးတော့ပြောစရာတွေကတယ်လီဖုန်းကြီးရှိတယ်ဆိုတော့အများကြီးရှိတယ်ဆိုတော့အောင်နိုင်ကြီးဆိုတာဟိုးတုန်းကလေးက2015ကလေးက
ကြည့်မယ်ဆိုရင်တော့အတီးတီးမှာပြည်နယ်မှာရောမြို့နယ်မှာရောအောင်နိုင်ဖွဲ့ကြတယ်အဲ့ဒီဥစ္စာကအရင်တော့အောင်နိုင် candidate ရွေးချယ်တဲ့နေရာတောင်မှသူတို့ကပါခဲ့တယ်မြို့နယ်ဟောအောင်နိုင်ပြီပေါ့နော်ဆိုတော့ဒီနှစ်ကျတော့အဲ့လိုမျိုးမရှိတော့ဘဲနဲ့ရပ်မြရပ်ဖတ်ဖက်ပြောင်းသွားတယ်တောက်တော့ဒီနှစ်အောင်နိုင်ကြီးကသူတို့ကပါတီကလို့ရတယ်လေဆိုရင်တော့ဒီနေမင်းမှာအခုနသူတို့ပြောတဲ့အတိုင်းပေါ့ကျွန်တော်လည်းသူတို့ပြောတာကြားတော့ကျွန်တော်အားရတယ်သူတို့တတ်နိုင်တင်မြတော့လှူရှားကြတယ်တောက်တော့ကျွန်တော်တို့အောင်နိုင်ကြီးကဟိုဘလို့ဖွဲ့စည်းခဲ့တယ်လေဆိုတဲ့ဥစ္စာကတော့အခုချိန်မှာကြတော့ပြောလို့ကမကောင်းဘူးနေတူတယ်ဘာလို့ဆိုကျွန်တော်တို့ကဖက်တော်သားတွေဖြစ်တဲ့အတွက်ကျွန်တော်မပြောချင်သေးဘူးတော့တင်းတင်းနဲ့ချိန်ကြတော့ဟိုအဲ့ဒါတွေကတော့ပြောရမှာပေါ့နော်ဆိုတော့အောင်နိုင်ကြီးကြောင့်အောင်မြင်တဲ့ဥစ္စာတွေအများကြီးရှိတယ်လို့အောင်နိုင်ကြီးကြောင့်လည်းပဲပုတ်ခတ်မှုတွေကလည်းအများကြီးကြေလောင်ထွက်နေတယ်ဆိုတော့ချင်းပြည်သူတွေရတဲ့တိနေထင်တယ်ဆိုတော့အခုချိန်မျိုးမှာဆိုတော့ဂျေဇူးပြုပြီးဟိုအဲ့ဒီဥစ္စာကိုတော့အသေးစိတ်ရှင်းပြပါဆိုတဲ့ဥစ္စာကြတော့နည်းနည်းတီးခံပေးပါလို့ကျွန်တော်မပြောပြရစေနဲ့လို့ကျွန်တော်ပြောချင်တယ်အခုလက်ရှိနေတဲ့သူတွေကဆက်လက်ပြီးတော့မှအဲ့ဒီအတိုင်းပဲခြိတက်ပြီးတော့မှသူတို့ကိုတော့ဥပါတယ်လို့ဆိုတဲ့ဥစ္စာကျွန်တော်ပြောချင်ပါဆရာကျုံးဖက်ကရောနည်းနည်း comment ရှိလားဟုတ်ကဲ့နည်းနည်းပြောမလေဟုတ်ကဲ့အခုဒီနေ့ပြောတဲ့ဟာ online မှာ live လွှင့်လာမသိဘူးလွှင့်မလား live လွှင့်မယ်ဆိုလည်းတိတ်ပြောလည်းမကောင်းဟုတ်ကဲ့ကျေးဇူးများတင်တယ်ကျွန်တော်ကတော့ဘယ်သူမှတောင်းမပြီးပြီမဲ့ကျွန်တော်မြန်မာနိုင်ငံအတွက် NLD ဟာအလွန်အရေးပါသေးတယ်ဆိုတာကိုအတိတရားနဲ့သိတဲ့အတွက်တစ်ဖက်တစ်လားနဲ့အချိန်ပြည့်ပါဝင်ပြီးတော့ကြိုးစားနေတာတော့ဒီနေ့ထိပါပဲကျွန်တော်ရှိမှပြောသွားတဲ့ဆရာဥပ္ပကုန်းကတော့သူကလူကြီးဆန်ဆန်နဲ့တိတ်မပြောချင်ပြီမဲ့ကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်ဒီအောင်နိုင်ရေးအတွက်ပြည်နယ်အောင်နိုင်ရေးဥက္ကဋ္ဌဆိုတာခန့်ထားတာရှိတယ်လို့ကျွန်တော်ကြားတယ်ကျွန်တော်နဲ့လည်းတစ်ခါဆုံးတယ်ဒါပေမဲ့သူ့ရဲ့ပါဝင်မှုရဲ့သူ့ရဲ့လှုပ်ရှားမှုကျွန်တော်တော်များတွေ့ဖို့မရှိဘူးအဲ့ဒါလေးတော့ဒါဒီလိုမဖြစ်သင့်ဘူးလို့ကျွန်တော်အပြုတ်သဘောနဲ့ပြောချင်တယ်ဥပမာသူကိုယ်တိုင်နေရာတကာမြို့နယ်တကာသွားဆရာမလိုပါဘူးဒီလို zoom လေးနဲ့ပဲဖြစ်စီယုံပြီးတော့မြို့နယ်တစ်ခုရဲ့အားနည်းချက်မြို့နယ်တစ်ခုရဲ့အားတာချက်အဲ့လိုလေးတွေဒီ mix လုပ်ကြမယ်ဆိုရင်ကျွန်တော်ချင်းပြည်နယ်အောင်နိုင်ရေးအတွက်ပါဝင်မှုဟာတော်လေးကိုပြည်နယ်အတွက်အကျိုးရှိမယ်လို့ကျွန်တော်အဲ့လိုစာနာပြုခြင်းတယ်ပြီးတော့အခုကျွန်တော်လက်ရှိလိုအပ်တယ်လို့ကျွန်တော်လူသိတာကဒီကျွန်တော်ဖလမ်လိုမျိုးဖြစ်တဲ့အတွက်ဖလမ်နဲ့အဆက်အသွယ်ပိုများတယ်နေ့တိုင်းလိုအဆက်အသွယ်လုပ်တယ်ကျွန်တော်မှလိုအပ်ချက်ရှိသေးတာဒီအင်အားပြပွဲပြောမှာပေါ့ကျွန်တော်ကိုဗစ်ကြောင့်ဆိုပြီးမဲ့ကျွန်တော်တိုင်းနဲ့ပြည်နယ်အားလုံးချိမယ်ဆိုရင်အားလုံးသိမြင်တဲ့အတိုင်းပဲကြရားပြည်နယ်ဆိုရင်ကားအစီး900စိုက်ကယ်အစီး1000လူပုဂ္ဂိုလ်1000ခွဲကျော်ခြိတက်ကြတဲ့ခါဆိုဘယ်လောက်အားရစရာကောင်းတယ်လဲအဲ့ဒါတွေဟာကျွန်တော် online ရေးအနေနဲ့လောက်ရမယ်မဖြစ်မနေလောက်ရမယ်အရာလို့ယူဆတယ်ကျွန်တော်ဖလားနဲ့2ကြိမ်3ကြိမ်ဆွေးနွေးတယ်ကိုကလည်းတိုက်တွန်းတယ်ဒါမဲ့ဒီကိုဗစ်ကြောင့်ဖြစ်နေတယ်ကျွန်တော်ချင်းပြည်နယ်ရဲ့online ရေးလှုပ်ရှားမှုမှာအားရစရာအကောင်းဆုံးကမတူပီဖြစ်မယ်လို့ကျွန်တော်ယူဆတယ်မတူပီရဲ့အင်အားပြပွဲရတော်လေးအဲ့လိုအင်အားပြခြင်းအပြင်စီလုံးမှုကိုလည်းထင်ဟပ်စီတယ်ပြီးတော့ NLD ရဲ့လက်ရှိအနေအထားကိုလည်းထင်ပေါ်စီတယ်အဲ့ဒါကြောင့်မပြနိုင်သေးတဲ့မြို့နယ်တွေလည်းအဲ့ဒီအင်အားပြပွဲရတော့အားလုံးလောက်ကြမယ်ဆိုရင်ထိရောက်မှုအစီအဆုံးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်မနေ့ကကျွန်တော်ကကလေးမာနေတော့ကျွန်တော်ကလေးဇာတိကအင်အားပြပွဲလုပ်တယ်အင်အားပြပွဲလုပ်တာကိုရွာစေးယုံပြီးတော့လုပ်တာအယောက်900လောက်ဖြစ်သွားတော့အဲ့ဒီမှာပြိုင်တဲ့ပါတီတွေကတော်လေးကိုခံစားကြတယ်ကျွန်တော်လည်းပြိုင်တဲ့ပါတီကလည်းအကြီးအကျယ်လာပြီးတော့တိုက်ခိုက်ကြတယ်ခင်ဗျားအားပြီးလို့ကျွန်တော်အားမပြီးပဲနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကိုကလူရင်းခင်တဲ့လူတွေဆိုတော့လေအဲ့လိုပေါ့နော်ဒါကျွန်တော်ဒီအားပြပွဲလုပ်ခြင်းအပြင်အခုအချိန်တအားနိကလည်းတော့နဲ့အတွက်တခြားဟာဒါလုပ်မယ်ဆိုရင်အချိန်ကမရှိတော့ဘူး
အဲ့ဒီအင်အားပြပွဲလေးကလုပ်မယ်ဆိုရင်မြို့နယ်တိုင်းဒေသတိုင်းအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်နောက်ဆုံးအနေနဲ့ဒီနေ့ဘယ်နှမြို့နယ်ကိုစားပါတယ်လဲကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့ရှိကြတဲ့မြို့နယ်လေးတွေကအခုမြို့နယ်ရဲ့အခြေအနေလေးကိုဥပမာဖလမ်ဆိုရင်candidate 4ဦးမဲပြီးမှဖြစ်ပါတယ်အဲ့ဒီ candidate 4ဦးမှာ4ဦးစလုံးက NLD ရနိုင်မလားမင်းတပ်ဆိုရော9ယောက်စလုံးရနိုင်မလားဟာခါမှာ9ယောက်စလုံးရနိုင်မလားအဲ့လိုလေးတွေကျွန်တော် NLD ရဲ့ရက်တီချက်လေးကိုဖလှယ်ကြရင်မကောင်းဘူးလားလို့ကျွန်တော်ဆန္ဒပြုချင်တယ်ကျေးဇူးများတင်တယ်ဟုတ်ကျေးဇူးတင်တယ်ဟုတ်ကဲ့အလျံဖက်ကမေးဆရာရှိလားဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဒီလိုမျိုးNLD အောင်နိုင်ကြီးကိုယ်အောင်နိုင်ကြီးအဖွဲ့ကလူကြီးမျိုးတို့နဲ့တွေ့ခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့စလိုင်းလျံဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ဒီအောင်နိုင်ကြီးမှုတွေပေါ့မြို့နယ်တီးပြအောင်နိုင်ကြီး leader တွေကိုကျွန်တော်မေ့ချင်ပါတယ်ဆိုတော့အခုရက်ပေါင်း12ရက်13ရက်လောက်ပဲကြာတော့တဲ့အချိန်မှာရွာတွေဆင်းနေတဲ့အချိန်တွေကိုဆရာတို့ကတင်ပြပြောပြသွားတယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ခုလေးမေ့ချင်တာကတော့ဆေးရကြပဲကြံတဲ့အချိန်မှာဆရာတို့ရဲ့ဒီစီယုံကြီးမဲဆွေစီယုံကြီးလောက်တဲ့ဟာတွေကို NLD ကဘယ်လောက်ထိအောင်နိုင်ရနိုင်မလဲဆိုတော့ဟာကိုရခိုင်နှုန်းနဲ့တွက်ကြည့်မယ်ဆိုတော့ဘယ်လောက်ဖြစ်မလဲမြို့နယ်တီးပြပေါ့နော်ရခိုင်နှုန်းနဲ့တွက်ကြည့်မယ်ဆိုတော့ဘယ်လောက်ဖြစ်မလဲဆိုတာကိုနံပါတ်1မိခွင့်မြင့်ချင်ပါတယ်ပြီးတော့နံပါတ်2ချက်ကခုနဆလိုင်းဘွေကုန်းနဲ့ဒီဆရာပါကျုံးကပြောသွားတဲ့ဟာထဲနဲ့ဟာနဲ့နည်းနည်းဆက်တယ်အဲ့ဒါကတော့ NLD စီယုံကြီးအောင်နိုင်ကြီးကော်မတီဟာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်မိခွင့်မြင့်ချင်တာကတော့ဒီမှာရှိတဲ့လူကြီးများအားလုံးကအောင်နိုင်ကြီးပေါ့အောင်နိုင်ကြီးမှာပူပေါင်းပါဝင်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိ NLD အောင်နိုင်ကြီးမှုခေါင်းဆောင်ကကျွန်တော်တို့လွန်ခဲ့တဲ့2015မှာNLD အစိုးရတက်လာတဲ့ချိန်မှာသူ့ကိုဆွေးခန့်ဝင်ကြီးလုပ်ပြီးတော့သူ့ရဲ့ဝင်ကြီးတမ်းကူတောင်ပြီးအောင်မလုပ်ဘဲနဲ့ဘာဖြစ်လို့သူ့ကို NLD ပြန်ပြီးတော့တုံးနေတာလဲကျွန်တော်တို့ဘာဖြစ်လို့သူ့ကိုပြန်တုံးတာလဲဆိုတာကိုဆရာတို့အမြင်ကျွန်တော်တို့သိချင်ပါတယ်ဆိုတော့ဒီလူမျိုးအခြေအနေမှာဆရာတို့ရဲ့အမြင်လေးကိုချင်းချုံလေးသိချင်တယ်နံပါတ်1ကတော့လက်ရှိအခြေအနေကရခိုင်နှုန်းကဘယ်လောက်ရှိမလဲပေါ့နော်130ပြောမလားဒါမှမဟုတ်100ရခိုင်နှုန်းထဲမှာပြောမလားနံပါတ်2ချက်ဘာဖြစ်လို့ဝင်ကြီးသူ့ရဲ့တာဝန်တောင်ပြအောင်မထမ်းဆောင်ပေးနဲ့အခုသူ့ကိုဘာဖြစ်လို့ပြန်တုံးနေရလဲဆိုတာကိုကျွန်တော်မေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌဖက်ကဟာခါမျိုးနေချင်းရခိုင်နှုန်းနဲ့ပြောကြည့်ပါလားတခွန်းပဲဟုတ်ပြီကျွန်တော်ဆွေးနွေးပါမယ်တခုတော့ဒီအောင်နိုင်ရေးကော်မတီဖွဲ့ဒီတော့ကဘလို့ဖွဲ့တယ်လဲဆိုရဟာတော့ရန်ကုန်မှာရှိနေတဲ့ဒီမှာရှိနေတဲ့အခုထိတဲ့လူကြီးတွေကပြီးမှာပါတို့ကဘလို့ဖွဲ့တယ်လဲဆိုရဟာမသိဘူးအဲ့ဒါနဲ့တို့ကနာမည်စင်းပါတော့ကြောပါဝင်တာဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဒီနောက်တစ်ခုကအောင်နိုင်ရေးမှာပါဝင်တဲ့အတွေ့အကြုံကျွန်တော်တို့ကတက်ကြွလှုပ်ရှားပြီးမှဒီဟာခါ data science အရာဆိုရင်အားလုံးနိုင်မဲအခြေအနေကရှိတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဘာဖြစ်လို့ဒီလိုကျွန်တော်ပြောရဲတယ်လဲဆိုရင်ကျွန်တော်ကစာပြီးလောက်ခဲ့ပါတယ်အဲ့ဒီစာပြီးမှာဒီမေဆန္ဒနေမအမှတ်တိမှာလူ90မြို့ပုံမှာလူ30ကျေးရွာမှာ20ကျွန်တော်တို့ကောက်ပါတယ်မေဆန္ဒနေမမှာနှိမှလည်းအဲ့ဒီအတိုင်းပဲအဲ့ဒီစရင်ကောက်ပြီးပါဒီကျေးရွာတောင်မှဒီမေဆန္ဒနေမအမှတ်တိမှာဆိုရင်ကျေးရွာ73ခုလောက်ကောက်ပါတယ်အယောက်20ထိမှာ73ခုကျွန်တော်တို့သွားပါတယ်မြို့ပုံမှာ6ရက်ကွက်4ရက်ကွက်ပြန်လာတဲ့ခွေတန်းစနစ်နဲ့တရက်ကွက်မှာ6ယောက်4ယောက်အဲ့လိုမျိုးကျွန်တော်တို့ခွဲပြီးကောက်တာဖြစ်ပါတယ် random ယူတဲ့ပုံစံကတော့အင်30အကြားအဲ့လိုမျိုးကျွန်တော်တို့လုပ်ပါတယ်ဒီအမှတ်2နေမှာမင်းလည်းအဲ့ဒီအတိုင်းကျွန်တော်တို့ကောက်ခဲ့ပါတယ်အဲ့ဒီကောက်တဲ့အချိန်မှာ NLD လက်ခံသူကအယောက်50စီထဲမှာအယောက်29အယောက်30က NLD လက်ခံပါတယ်
တခြားဟာတော့ကျွန်တော်မပြောချင်တော့ဘူးအဲ့လိုမျိုးဖြစ်တဲ့အတွေ့အကြုံအခြေအနေကအရန်ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးရင်နောက်တစ်ခုကဘာဖြစ်တယ်လဲဆိုရင်ဘသူကအကျိတ်ဆုံးလဲကုစလေလောင်းများထဲမှာဆိုရင်အဲ့ဒီမှာတော့ကုကျိတ်တဲ့ပါတီတွေဟိုနာမည်စိပေါ်လာတယ်အဲ့ဒီထဲမှာ NLD ဖက်ကကျိတ်တဲ့ပုဂ္ဂိုလ်တွေများတယ်ဆိုတာကျွန်တော်ပြောရပါတယ်အဲ့ဒါကြောင့်အားလုံးနိုင်မယ်လို့အခု data အရကြည့်မယ်ဆိုရင်နိုင်မဲ့အလားအလာရှိတယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်ပါတယ်ဒီနောက်တစ်ခုတော့အင်အားပြတဲ့အချိန်မှာမူးရွာနေတဲ့ထေကကျွန်တော်တို့ဒီစုံမှတ်နေရမှာကျွန်တော်တို့သွားဆုံနေတဲ့အချိန်မှာလူထောင်ကျော်ကျွန်တော်တို့ပါဝင်ခွင့်ရှိပါတယ်စိုက်ကဲအစီး200ကျော်ကားက100နီးပါးအဲ့လိုမျိုးနဲ့ကျွန်တော်တို့တော့ပီစီမှုကအရန်နီးကတော်တဲ့တွေ့ကြပီစီမှုကတိတ်အစီမပြေဘူးမူးလေးရွာတယ်ဒါပေမဲ့အဲ့ဒီအင်အားပြတဲ့အင်အားလို့ပြောစီတန်းနှိမ့်လေမှုကျွန်တော်တို့လုပ်နေတဲ့အချိန်မှာအဲ့ဒီမူးရွာတဲ့ကြားထဲကဒီလောက်ဒီအားပေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတော့ကျွန်တော်ကတကယ်ကိုခွင့်အားရပါတယ်ကုစလေလောင်းတွေတော့ဖြတ်ပြီးတော့မေးချင်ပါတယ်ကျွန်တော်ဆရာကကျွန်တော်ဖြတ်ပြီးတော့မေးချင်ပါတယ်ကျွန်တော်တို့ဒီအဲ့ဒီအင်အားပြပွဲမှာတချို့လူတွေပြောပါတယ်ဒီကိုလာဟာလာပေါ့မှန်တယ်မှန်ဘူးဆိုတာကတော့ဆရာကတို့ပဲသိမှာပေါ့ဆိုတော့ဒီအဲ့ဒီလူအဲ့လောက်များတာဒီ daily wages ပေါ့နေ့စားနဲ့ပတ်စံပေးတဲ့ဟာတွေလည်းရှိတယ်လို့ကျွန်တော်တင်းကြတယ်အဲ့ဒါဟာတွေရောဘလို့ဒီမှာဖြည့်ရှင်းခြင်းလဲဒီဟာအဲ့ဒီတရင်ရီတဲ့သူကလည်း Holly Talking ထက်လေအဲ့ဒါကကျွန်တော်လည်းအဲ့လိုမျိုး online ရေးစီမံချက်ရေးဆွဲနေတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းပါပါတယ်အဲ့ဒါကြောင့်လုံးဝဒီဖိတ်ဆံပြဖို့ကျွန်တော်အစီအစဉ်မရှိပါဘူးပြီးရင်ကျွန်တော်ကိုယ်တိုင်တော့မှဒီလက်ဖိတ်ကြီးလဲလက်ဖိတ်နဲ့မှုန့်လက်ဖိတ်အချွေနဲ့မှုန့်တော့မှမရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဖိတ်ဆံပေးတဲ့ဟာအစီအစဉ်လုံးဝမရှိပါဘူးဟုတ်ကျေးဇူးတင်တယ်ဖလိုင်းဖက်ကဆရာတက်နိုင်ကဖလိုင်းဖက်အချင်းကြီးပြီးမင်းတက်ကဆရာမနာထန်ကိုလည်းပြောစီခြင်းတယ်ပြီးရိုင်ကုံကဆရာစလိုက်ဘွေးကုံကိုပဲဖိတ်တော့မယ်ပေါ့နော်အထစ်ကြပြောပြပါအောင်ကျွန်တော်တို့ဖလန်းမြို့အခြေအနေကိုကျွန်တော်ပြောပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ပြည်နယ်အောင်နိုင်ရေးမှာဘာကြောင့်ပါတယ်လဲဆိုတော့ကျွန်တော်တို့ဘဟုကနေပြီးတော့တာဝန်ပေးလိုက်တယ်ဘလို့ရန်ကုန်ဘက်မှာတော့ဘလို့ဖြစ်ကြပြီဘလို့လဲတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ဘဟုကနေပြီးတော့တာဝန်ရှိတယ်ဆိုပြီးတော့တာဝန်ပေးလိုက်တဲ့ခါကျတော့ကျွန်တော်တို့ကပါတီဝင်တွေဖြစ်တယ်ဒါကြောင့်မို့လို့ပေးအပ်တဲ့တာဝန်ကိုငါတို့ကြည်ကြည်ပြပွန်ထမ်းဆောင်အောင်မယ်ငါတို့ဖြစ်မြောက်ထမ်းဆောင်အောင်မယ်ဆိုတဲ့ခံယူချက်နဲ့ကျွန်တော်တို့ဒီပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာဝင်ရောက်ပါဝင်ခြင်းဖြစ်တယ်ဒါကတော့ကျွန်တော်တို့ပြည်နယ်အောင်နိုင်ရေးမှာကျွန်တော်ပါဝင်ရတဲ့အကြောင်းရင်းနောက်တစ်ခုရာခိုင်နှုန်းဘယ်လောက်နဲ့ NLD ကဖလန်းမြို့မှာနိုင်မလဲဆိုရင်ကျွန်တော်ပြောပါတယ်100ရာခိုင်နှုန်းနီးပါးနဲ့ကျွန်တော်နိုင်ကိုနိုင်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့ဒီအောင်နိုင်ရေးပေါ့လေဒီမဲဆွေစီယုံရေးစပြီးတော့ရပြီဆိုတော့တလလွန်ခဲ့တဲ့တလကျော်ပေါ့နော်တလခွဲတော့တုန်းကအဲ့ဒီအချိန်မှာကျတော့ကျွန်တော်တို့လည်းတွေ့ဝေးပါတယ်ဘလို့လဲ NLD ကရပါမလားတစ်ဖက်ပါတီတွေကရပါမလားဒါပေမဲ့ကျွန်တော်တို့အခုချိန်မှာလှုပ်ရှားတဲ့ချိန်မှာကျွန်တော်တို့အောင်နိုင်ရေးအဖွဲ့တွေမြို့နယ်အောင်နိုင်ရေးရက်ကွက်အောင်နိုင်ရေးအဲ့ဒီအပြင်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့စ조사အားထုတ်မှုအဲ့ဒီလိုမျိုးကျွန်တော်တို့အင်တိုက်အားတိုက်စ조사လိုက်တဲ့အချိန်မှာအရင်တော့ကငါတို့အိမ်ပြည့်ပေါ့လေနော်လေးနေမီရှိတယ်ရပါမလားဆိုတော့ကျွန်တော်တို့ရဲ့မချင့်ရဲစိတ်ဓာတ်တွေဟာအခုဆိုရင်တော့ငါတို့နိုင်ကိုနိုင်မယ်အိမ်ပြည့်နိုင်မယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်စိတ်ချမှုအပြည့်နဲ့လှုပ်ရှားနေပါတယ်နိုင်ကိုနိုင်ရမယ်အောင်ကိုအောင်ရမယ် NLD ဟာဖလန်းမြို့မှာအိမ်ပြည့်နိုင်မယ်ဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်တို့လှုပ်ရှားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ကိုနိုင်မယ်အောင်ကိုအောင်ပါမယ်အဲ့ဒါကိုကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခါခုနတယောက်မေးတာပေါ့လေနာမည်တော့ကျွန်တော်မသိဘူး
Isaac King နဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားရှိပါတယ်ဟုတ်ပါတယ် Isaac King ဟာသူအရင်တော့အစိုးရလုပ်ခဲ့ပါတယ်တိုးတော်ညာလဲသူကအုပ်ချုပ်မှုရန်တရားကိုမကင်နိုင်အတွက်ကြောင်းဆိုပြီးတော့သူနှုတ်ထွက်သွားပါတယ်ဒါလည်းအားလုံးသိကြပါတယ်ဒါပေမဲ့အခုကဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌsorry အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်အောင်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌမဟုတ်ပါဘူးအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်ပါအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်အနေနဲ့သူလှုပ်ရှားတဲ့အချိန်မှာကိုတော့ကတော့သူအစိုးရလုပ်တဲ့အချိန်မှာအဲ့ဒါတော့အုပ်ချုပ်ရေးရန်တရားအခုကအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်ဆိုတာစီးပွားရေးရန်တရားဟုတ်စီးရုံးရေးရန်တရားကိုသူလုပ်နေတာပါအဲ့ဒီတော့ဘဟိုကလူကြီးတွေကဒီလူဟာစီးရုံးရေးရန်တရားမှာပိုင်နိုင်လုပ်နိုင်မယ်လို့သူတို့ယုံကြည်တဲ့အတွက်ကြောင့်သူ့ကိုတာဝန်ပေးတယ်လို့ကျွန်တော်တို့အဲ့လိုပဲသဘောပေါက်ပါတယ်ကြံခဲ့တဲ့အချိန်တုန်းကတော့ तू အုပ်ချုပ်ရေးရန်တရားကိုမနိုင်ခဲ့တဲ့အတွက်ကြောင့် तू နှုတ်ထွက်သွားပြီမဲ့အခုအချိန်မှာ तू ဟာစီယုံရေးရန်တရားကိုပိုင်နိုင်လုပ်နိုင်တဲ့ तू ဖြစ်တယ်လို့လက်ခံယုံကြည်ပါတယ်ဒါကြောင့်မို့လို့သူ့ကိုတာဝန်ပေးတယ်လို့ယုံကြည်တဲ့အတွက်ကြောင့်သူ့ရဲ့ဥဆောင်မှုအောက်မှာကျွန်တော်တို့ကလှုပ်ရှားနေပါတယ်လို့အဲ့ဒါလေးကိုခုနမေးခွန်းမေးလိုက်တဲ့သူကိုကျွန်တော်ဖြေကြားလိုပါတယ်ဗျာဒါပါပဲကျွန်တော်ပြောချင်တာဟုတ်အေးကျွန်တော်လည်းအဲ့ဒီအဖွဲ့ခေါင်းဆောင်ကိစ္စကိုကျွန်တော်ဖြေဖို့မေးသွားတော့ဆက်ပြီးကျွန်တော်ဆက်ပြောချင်ပါတယ်ရမလားဟုတ်တခုမေးဟိုနည်းပြောမေးခွန်းအများကြီးရှိသေးတော့လေဆရာပြောပါရတယ်ပြောပါဟုတ်ဒီ online ဒီလိုမျိုးပါတီမှာလေဒီလိုမျိုးဥမာဆွေဥထင်ကျော်ကသမရနေရာကိုသူ့ကျမရဲ့ကဒီမတင်တော်လို့ဆိုပြီးမှသူကသမရနေရာကနေနှုတ်ထွက်တယ်ပြီးရင်အခုပါတီမှာပြန်တော့ဒီတာဝန်ပေးချင်းခံရတယ်အဲ့လိုမျိုးတာဝန်ဒီလိုမျိုးတာဝန်ကနေအစိုးရလုပ်ငန်းကနေနှုတ်ထွက်ပြီးမှတာဝန်ပေးချင်းခံရတဲ့ပုဂ္ဂိုလ်တွေကဒီအခုကျွန်တော်တို့အခုကြီးစလိုက်အိုက်ဇက်ခံပါဝင်3ယောက်လောက်ရှိတယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်ပါတယ်ဒီဟာကဒီတကယ်တိုင်းဆိုရင်ဒီပါတီကယုံကြည်စိတ်ချတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့တင်တော်တဲ့စီယုံကြီးမှာအလုပ်လုပ်နိုင်မယ်ပါတီမှာသက်သာရှိတယ်ဆိုတဲ့ဟာဒီဘဟုကမြင်လို့ဒီလိုမျိုးတာဝန်ပေးတာဖြစ်တယ်လို့ကျွန်တော်အမင်ဆွေးနွေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဆရာမနာထံဖက်ကရောမင်းဒကမ်ပလက်ဖက်မင်းဒအချင်းကြီးရခိုင်နှုံးဘလောက်ကွင်းရှင်းနေပြီလေပေါ့နော်ပြီးအောင်နိုင်ကြီးအချင်းကြီးကဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ဟာပေါ့မြုပ်လေးလောက်ပါမြုပ်လောက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာကအခုချိန်မှာတခုကစိုးရင်ရတယ်လေဆိုတော့ဒီယောဂကြီးတခုကြောက်ပေါ့နော်အဲ့ဒါလေးပဲနည်းနည်းစိုးရင်ရတာရှိပါတယ်ကျန်တဲ့အပိုင်းကတော့ကျွန်တော်တို့အရင်2015ကလိုပဲနေရာတိုင်းမှာအနိုင်ရမယ်လို့ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကကိုကမစည်းရုံးခင်မှာတော့မှအဲ့ဒီဒေသခံတွေဟာသူတို့ဟာနဲ့သူတို့အားလုံးပြီးသားကျွန်တော်အဲ့ဒါလည်းပြောတာပါတယ်ရန်ကုန်ကဆရာဘွေကုန်းဖက်ကရောပြန်ပြုတ်ပေးလို့ရမလားခုနဟုတ်ကဲ့ဆရာကြီးဆရာစံနေလည်းမြေအချက်ပဲပေါ့နော်ဟုတ်ကဲ့ဆရာကြီးကျွန်တော် operator ကိုကျွန်တော်အခုနုညွတ်တောင်းပန်ခြင်းတယ်အောင်နိုင်ဘလို့ဖွဲ့တယ်လဲ Isaac ခင်ပါလေဆိုတော့ဥစ္စာမပြောပြစေနဲ့တော့ဘာလို့ကျွန်တော်တို့တီးတဲ့သူကပေါ်ထုတ်လိုက်မကောင်းဘူးအခုအချိန်မှာကျွန်တော်စစ်တိုက်နေတဲ့ချိန်အဲ့တော့အဲ့ဒါတော့ရမတိုက်ပြပါနဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့ ਨੇ အတူရှိတဲ့လူတွေကတကယ် hero တွေရိုးသားတဲ့သူတွေဟုတ်တော့တဲ့ဥစ္စာတွေတော့ဟိုအောင်နိုင်ကြီးက Isaac ခင်ပါဖြစ်တယ်ညာဖြစ်တယ်ဆိုတော့သူတို့ကတိတ်တိမှမဟုတ်ဘူးအဲ့တော့တီးတဲ့သူတွေအတွက်ကရှိတယ်ဆိုတော့အဲ့ဒါမျိုးတွေအခုချိန်မှာတော့မပြောခိုင်းနဲ့တော့လို့ကျွန်တော်ပြောချင်တယ်ဘယ်လို LED အောင်နိုင်မလဲLED ကဘလို့ဖြစ်ပေါ်လာတယ်လဲဘာဆက်လုပ်ဦးမလဲဆိုတဲ့ဥစ္စာပဲမေးရင်တော့ဆရာကျွန်တော်အဲ့ဒါကိစ္စကိုတော့နည်းနည်းဟိုတောင်းပန်ပြစေโอเคကောင်းပါဟုတ်ပါတယ်ခင်ဗျာစလိုက်ဘွဲကုန်းပြောတဲ့ဥစ္စာကိုကျွန်တော်အပြည့်အဝထုတ်ခံပါတယ်မေးတဲ့အခါမှာလည်းဟိုစဉ်းစားရှင်းချိန်ပြီးမေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ဖက်ကထပ်စင်းမေးခွန်းချီနေကြောက်မလို့ပေါ့နော်ဟွာจะဆိုရင်တော့question number 2ဖက်ကျွန်တော်ပြန်သွားမယ်အတိကအခု NLD ရဲ့ပါတီအကြောင်းပေါ့နော်ပြီးရင် NLD ရဲ့ပါတီရည်မှန်းချက်ကိုကျွန်တော်ပြောစီချင်တယ်အဲ့ဒီထဲမှာဆက်ဆက်တာကတော့ဟို NLD ဟာဆိုရင်တော့ဗမာဥဆောင်တဲ့ပါတီဆိုတဲ့ဟာမျိုးတွေလည်းထွက်လာတာပေါ့လေမှာပဲဖြစ်ပေါ့အဲ့ဒီ NLD ရဲ့ပါတီဘယ်လိုစပြီးတော့တည်ထောင်ပြီးတော့အခု NLD က
democracy federal line ကြောင်းသွားတဲ့ပုံမှာဘာကူဥတီပြီးတော့ကျွန်တော်လူတိုင်းမတိနိုင်တဲ့အချက်တွေကဘာတွေရှိမလဲပေါ့နော်ဆိုတော့ဒီအောင်နိုင်ရေးဖက်ကအရင်မဟုတ်ဘဲနဲ့ရန်ကုန်ဖက်ကဆရာဘွဲကုန်းကလေဒီပါတီလူကြီးကြီးနဲ့နီနီကကနေတဲ့လူဖြစ်တယ်ပြီးရင်ဒီမှာဆရာကျုံးကလည်းအဲ့လိုဖြစ်တော့ရန်ကုန်ဖက်ကအရင်ပြုတ်စေချင်တယ်ပြီးရင်ဖလန်ကပဲဆရာတက်နိုင်ကိုဒါဖလန်တို့ဟာခါထန်တန်ဖက်ကချင်းပြည်နေအနေထားရ NL ကိုဘလူမြင်ကြတယ်လေပြီးအခုန policy ကြီးဖန်ချက်ကိုမတိနားမလည်နိုင်တဲ့အချက်ဒီပါဒီရှိနိုင်တယ်လေဆိုရဟာပေါ့နော်ဆရာဘွေကုန်းကိုရင်ပြောပြစေဟုတ်ကဲ့ဆရာကျေးဇူးတင်တယ် LND ဆိုတာခလဲတောင်တည်တဲ့ပါတီဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒီပါတီဟာတော်လှန်ရေးကနေပေါ်ပေါက်လာတဲ့ပါတီဖြစ်တယ်ဒါ88မှာအဲ့ဒီတုန်းက88မှာရှိတဲ့သူတွေကတော့မင်းနေဆိုတော့သိမှာပါကျွန်တော်ကနည်းနည်းငြေသေးတော့ကိုမမီတမီဖြစ်တော့အသိငြေသေးတော့အဲ့ဒီ uprising မှာကျွန်တော်မပါနိုင်ခဲ့ဘူးဟုတ်တော့ကျွန်တော်သိတယ်လို့ပြောမယ်ဆိုရင်ဒီ1989မှာပဲသူတို့စက်တင်ဘာလ29ရက်မှာသူတို့ကတီထောင်တာဖြစ်တယ်အဲ့တော့သူတို့တီထောင်တဲ့သူတွေကလူမျိုးကြီးတွေဘာတွေကသူတို့စိတ်ဝင်စားတာမဟုတ်သူကတော်လှန်ရေးလုပ်မိကွာဒီအာဏာရှင်တွေကိုဘလို့လေဘလို့ဒီနဲ့ဒီမိုကရေစီရနိုင်မလဲဘလို့ဒီနဲ့ဖက်ဒရယ်ရနိုင်မလဲဆိုတဲ့စိတ်ထားတစ်ခုလေးနဲ့ပဲသူတို့ဒီပါတီကိုတီထောင်ရခြင်းဖြစ်တယ်အဲ့ဒါကြောင့် National League for Democracy လို့ပြောတဲ့ဥစ္စာကမြန်မာလည်းမပါဘူးဗမာလည်းမပါဘူးအဲ့ဒီကလေးကတော့ကြံတဲ့ဥစ္စာတွေကတော့တိုင်းရင်းသားပါတီဖြစ်တဲ့အတွက်သစ္စာရှိတဲ့တိုင်းရင်းသားပါတီခုခွန်ထူးဥဆောင်တဲ့ရှမ်း NLD တို့ရှမ်းတိုင်းရင်းသားပေါ့နော်ပြီးတော့ Arakan League for Democracy တို့နောက်ပြီးတော့ကျွန်တော်တို့လူမျိုးတစ်ခုကိုပဲဥတီပေမဲ့ဥကျင်စန်းထောင်ဥဆောင်တဲ့ ZCD လူမျိုးကတကယ် hero ပါတီဖြစ်ပြီးတော့မှ NLD နဲ့တွဲလာခဲ့တာဆိုတာအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့ NLD ကဘာဖြစ်လို့ပါတီထောင်ရတယ်လဲဆိုရင်တော့လမ်းဖောက်ပေးမယ်နောက်ပြီးတော့မတရားဆောက်ပေးမယ်တို့ပါတီထောင်တာမဟုတ်ဘူးဒီအာဏာရှင်စနစ်ကိုတို့ကတိုက်ဖြတ်မယ်ဒီမိုကရေစီပေါ်ဆောင်မယ်ဖက်ဒရယ်တည်ဆောက်မယ်ဆိုတဲ့ပုံစံနဲ့တို့ကလှုပ်လာခဲ့တာဆိုတော့အကြောင်းမျိုးကြောင့်ကိုယ်ဆွေကောက်ပွဲမှာတို့နိုင်တယ်ဆိုကစစ်အာဏာရှင်တွေကအာဏာမပေးခဲ့ဘူးအလုံးသိတဲ့အတိုင်းပဲဒီတိုင်းပဲခံလာပြီးတော့မှနောက်ဆုံးဘယ်မှာတို့လို့ရတယ်လေဆိုရင်တော့အဲ့ဒီမှာတော့ကျွန်တော်ထဲဝင်ပါလိုက်ကျွန်တော်ကိုယ်တိုင်ကနိုင်ငံကြီးလှုပ်ချင်တာမဟုတ်ဘူးမခံနိုင်လို့ဒီတန်ကအရေးအခင်းကလေးကဒါမခံနိုင်လို့ကျွန်တော်ဝင်ပါသွားနိုင်ငံရေးလောကထဲရောက်သွားတာကြည့်ရတာကြတော့ကျွန်တော်ကောင်းကောင်းလေးစာတင်တဲ့သူဆိုတော့ NLD ကပါတီနာမည်နဲ့မဟုတ်ဘဲနဲ့ပါတီလူငယ်တွေနော်ပါတီဝင်တွေအများကြီးတော်လှန်ကြီးမှာတို့ပါဝင်ခဲ့ကြတာဆိုတော့ဒီမှာ intai အားတိုက်ပါဝင်ခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်ညီကိုတွေအခုကြံတဲ့ပါတီတွေပေါ့ CNLD ပါဝင်ပေါ့နော်သူခင်ဗျားတို့မပါဝင်နိုင်ခဲ့ဘူးသူတို့ကမပါဝင်ရဲတာလားတော့မပြောတတ်ဘူးပေါ့နော်ဆိုတော့တန်ကရီခင်းတော့ကျွန်တော်မတွေ့ပါဘူးတုတ်တော် LD နဲ့သူ့မဟာမိတ်တွေကတော့ပါနေတယ်ဆိုတော့နောက်ဆုံးကြတော့စစ်အာဏာရှင်တွေကဖိအားကိုမခံနိုင်တဲ့အတွက်အဲ့ဒါဆိုရင်တော့2010ဖွဲ့စည်းပုံကိုအတည်ပြုပေးမယ်ဆိုပြီးတော့မှတခါတည်းနဲ့နာကစ်တောင်မှရှိရတဲ့တို့ပါတီရောပါတီ2010ကိုအတည်ပြုပေးလိုက်တယ်2020မှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့မှကျွန်တော်ပြည်သူတွေကိုချိုးလိန်လို့ပေါ့လိန်စားပြန်ပြီ NLD ကတည်တယ်တဲ့ချိန်မှာတည်ပေမဲ့သူကပြည်သူလူထုကိုစီးယုံတယ်တိုင်းရင်းသားတွေကိုစီးယုံတော့ကျတော့ဆီယနာရှင်တွေကမျက်လုံးပေးတဲ့ခါကျတော့အခွင့်အရေးပေးတဲ့ခါကျတော့ NLD ကမတားနိုင်ခဲ့ဘူးသူခင်ဗျအဲ့တော့တားနိုင်ခဲ့တဲ့သူတွေကတော့သူ့မဟာမိတ်ဥခွန်ထူးဦးဆောင်တဲ့ရှမ်းတိုင်းရင်းသားဒီမိုကရေစီဖွဲ့ချုပ်ဦးရတောင်ဦးဆောင်တဲ့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ZCD ကျန်တဲ့ပါတီတွေအားလုံးကဘယ်ဘဝရောက်ကုန်လဲမသိဘူးပါတီဝင်မယ်ပါတီ2010မှာရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့မှစကူရတာဝါမှာစင်ဖားမယ်ကြမ်းဖားမယ်ဆိုပြီးတော့မှအဲ့ဒီတုန်းကတော့ကုနိုထန်ကပ်လေးပါတယ်ကုလျန်လွင်ဇုတ်တုံးက MP ဟောင်းလေးပါတယ်သူတို့ကဥဆောင်ပြီးတော့မှမှာဇုံဟိတ်ထန်တော့ပေါ့ကျွန်တော်ဥထောင်အဲ့ရလေဆုံးတဲ့သူတော်မှပါအားလုံးစုံနေပဲအဲ့ဒီမှာကျွန်တော်ကိုယ်တိုင်ကLD ကအဲ့ဒီကို boycott လုပ်တဲ့အတွက်ကျွန်တော်တို့လည်း boycott လုပ်ရအောင်ဒီဥစ္စာကအာနာရှင်တွေကလိန်ညာခဲ့တဲ့ဥစ္စာပဲလို့ပြောတော့သူတို့မကြိုက်ဘူး2010 Facebook ပြင်မဲ့တဲ့တမရိုရင်းဒီစောင်းနေမဲ့တဲ့အဲ့ဒီခါကျတော့သူတို့ကမကြိုက်ဘူးသူခင်ဗျ NLD ကြံစည်ခဲ့တယ်
အဲ့ဒီချိန်မှာ NLD ကဘယ်ဟာမျိုးပါတီလဲဆိုရင်တော့အာဏာရှင်တွေကမင်းတို့ပါတီဖျက်သိမ်းမလား2010ပွဲစည်းပုံမှာဝင်မလားဆိုပြီးမှထောင်ချောက်ထောင်အဲ့ဒီခါကျတော့တိန်ညူတို့လူမျိုးဦးအောင်ဆွေတို့ခီမောင်ဆွေတို့လူမျိုးတစ္ဆာဖောက်ပြအောင်အဲ့ဒီချိန်မှာကျွန်တော်ကဆွေကုန်နယ်မှာနေတဲ့ချိန်ဆိုတော့ဥပန်တီယုတ်တို့ဟိုအင်နာတို့ရဲ့အင်နာရဲ့စမအင်နာရဲ့ဟိုတောင်ကိုစစ်ခံတဲ့သူဖြစ်တော့အဲ့ဒီချိန်တုန်းကကျွန်တော်မျက်စိကြက်ခဲ့တယ်လူအောင်ဆန်းစုကြည်လည်းဘာလို့မလဲဆိုတော့ကျွန်တော်မသိနိုင်လို့ဇဝဲဇဝဖြစ်ကုန်ပြီအဲ့ဒီချိန်မှာတိုင်းရင်းသားတွေကကျွန်တော်တို့ဟို NLD ကတောက်ခံပြီးတော့မှမထူတော့ဘူးငါတို့လည်းလမ်းပိတ်သွားပြီဘာပဲဖြစ်ဖြစ်2008ကိုဘာပဲဖြစ်ဖြစ်အတိမပြုလိုက်ရအောင်ဝင်တော့မယ်ဆိုပြီးမှတို့ဟိုပါတီကိုအတိပြန်ထောင်ပြီးတော့ပြန်ဝင်ရတာဆိုတော့ NLD ကအခွင့်အခါအခွင့်အရေးကိုမကြည့်ပါဘူးသူကတော်လှန်ရေးပဲတစိုက်မမလှုပ်တဲ့ပါတီဖြစ်တဲ့အတွက်သူ့ပါတီမှာ NLD ပါတီမှာတော်အမြိုက်ကြံသေးတယ်တည်ဆုံးတော့တဲ့သူတွေအယောက်900ကျော်တောင်ရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တယ် NLD အခုချိန်ထိဖိအားပေးနိုင်လို့ NLD ကဖိအားပေးနိုင်လို့ရှအာနာရှင်တွေက2012ဂျာဖြတ်စုကောက်ပွဲ2015ရွေးကောက်ပွဲအခုရွေးကောက်ပွဲလဲဖြစ်လာတာဆိုတဲ့ဥစ္စာကိုအားလုံးတိုင်းရင်းသားတွေသဘောပေါက်ရမှာဖြစ်ဆိုတော့ NLD ကဘယ်ပါတီလဲဆိုရင်တော့တော်လှန်ရေးကိုတစိုက်မမပါတီဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးတော်လှန်ရေးစိတ်ဓာတ်နဲ့ပဲဒီရွေးကောက်ပွဲကိုဆင်နွှဲမယ်ဆိုရင်တော့အဲ့ဒီ NLD ရဲ့မူဝါဒဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်ပြောချင်တယ်အခွင့်အရေးလိုချင်လို့မဟုတ်ဘူးအဲကြောင့်အခုချိန်ထိ NLD ဟာဆိုရင်တော့ဂျန်တဲ့ပါတီတွေလို့ရွေးကောက်ပွဲဝင်တဲ့ပါတီမဟုတ်ဘူးဒီရွေးကောက်ပွဲကိုတော်လှန်ရေးသဘောနဲ့စစားဘာလဲတော်လှန်ရေးသဘောနဲ့ပဲသဘောထားပြီးတော့မှငါတို့နိုင်မှဖြစ်မယ်ဆိုပြီးမှအခုအားလုံးကပဲ NLD နိုင်ပါစေဆိုပြီးတော့မှဒေါ်အောင်ဆန်းစုကြည်ကို one more chance ပေးဖို့အတွက်ကျွန်တော်တို့ NLD ဟာဖြတ်တန်းလာခဲ့တဲ့ NLD ဖြစ်ပါတယ်လို့ကျွန်တော်ကနည်းနည်းအကျဉ်းချုပ်ပြောပြချင်ဟုတ်ဆရာကျုံးဖက်ကရောဆရာကျုံးဖက်ကတော့နည်းနည်း line မကောင်းချင်တယ်ဖလန်ဖက်ကဆရာတက်နိုင်ရောဟယ်လို NLD ပါတီကိုဥဆောင်နေတဲ့သူတွေကိုကြည့်လိုက်ပါနံပါတ်1ခေါင်းဆောင်နံပါတ်2ခေါင်းဆောင်နံပါတ်3ခေါင်းဆောင်အဲ့ဒီလူတွေရဲ့နောက်ကျောင်းရာဇဝင်ဟာပါတီပေါ်မှာတော့၎င်းနိုင်ငံပေါ်မှာတော့၎င်းပြည်သူလူထုပေါ်မှာတော့၎င်းပေးဆက်နေတဲ့သူတွေပါပဲသူတို့စပြီးတော့ဒီ NLD ပါတီထဲဝင်ပြီးတော့နိုင်ငံရေးလှုပ်ရှားကြရသူတို့ဘဝတွေကိုပေးဆက်ခဲ့တာပါမိသားစုကိုလည်းသူတို့ပေးဆက်ခဲ့တယ်နောက်ပြီးတော့ပြောမယ်ဗျာထောင်ကြတန်းကြသူတို့စီးပွားရေးအစသူတို့ဝန်ထမ်းဆိုရင်လည်းသူတို့ဝန်ထမ်းယာတုတွေကိုစွန့်လွတ်ပြီးတော့ NLD ထဲမှာတစိုက်မက်မက်ပေးဆက်ပြီးတော့လှုပ်ရှားတဲ့သူတွေပါဒါ NLD ပါတီစပြီးတည်ထောင်ခဲ့တဲ့လူကြီးတွေရဲ့ပေးဆက်မှုကိုပြောချင်တာပါနောက်ပြီးတော့ NLD ပါတီဟာအာဏာတစ်ခုကိုပဲလိုချင်လို့အာဏာတစ်ခုကိုပဲယူချင်လို့ဆိုတဲ့ဆွဲချက်တွေဒါတွေဟာအချင်းမြင့်မရှိတဲ့ဆွဲချက်တွေပါ NLD သာအာဏာကိုလိုချင်နေဆိုရင်ဟိုးနှစ်ပေါင်းများစွာကတည်းကစစ်အစိုးရခေတ်တုန်းကဘာပေးမယ်ညာပေးမယ်ဘာအခွင့်အရေးပေးမယ်ငါတို့ဘာလုပ်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းခဲ့ပြီးမဲ့လေပြည်သူလူထုအတွက်အကျိုးမရှိတဲ့ဥစ္စာတိုင်းပြည်အတွက်အကျိုးမရှိတဲ့ဥစ္စာဆိုတာကိုသူတို့ဆုံးဖြတ်ပြီးပြီဒါဟာအကျိုးမရှိဘူးတိုင်းပြည်အတွက်ပြည်သူလူထုအတွက်အကျိုးမရှိဘူးဆိုသူတို့ပြစ်ခါခါငင်းခဲ့တဲ့ပါတီပါနောက်ပြီးတော့ဒီအရင်တုန်းကစစ်အစိုးရကြီးထွားနေတဲ့အချိန်မှာစစ်တပ်ကိုရဲရဲရင်းရင်းနဲ့ရင်ဆိုင်ရဲတဲ့ပါတီဟာ NLD ပါပဲအခုမကြသေးခင်တစ်နှစ်နှစ်နှစ်မှပေါ်လာတဲ့ပါတီမဟုတ်ပါဘူး NLD ပါတီဆိုတာနှစ်ပေါင်း30ကျော်ပါပြီအဲ့ဒီတက်တန်းတစ်လျှောက်လုံးကိုကြည့်လိုက်မယ်ဆိုလဲပေးဆက်မှုတွေနဲ့လာနေတဲ့ပါတီပါလူတွေကအစခေါင်းဆောင်တွေကအစပေးဆက်တဲ့သူတွေဖြစ်တယ်နောက်တစ်ခါစင်ကဲတာဝန်ယူလာတဲ့သူတွေကလည်းပေးဆက်တဲ့သူတွေဖြစ်ပါတယ်အဲ့ဒီလိုနှစ်ပေါင်း30ကျော်တမိုင်းရာဇဝင်ကောင်းတဲ့ဝင်လာတဲ့ပါတီကိုကျွန်တော်တို့ကအရင်တော့ကျွန်တော်က NLD ပါတီမဝင်ခဲ့ပါဘူးအရင်တော့88တုန်းကတော့ကျွန်တော်တို့ကျောင်းသားခေါင်းဆောင်အနေနဲ့ကျွန်တော်တို့ဆန္ဒပြတယ်ကျွန်တော်တို့လှုပ်ရှားတယ်ဒါပေမဲ့ကျွန်တော် NLD ပါတီထဲကိုတကယ်တမ်းလုံးဝခြေစုံပြည့်ဝင်သွားတာ2012မှာကျွန်တော်ဝင်ခဲ့ပါတယ်ဘာကြောင့်2012မှာကျွန်တော်ဝင်တယ်လဲဘာ
ဘာလို့လဲကျွန်တော်နှစ်ပေါင်းများစွာစဉ်းစားပြီးမှဝင်တာဘာလို့လဲဆိုတော့ဒီပါတီဟာငါတို့နိုင်ငံကိုတကယ်ဥဆောင်နိုင်မဲ့ပါတီဒီပါတီရဲ့ခေါင်းဆောင်တွေကငါတို့ပြည်သူလူထုလိုနေတဲ့ပြည်သူလူထုလိုနေတဲ့ဒီမိုကရေစီတိုင်းရင်းသားလူတွေလိုနေတဲ့ဖက်ဒရယ်ကိုတကယ်အစစ်မှန်ပေးနိုင်တဲ့ပါတီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့လက်ခံယုံကြည်လို့2012မှာခြေစုံပြစ်ဝင်ခဲ့တာဒါကြောင့်မလို့နှစ်ပေါင်းများစွာပေးစစ်တဲ့ပါတီနှစ်ပေါင်းများစွာအလုံးလုံးလာတဲ့ပါတီအာဏာမက်မောပြီးတော့လောက်လာတဲ့ပါတီမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောကြားလိုခြင်းဖြစ်ပါတယ်အဲ့ဒီအရာတွေကိုအကျိုးအကြောင်းအကိုးကားနဲ့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာမင်းတကဆရာမနာထန်းနဲ့ဆရာကောဘောနည်းနည်းထိပြောချင်တာရှိမလားဒါမရှိရင်တော့အခြား question သွားမယ်အခုကျွန်တော်နည်းနည်းပြောချင်တာကတော့ကျွန်တော်တို့ NLD ပါတီဟာဗမာနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ပြောကြတော့ညာလဲကျွန်တော်တို့ဖွဲ့စည်းထားတဲ့ဒီပါတီထဲမှာဝင်တဲ့ပါတီဝင်တွေဟာတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်တဲ့ဆိုတာလေးကျွန်တော်ပြောချင်ပါတယ်အခုကျွန်တော်တို့ချင်းပြည်နယ်မှာဝန်ကြီးချုပ်ဝန်ကြီးတွေကိုလည်းကြည့်ပါဗမာမရှိပါဘူးချင်းတွေပဲရှိပါတယ်အဲ့ဒါကြောင့်အများသိအောင်လို့ကျွန်တော်ပြောချင်တာကတော့ဒီကျွန်တော်တို့ရဲ့ NLD ပါတီဟာဒီထောင်စုပါတီဖြစ်တဲ့အတွက်ကြောင့်ဒီထောင်စုပါတီဖြစ်တဲ့အပြင်ဒီမြန်မာနိုင်ငံသားများအတွက်ရုန်းကန်လှုပ်ရှားနေတဲ့ပါတီတစ်ခုဖြစ်တယ်ဆိုတာလေးကျွန်တော်အသိပေးချင်ပါတယ်ဆရာကောဖေရောဆွေးနွေးချင်ပါတယ်ဟုတ်ဒီဆရာဘိုးကုံကNLD စတင်တည်ထောင်တဲ့နေ့ရက်ဆွေးနွေးထားတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဒီဟာကအဲ့ဒီအရင်ခင်ဖြစ်တဲ့နောက်ပိုင်းတလအကြာမှဒီဟာဒီပါတီတည်ထောင်တာဖြစ်ပါတယ်အဲ့ဒါလည်းအောင်စုတီပါတီဆိုပြီးမှဒီဘယ်လိုပြောမလဲအဖွာပေါင်းစုံစီယူနိုင်တဲ့ပုဂ္ဂိုလ် influential person တွေကဒီအလုတ်သမားတွေတောင်သူလက်သမားတွေဂုံတေပွေးစားတွေပြင်ကျောင်းသားလူငယ်တွေတတိပညာရှင်တွေပြီးရင်အနုပညာရှင်တွေကျွန်တော်ပြောတော့လိုက်ပြသွားလို့များအခုကျွန်တော်ရဲ့ NLD ပါတီဟာပြည်သူစုနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်ဆိုတာလေးပဲကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကြောင့်အရင်သားများအမြင်နဲ့အမြင်ဆောင်ကြဖို့ပြောပါကျွန်တော်ဆက်ပြောပြီးတော့ဆရာပြောတာဆရာမနာထမ်းပြောပြီးတော့အတန်ကပြန်ထပ်နေတယ်ထင်တယ် तू ကဗီဒီယိုဖြစ် तू ဖုန်းမှာ print ထားလို့ဖြစ်မှာပါပြောပါရတယ်ဟုတ်ဒီအဖွာပေါင်းစုံကစုစည်းပြီးဒီဖွဲ့စည်းထားတဲ့ဒီပါတီဖြစ်ပါတယ်ပြီးရင်ပြည်တွင်းတော်လှန်ရေးပါတီလည်းဖြစ်တယ်လို့ကျွန်တော်ယုံပါတယ်တော်လှန်ရေးဆိုတဲ့ဟာဘောအစားကလေးလွတ်လပ်ရအစားကလေးကတော်လှန်ရေးလောက်ကြပါတယ်ဒီအရင်ဆုံးတော်လှန်ရေးလောက်တဲ့သူက grand and ဒီတိုင်းသားတွေရဲ့ခွင့်ရတွေပြည်သူတွေရဲ့ခွင့်ရတွေကိုမရနိုင်တဲ့အတွက်ကြောင့်အခုဆိုရင်တော်လှန်ရေးလက်နက်ကတော်လှန်ရေးအဖွဲ့20ကျော်ရှိလာပြီအဲ့ဒီဟာတွေကိုဒီအားလုံးပြည်သူတွေရဲ့အခြေခံအခွင့်အရေးကိုပြဝအာမခံချက်ပေးတဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုကိုတည်ထောင်ဖို့ NLD ဒီကေလောက်တာဖြစ်ပါတယ်အဲ့ဒါဘသူမှအခြေခံအခွင့်အရေးဆိုရင်ဘသူမှအခွင့်အရေးကအတူတူဖြစ်ရမယ်ဗမာလည်းအခွင့်အရေးတူမယ်ချင်းလည်းတူမယ်တိုင်းသားတခြားတိုင်းသားတွေလည်းအားလုံးတန်းတူညီမျှရေး equal right self determination but အဲ့ဒီဟာတွေအားလုံးပါပါတယ်ဒီဟာက ရဲ့ခေါ်လေ hello ဒီမူဝါဒစာအုပ်မှာကျွန်တော်ဆွေးနွေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခုပြောချင်ပါတယ် NLD ကတခုကချင်းပါတီမဟုတ်ဘူးဗမာပါတီဆိုတဲ့ဟာဒီဟာတော့ဒီအကွက်ချက်စီမံထားတဲ့ဒီအတိတ်ခံပါတီတွေရဲ့ဒီလှုပ်ဆောင်ချက်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဒီဟာတော့
NLD ဟာ Union Party ဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်ဆက်ပြောချင်တဲ့ဟာတော့အိန္ဒိယနိုင်ငံမှာမီဇိုရမ်ပြည်နယ်ကိုကျွန်တော်တို့ကဒီအနီးဆုံးဖြစ်တဲ့အတွေ့အကြုံမီဇိုရမ်ပြည်နယ်အကြောင်းကိုနည်းနည်းဆွေးနွေးချင်ပါတယ် Central Party က Congress ရှိတယ်ပြီးရင်ပြည်နယ်ပါတီကအာကောင်စုက FNF ရှိတယ်အဲ့ဒီနှစ်ခုကိုအားပြတဲ့အချိန်မှာများသောအားဖြင့်အခုသူတို့ကအာဏာရတဲ့နောက်ပိုင်းမှာsorry Federal ရတဲ့နောက်ပိုင်းမှာဒီအစိုးရဖွဲ့နိုင်တဲ့ပါတီက Congress ပဲဖြစ်တယ်ဒါပေမဲ့ဒီ NMF လည်းဖွဲ့နိုင်တာပဲအခုလည်း MNF ကဥဆောင်နေတဲ့အချိန်ဖြစ်ပါတယ်နိုင်ငံရေးဆိုတာပြည်သူတွေရဲ့မေးပေးမှကြိတ်မှအနိုင်ရမှဒီအစိုးရဖွဲ့နိုင်တာဖြစ်တယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကြောင့် NLD ပြည်ထောင်စုပါတီ Union Party ဖြစ်တယ်ဒီဗမာပါတီမဟုတ်ဘူးဒီစတင်တီထောင်ကလေးကတိုင်းရင်းသားတွေအားလုံးပါပြီးမှအလှော်ပေါင်းစုံပါပြီးမှဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်ဆိုတာကျွန်တော်ဆွေးနွေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ခုနဆရာစလိုက်ဘကုံရှင်းပြသွားတဲ့ဟာနဲ့အလုံးပြောတဲ့ theme ကတော့ဒေါ်လာရေးလောက်နေတဲ့ဆိုတဲ့ဟာကလည်းဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ပေါ့နော်မဒေါ်လာရေးလောက်နေတယ်ဆိုတဲ့ဟာကိုတော့ပေါ်လုံးပါတယ်ဒါအလုံးကလက်ခံကြတဲ့အချက်လေးဖြစ်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ဒီကနေ့ကျွန်တော်ရဲ့ကို host က slide ဆောင်နေလက်ဘက်ကအောင်မြင်းမြန်းဆရာရှိလားသူတို့ပြောကြချက်ပုံမှာပေါ့နော်တူတောက်လေးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မိတူလေးပါဒီကျွန်တော်တို့အစိုးရတက်တန်းတစ်ခုဖြစ်ပြီးမှလည်းကျွန်တော်တို့တော်လှန်ရေးပါတီလို့ကျွန်တော်တို့မြင်နေသေးတယ်ဆိုတော့နည်းနည်းတော့စဉ်းစားစရာရှိတယ်ပေါ့ဒါပေမဲ့ခုနကတော့ဒီလိုပါဆရာဂျာကော့ပဲဖြစ်တခြားဆရာကြီးတွေလည်းပြောတာရှိတယ် NLD Union Party လို့ပြောတာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးခွန်းတစ်ခုမေးချင်တာကတော့ကျွန်တော်တို့ဒီမြန်မာတမိုင်းဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဆရာတို့လည်းလုံးပြီးထားပြီးသားဖြစ်မှာပါလွတ်လပ်ရေးခါစားနေပေါ်ပေါက်လာတဲ့ပါတီတွေဒီဗမာလူမျိုးအများစုကဥဆောင်တဲ့ပါတီတွေပေါ့ပါစာပါလာကအစား NU နောက်ဆုံးဥပမာယူမယ်ဆို NUP National Unity Party အခုချိန်မှာသူတို့ကမရှိတယ်လို့ပုံစံဖြစ်နေပြီပေါ့ဆိုကျွန်တော်စဉ်းစားမေးခွန်းမေးချင်တာကတော့ NLD ပါတီကိုအောင်ဆန်းစုကြည်မရှိဘဲနဲ့ NLD ဝတ်တော့အောင်ဆန်းစုကြည်ကိုကျွန်တော်မေးချင်ပါတယ်ဆိုတော့ခုနဆရာဘွေကုန်းလေးပြောတာကတော့အောင်ဆန်းစုကြည်နောက်ထပ်တစ်ခါa chance ပေးရအောင်ဆိုပြီးတော့သူပြောသွားတာရှိတယ်ဆိုတော့အဲ့ဒီအနေနဲ့ပတ်သက်ပြီးတော့ဒီအောင်ဆန်းစုကြည်မရှိတဲ့ NLD ပါတီကတခြားပါတီလိုမျိုး NUP လိုမျိုးဖြစ်သွားမှာလားပေါ့နော်ဆိုတော့ဒီလိုမျိုးချိန်နေတုံးသက်စေချင်ပါတယ်ပြီးတော့နံပါတ်2အချက်ကတော့ခုနဆရာဘွေကုန်းပဲပြောသွားတဲ့ဟာ2010မှာNLD က boycott လုပ်သွားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြနေနေတမန်ကြောင်းကိုပြောနှုတ်ဆုပ်ပြီးတော့မေးချင်တာကတော့ဒီ1995အမျိုးသားညီလာခံကြီးမှာဒီ National Convention ကြီးကိုလည်းသူတို့one sided boycott လုပ်ပြီးတော့သူတို့ထွက်ခဲ့တယ်ဒါမှမဟုတ်ပေါင်းများစွာကြာပြီးမှကျွန်တော်တို့အဲ့ဒီ National Convention ကနေဆွေးနွေးပြီးပေါ်ပေါက်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာအခုသူတို့ပြန်ဝင်နေတယ်ဒါပေမဲ့အဲ့ဒီဝင်ဖို့ကိုလည်း2010မှာ boycott လုပ်ခဲ့တယ်ဆိုတော့ဒီနှစ်ပေါင်းများစွာသူတို့ကျွန်တော်ပြည်သူတွေဆိုင်ခဲ့တဲ့ဟာတွေကကျွန်တော်မနစ်နာဘူးလားပေါ့နော်ဆိုဒီလိုမျိုးချင်းတွေကိုတုံ့တက်ပြီးတော့မဲချင်ပါတယ်ဆိုတော့မေခွန်းနှစ်ခုပါဆိုတော့ဒီပြည်မပါတီ Union Party ဆိုတဲ့ဟာ Union Party ကိုဘယ်လောက်ထိ maintain ဖြစ်နိုင်မလဲ NLD ဝတ်တော့အောင်ဆန်းစုကြည်ကိုစဉ်းစားခိုင်းစေချင်တယ်ပြီးတော့ဒီ1995ကတည်းကနေ boycott လုပ်ထားခဲ့တယ်2010ပြန်ပြီး boycott လဲဒါပေမဲ့အခု2012ပြန်ဝင်တယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေဘယ်နစ်နာတယ်မဟုတ်လားပါကျွန်တော်တို့အမျက်တွေရခဲ့လဲဒီသူတို့ boycott လုပ်ခဲ့တဲ့အတွက်ကြောင့်ဆိုရတော့ကျွန်တော်မေးချင်ပါတယ်ဟုတ်ဆရာဘွေကအတိုင်ပိတ်နေသေးတယ်ဆရာဘွေဆရာစလိုက်ဘွေကအတိုင်မထွက်သေးဘူးဆရာရပြီလားโอเคရပြီโอเคရပြီလားဟုတ်ရပြီဟုတ်ကဲ့
ဆရာအဲ့ဒါမေခွန်းမဲတော့ဟိုစိတ်မမဘူးဆရာရဲ့ဘာဖြစ်လို့လဲဆိုတော့ NLD ကပထမဦးဆုံးဗမာပါတီဟုတ်လားမဟုတ်လားဆိုတဲ့ဥစ္စာကတော့ဟိုအခုနပြောပြလိုက်ပြီတောက်တော့လက်ရှိအချိန်ထိ Center Executive Committee CEC ကိုတွားကြည့်ပါလားဆရာဘာလို့ဥညာဝင်းရမွန်လေနောက်ပြီးတော့မှဥညီပူရစခိုင်လေနောက်ပြီးတော့မှနိုင်ခင်ထွေးမြကရင်လေဥထွန်းထွန်းဟင်ရရှန့်လေဒါတော့အလုံးကပါဝင်တယ်မပါဝင်နိုင်တာကကျွန်တော်တို့ချင်းနဲ့ကြရပေါ့ဘာလို့ချင်းနဲ့ကြရအမစိတ်ညလို့ပဲဖြစ်မှာပေါ့ပါတီလူကြီးတွေညလို့ပဲဖြစ်မှာပေါ့ကျွန်တော်ညတတမပြောတော့ဘူးနော်ဆိုတော့ကျွန်တော်တို့ပါတီက reform ပြန်လုပ်ရင်တော့အကောင်းဆုံးဖြစ်မယ် NLD 2010နှစ်မှာပြန်ဝင်လာတော့အဲ့ဒီချိန်မှာနိုင်ငံရေးဓမ္မတကယ်နိုင်ငံရေးဓမ္မတွေလောက်ကင်နိုင်တဲ့သူတွေအဲ့ဒီချိန်မှာရှစ်မထွက်ခင်မှာအလောက်အကင်မရှိတဲ့သူတွေဟိုမရောက်ဒီမရောက်တဲ့သူတွေက NLD ကိုသူတို့ပြန်ဝင်သွားတော့ကျွန်တော်တို့ဗါလေတိတ်ခါရှိတဲ့သူတွေကငါအဲ့မှာဝင်မယ်ဆိုတာဘယ်သူမှမပြောဘူးကိုယ်စလေလောင်းဖြစ်မယ်ဆိုတာလည်းမပြောဘူးပါတီဝင်ဖြစ်မယ်ဆိုတာလည်းမပြောကြပါဘူးဆိုတော့ NLD ဟာလက်ရှိအချိန်ထိကြားနဲ့ချင်းမလွဲလို့ဘို့အလုံးမှုဆောင်နေရှိကြတယ်ကျွန်တော်တို့ကြားနဲ့ချင်းရလည်းပဲအရာမှလည်းပါသေးတယ်နော်ဆိုတော့အဲ့ဒီလောက်ထိတောင်မှနေရဘေးနေတဲ့ NLD ကိုမင်းတို့ကဗမာပါတီလို့ပြောနေအောင်မေးဆိုရင်တော့အဲ့ဒါဆို NLD ကကျွန်တော်ဘယ်လိုဖွဲ့ရမှာလဲဆိုနောက်ဆုံးကြတော့ဟိုကလမ်းပြလူတွေနေပဲနောက်ဆုံးကြတော့ CC ကိုဖွဲ့သွားရမှာလားအဲ့ဒါမဟုတ်သေးပါဘူးဆိုတော့ကျွန်တော်ဗမာပါတီလားချင်းပါတီလားဆိုတဲ့ဥစ္စာကတော့ဒါမျိုးတွေမင်းရမယ့်အစားဒီ NLD ကတိုင်းရင်းသားအကျိုးတွေကိုတကယ်စဉ်းစားသလားမစဉ်းစားဘူးလားအဲ့ဒါတွေကိုမေးစေချင်တယ်ဗမာပါတီလားချင်းပါတီလားဆိုတဲ့ဥစ္စာမင်းနေမယ်ဆိုရင်တော့ဘာအကျိုးရှိမှာလဲအဲ့ဒါမေးချင်တယ်နောက်ဥစ္စာဟိုအခုနမေခွန်းကဟို90မှာ93မှာကျွန်တော်တို့အာဏာမပေးလိုက်တော့ CRPP တိုင်းပြည်ပြုထုတ်တော်အမတ်ဒီအဖွဲ့ကအခြေခံဥပဒေကြီးရှုပ်ခွင့်မရှိဘူးသူတို့ကမလိမ့်တပတ်လုပ်ပြီးတော့မှကိုယ်စလေလောင်းတွေကိုဥစားမပေးဘဲနဲ့ပညာရှင်တွေဆိုတဲ့လူတွေရောအားလုံးစုပုံခေါ်ပြီးတော့မှသူတို့အခုအသုံးပြုနေတဲ့2008ကြီးကိုdrafting လုပ်ပြီးတော့မှဒါပဲအတည်ပြုပြရမယ်ဆိုတော့ကျွန်တော်တို့နှုတ်ထွက်ရတာပေါ့မနှုတ်ထွက်တော့မှမရတာဆိုတော့နင့်နာသလားဆိုရင်တော့ဆရာရဲ့နင့်နာတယ်လို့ခေါ်ရင်လည်းပဲမမှားဘူးပေါ့မနင့်နာဘူးဆိုရင်လည်းမမှားဘူးပေါ့အဲ့တော့အဲ့ဒီတော့ကမထွက်ခဲ့ဘူးဆိုရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေ2008ရပါမလားလို့စဉ်းစားစရာအဲ့ဒီတော့က NLD ကနေပြီးတော့ကုစလေတွေကအဲ့ဒီဗါလေအခြေခံဥပဒေကြီးဆွေးကြီးကနေသူတို့ထွက်သွားတာ boycott လုပ်သွားတယ်မှန်တယ်အဲ့ဒါကြောင့်သူတို့ကဗါလေနောက်ဆုံးကြတော့သူတို့တတ်မတော်ဆိုတဲ့ဥစ္စာကဒီ2008ဖွဲ့စည်းပုံကိုဖိအားကြောင့်ဆွဲလာတယ်လို့ကျွန်တော်မြင်တယ်သူတို့နင့်နာသလားမနင့်နာဘူးလားဆိုတဲ့ဥစ္စာကတော့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တော့ဘေးဒင်းစရာမဟုတ်တော့အခုချိန်ထိကတော့ NLD ရဲ့ဇက်တီချက်ကအားတဲ့အချိန်တော့မှားကောင်းမှားနိုင်တယ်ဒါပေမဲ့သူခမရတို့ဒါဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာပဲသူတို့လုပ်သွားတာမလုပ်နိုင်တာလည်းအများကြီးရှိတယ်မလုပ်ချင်လို့မဟုတ်ဘူးမလုပ်နိုင်ကြတာ2008ဖွဲ့စည်းပုံကျတော့ဘာဖြစ်လို့ပြန်ဝင်တယ်လို့မေးရင်တော့အဲ့ဒီချိန်မှာမဝင်ဘူးဆိုရင်ပါတီဖျက်သိမ်းခံရမယ်ဝင်မယ်ဆိုရင်လည်းပဲ2008အောက်မှာဝင်သွားရမယ်ဆိုတော့အဲ့ဒီချိန်ကာလမှာ NLD ဟာအခက်ခဲဆုံးတော့ကာလလို့ကျွန်တော်မြင်တယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒီချိန်တုန်းကတော့ကြောင်ပိတ်နေရတယ်တိုင်းရင်းသားနယ်မြေကိုကျွန်တော်2009မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ဗါလေပုံမှန်လက်3-6ပြင်ဆင်ဖို့အတွက်ဘလဲဝမြို့တွေကိုကျွန်တော်သွားတာဆိုတော့အဲ့ဒီချိန်မှာမေးကြတယ်မင်းတို့ NLD တွေရတော့တဲ့ဘာမှမဟုတ်တော့အဲ့ဒါထောင်ထဲအကုန်လုံးပြန်ရောက်အောင်မယ်ဆိုပြီးတော့မှဖိအားတွေများများရှိတယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ဆွေးချေရတယ်လဲဆိုရင်တော့ကောင်းလို့လေဆွေးချေတာမဟုတ်ဘူးမကောင်းလို့လေမဟုတ်ဘူးမတတ်နိုင်တော့လို့ဘာပဲဖြစ်ဖြစ်ပြည်သူလူထုတွေဘလို့ဝေးဖားမစဲ2008မှာပဲဝင်ရတော့မယ်ကြိုက်လို့မဟုတ်ဘူးလာပိတ်သွားနေပြီဆိုတော့ကျွန်တော်တို့ဝင်တာတချို့ကတော့ပြောတယ်ဥမာကျွန်တော်တို့ဆုံးသွားတဲ့ခန်တန်ဝတီဦးဝင်းတင်ဆိုရင်တော့ဒီရှစ်အာဏာရှင်တွေကိုမယုံဘူးမဝင်ရဘူးလို့သူတို့တောင့်ခံတာ NLD တောင်မှသူတို့သဘောထားကွဲလွဲကြတယ်တော့အကောင်းဆုံးသောရွေးချယ်မှုကိုတော့ကျွန်တော်ပြုလုပ်နိုင်ခဲ့တယ်လို့ကျွန်တော်အဲ့လိုပဲသုံးသပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆိုတော့ကျွန်တော်အခြား question ဖက်သွားရအောင်ပေါ့နော်ဒီ NLD ဖက်ကခုနတော့ပြောထားတယ်ဒီ democracy အတွက်ထိုလှန်ရေးလှုပ်နေတဲ့
ဥစ္စာကိုပြောထားတာပေါ့လေဆိုတော့ခုနတိုင်းသားပါတီဖက်ကတော့အများပြောနေတဲ့ခါကတော့ Federal Democracy ဆိုပြီးတော့ Federal ကိုအတိကတိုက်ယူမှရမယ်ဆိုတဲ့အချက်ရှိတယ်ပေါ့နော်ဟို NLD ဖက်ကတော့ Democracy Federal ဆိုပြီးတော့ပြောတယ်Federal အရင်ရမှ Federal ကဖြစ်သွားမဲ့သဘောပြောကြတာတွေ့ရတာပေါ့လေဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာအမြင်လေးပေါ့နော်ဆရာဘွဲကုန်းအရင်ပြောစီခြင်းတယ်ပြီးရင်မြို့နေတိတိကဆက်ပြီးတော့ပြောချင်တဲ့ပုဂ္ဂိုလ်များရှင်တော့ပြန်ပြောစီခြင်းဟုတ်ကဲ့ဆရာဒီလိုမျိုးမှာဆိုရင်တော့စစ်အာဏာရှင်တွေကကျွန်တော်တို့တိုင်းရင်းသားတွေကိုဘာလဲလိန်တယ်လို့ကျွန်တော်ချိုလိန်ပဲဟိုချိုချင်ပေါ့ချိုလိန်လို့ခေါ်တာပေါ့ငငယ်တုန်းကဟိုကလေးတွေဟိုဆုတ်ခိုင်းတဲ့ချိုလိန်ပေါ့ဒီမိုကရေစီမရှိဘဲနဲ့ဘာဖက်ဒရယ်ကအဖြစ်ထွက်မှာလဲရုရှားကိုကြည့်ပါလားရုရှားဒီမိုကရေစီမရှိတော့ကွဲသွားပြီလေမြန်မာနိုင်ငံမှာကြည့်ဒီမိုကရေစီဥလို့ခေတော့တော်ကောင်းတယ်ဖက်ဒရယ်မရှိခဲ့လို့ဘယ်ဘဝရောက်သွားလဲဆိုတာအလုံးသိတဲ့အတိုင်းဆိုတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကအတူတူသွားမှာအဲ့ဒါဒီမိုကရေစီကအရင်သွားရမယ်ဖက်ဒရယ်ကအရင်သွားရမယ်ဆိုတာလည်းမဟုတ်သေးပါဘူးဆိုတော့ line ကကြားလားမသိဘူးဟယ်လိုကြားတယ်အားလုံးကြားတယ်နော်ဟုတ်ကဲ့ကျွန်တော်ဖက်မှာဟိုပိတ်နေလို့ဟုတ်ပြီကျွန်တော်ပြောပြစေဆိုတော့ဟိုဗါလေတိုင်းရင်းသားတွေထဲမှာတော့ဟိုရှမ်းဒီက SNLD ကြာကောင်းပါတီကအဲ့လိုမျိုးသဘောထားမရှိပါဘူးတော့တော့ကျွန်တော်တို့ CNLD ကအဲ့လိုမျိုးသဘောထားရှိဥပမာပူငိုက်ဆက်ကပြောတယ်ဖက်ဒရယ်ရနိုင်တယ်တဲ့ဖက်ဒရယ်အရေးကြီးတယ်လို့သူတို့ပြောတယ်ကျွန်တော်ကတော့အဲ့လိုမမြင်တယ်ဒီမိုကရေစီမရှိဘဲနဲ့ဖက်ဒရယ်ပေးကြည့်လိုက်ကဲဝန်ကြီးချုပ်ငါတို့ပဲခံရမယ်လို့ငါတို့ပဲဆွဲကောက်ရမယ်လို့ဟုတ်ပြီအဲ့တော့နေလုံးဝန်ကြီးလာအောင်မှာအဲ့ဒါနောက်ပြီးတော့လွှတ်တော်မှာ25ခန်းတို့ထိုင်အောင်မှာဆိုတော့တရားဥပဒေစိုးမိုးကြီးလည်းလုပ်လို့ရမှာမဟုတ်အဲ့ဒါဒီမိုကရေစီမရှိဘဲနဲ့အဲ့ဒီဖက်ဒရယ်ကဘလို့မှအကောင့်ချေဖော်လို့မရဘူးဘလို့မှတုံးစားလို့မရဘူးဆိုတာကျွန်တော်တို့ကနားလည်ရမှာဆိုတော့အဲ့ဒီမှာတိုင်းရင်းသားတွေကကျွန်တော်တို့ကဒီကျုပ်ကွင်းထဲမှာနောက်တစ်ခါပြန်မမြင့်ဖို့အသေးအရေးကြီးအဲ့ဒါဒီမိုကရေစီအကြောင်းမပြောဘဲနဲ့ဖက်ဒရယ်ကြီးပဲပြောနေလို့ကဘယ်ဖြစ်မလဲအဲ့ဒီဥစ္စာကအတူသွားမဲ့ဥစ္စာဆိုတော့သူတို့ကချင်းမှာကျွန်တော်တို့ဖက်ဒရယ်ရပြီဆိုရင်တော့ဒီမိုကရေစီကခရီးမဆိုင်တယ်လို့အဲ့လိုမရဘူးအဲ့တော့စစ်အာဏာရှင်တွေရဲ့တမတော်25စာခိုင်နှုန်းအုပ်ချုပ်ရေးမှာရောဥပဒေပြုရေးမှာရောတရားစီရင်မှာရောပါနေတဲ့မြကာလပါလုံးကပုံမှန်6တို့ဘာတို့ကဟိုပါလေဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဥစ္စာလိန်နေတဲ့ဥစ္စာကိုတော့ကျွန်တော်မယုံဘူးပေါ့တိတ်အရေးကြီးတယ်ဆိုလို့ဥစ္စာကျွန်တော်ပြောချင်ဟုတ်ကဲ့ကျေးဇူးတင်တယ်တခြားမြို့နေကဆရာတို့ပြောချင်တာရှိလားဟုတ်ပြီကျွန်တော်ပြောမယ်နော်ခုနဆရာစလိုင်းပွဲကျုံပြောသွားတာတော်တော်ပြည့်စုံပါတယ်အဲ့ဒီထက်မှထပ်ဖြည့်ပြီးပြောမယ်ဆိုရင်CEC မှာပေါ့လေဘခုမှာဆရာပြောသွားတယ်တိုင်းရင်းသားတွေပါနေတယ်တိုင်းရင်းသားခေါင်းဆောင်တွေပါတယ်ဆိုပြီးတော့ဆရာပြောသွားတယ်တကယ်မှန်ပါတယ်တိုင်းသားခေါင်းဆောင်တွေတကယ်ပါပါတယ်အဲ့ဒီ CEC ကနေပြီးတော့အခါသူတို့ဒီနိုင်ငံတော်အုပ်ချုပ်ဖို့ပေါ့လေအစိုးရရွေးချယ်တဲ့အခါမှာလဲအစိုးရရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုကြည့်လိုက်မယ်ဆိုရင်တိုင်းရင်းသားတွေအများကြီးပါတယ်ဗျကျွန်တော်ပြောပြမယ်ဦးတီခွန်မြတ်နော်မန်ဘာတန်းခိုင်နောက်ကျွန်တော်တို့ချင်းထရဒုသမရာကြီးဦးဟန်နီဗန်ဖြုံးဦးထင်ကျော်မွန်းကဲကြည့်လိုက်ပါဦးအဲ့ဒါတွေကလည်းတိုင်းရင်းသားတွေပဲဗျအဲ့ဒီတော့လေကျွန်တော်တို့ဗမာပါတီ NLD ပါတီကဗမာပါတီပါပြောရင်လေကျွန်တော်ကလေအမဲကကျွန်တော်နှလုံးသားထဲမှာရီနေတယ်ဆိုကျွန်တော်သူတို့မသိလို့ပြောတာပါသူတို့နားမလည်လို့ပြောတာပါဆိုပြီးတော့ကျွန်တော်နှလုံးသားထဲမှာအမဲတမ်းရီနေတယ်ခုနအဲ့တော့ CEC မှာလေပါတီမှာလေတိုင်းရင်းသားခေါင်းဆောင်တွေပါတယ်လို့အစိုးရပိုင်းမှာလေတိုင်းရင်းသားခေါင်းဆောင်တွေပါတယ်ဆိုတာကျွန်တော်ထပ်ဖြည့်ပြောချင်တယ်နောက်တစ်ခါဒီ boycott လုပ်တယ်ဆိုတဲ့ကိစ္စမှာလေဆရာဘွေကျုံကလည်းတော်တော်များများပြောသွားပါပြီထပ်ဖြည့်ပြောရမယ်ဆိုရင်သူတို့ဒီ NLD ပါတီကလွှတ်တော်ထဲကိုဝင်လာတဲ့အချိန်မှာသူတို့ကြေညာတာသူတို့ကခုနပြောသလိုပေါ့နော်အကြက်တဲထဲမှာသူတို့ရောက်နေတယ်သူတို့မှာအကြက်တဲထဲကိုရောက်နေတယ်ဒါပေမဲ့သူတို့အကြက်တဲထဲမှာရောက်နေပြီမဲ့သူတို့ကကြေညာတာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုတဲ့ရာဇာတံပေးပြီးတော့
သူတို့ကြေညာပြီးတော့ဝင်လာတဲ့ပါတီဖြစ်ပါတယ်ဒီ2018ဖွဲ့စည်းပုံအတိုင်းငါတို့နေပါမယ်ငါတို့လိုက်လျှောက်ပါမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့2018ဖွဲ့စည်းပုံအတိုင်းကိုပြင်ယူပါမယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောပြီးတော့ကြေညာပြီးတော့ဝင်လာတဲ့ပါတီဖြစ်ပါတယ်အတက်နိုင်ဆုံးပြင်ပါတယ်ဒါခင်ဗျားတို့လည်းကြားမှာပါလွှတ်တော်ထဲမှာလည်းဘယ်သူကကန့်ကွက်တယ်ဘယ်သူကလုပ်တယ်ဆိုတာဒါတွေကတော့သိနေကြားနေတာပဲဒီအကြောင်းတွေတော့အကျယ်ချက်ပြီးမပြောတော့ပါဘူးဒါကြောင့်မလို့ခုနဆရာပြောတဲ့ဥစ္စာကိုကျွန်တော်ကထပ်ဖြည့်ပြောခြင်းဖြစ်ပါတယ်လို့အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဟုတ်ဒါဆိုကျွန်တော်ဆွေးနွေးချင်ပါတယ်ဟုတ်ကဲ့ပြောပါတူတော့ဒီမိုကရေစီ Federal Democracy ဆိုတဲ့ဒီစကလုံးအသုံးနှုန်းကမတူကြဘူးလို့ပြောကြတယ်အဲ့ဒီဟာကိုကျွန်တော်ကဆွေးနွေးချင်တဲ့ဟာတော့ဥပမာဝကအခုပန်အောက်ချုပ်ခွင့်ရဒေတာဖြစ်သွားတော့Federal ထက်အစစ်ကျော်နေပြီလို့တော်တော်များများကဆွေးနွေးဖြစ်ခဲ့တယ်ဝဒီဒီမိုကရေစီရှိသလားမရှိဘူးလက်နက်ကနေပဲအောက်ချုပ်နေတာအဲ့ဒါဒီမိုကရေစီမရှိရင်ပြည်သူတွေမလွတ်လပ်ဘူးအဲ့ဒါကြောင့်ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုတဲ့ဟာတကယ်အရေးကြီးတဲ့အကြောင်းကျွန်တော်ဆွေးနွေးချင်ပါတယ်ပြီးနောက်တစ်ခုကျွန်တော်ဆွေးနွေးချင်တဲ့ဟာကနိုင်ငံမှာအကြီးဆုံးဩဇာအာဏာအရှိဆုံးကဘာဖြစ်တယ်လဲဆိုရင်နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဲ့ဒါဖြစ်တော့အဲ့ဒီထဲမှာဒိုင်းတာ9ယောက်6ယောက်လောက်ပါတယ်အဲ့ဒီထဲမှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌသမရတုံဦးပြီးရင်ဒီနိုင်ငံခြားရေးအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ NLD ကနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာပေါင်းခွင့်ရတဲ့သူများထဲမှာတိုင်းသားတွေအားလုံးထည့်ပါတယ်ဆိုတာလည်းကျွန်တော်ပြောချင်ပါတယ်ဒီဘွေကုန်းဆွေးနွေးတော်တဲ့ဟာကိုဆရာဘွေကုန်းဆွေးနွေးတော်တဲ့ဟာကိုကျွန်တော်ထပ်ပြီးတဲ့ဟာဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဂျာကောပြောတော်တဲ့ဟာလေးကိုဒီနေ့ပူပြီးတော့ပြည်သူတွေရှင်းအောင်ပေါ့ National Security လုံခြုံရေးကောင်စီမှာ17ယောက်ထဲမှာ6ယောက်ကတပ်မတော်သားဖြစ်နေတယ်လေဒီဟာကတော့ National Council အစည်းအဝေးတောင်မှကျွန်တော်သူတို့မခေါ်ရဘူးဆိုတဲ့ချိန်တွေမှာရှိတဲ့ချိန်မှာဒီဟာကတော့ယူလို့ရတဲ့အခြေအနေမဟုတ်လို့ဘူးကျွန်တော်ထင်ပါတယ်ပြီးတော့ကျွန်တော် comment လေးနှစ်ခုလာထပ်ဖြစ်ချင်တယ်ဆိုတော့ပြောပြီးသားဆရာတို့ကလည်းပြန်ပြောလို့ရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နားထောင်တဲ့ပြည်သူတွေရှိပါတယ် live နဲ့ကြည့်တဲ့ပြည်သူတွေသူတို့စီမှာ misinformation မရောက်ဘူးကိုလည်းတကယ်ရေးကြည့်ပါတယ်အဲ့ဒီမှာကတော့ခုနဆရာဂျာကအရင်ပြောသွားတဲ့မီဇိုရမ်မှာအိန္ဒိယမှာပါတီကြီးဖြစ်တဲ့ဟာဥပမာယူတဲ့ဟာကိုအိန္ဒိယမှာ Congress ပါတီတခုကိုဥပမာယူခဲ့တာတွေ့ရတယ်မီဇိုရမ်မှာ Congress MF တွေ့ပြောခဲ့တာတွေ့ရတယ်အဲ့ဒီမှာသူတို့ပဲမဟုတ်ဘဲနဲ့BJP တို့တခြား register ပါတီအကြီးရှိခုလောက်ရှိတာကိုလည်းပြည်သူတွေသိဖို့ကျွန်တော်ပြောချင်တယ်ပြီးတော့ခုနဆရာဘွေကုန်းပြောသွားတဲ့ဟာမှာရုရှားပြိုကွေးသွားတယ်ဆိုတော့ကျွန်တော်ရုရှားပြိုကွေးဆိုတဲ့ပြိုကွေးတယ်ဆိုတဲ့ဟာကိုပထမဆုံးနားထောင်တဲ့လူတွေအတွက်မမှားအောင်ပေါ့နော်ရုရှားပြိုကွေးတယ်ဆိုတာကိုပူပြီးတော့ဆရာပြောတာ USSR ကိုပြောတာလားဆိုတော့နည်းနည်းလေးထပ်ပြီးပြည်သူတွေကိုနားလည်အောင်ပေါ့ရုရှားပြိုကွေးတကယ်ပြိုကွေးခဲ့တာလားဆိုတော့လည်း misinformation ဖြစ်ဖို့ကိုလည်းရေးကြည့်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ရုရှားပြိုကွေးတယ်ဆိုတဲ့ဥစ္စာကတော့ဆိုဗီယက်ယူနီယံကိုကျွန်တော်ပြောချင်တာအခုဆိုရင်တော့စိတ်မှကွေးပြီလေဟိုတုန်းကကဘာပေါ်မှာနေမြေအခြေပြတ်ဆုံးကရုရှားဖက်ဒရေးရှင်းပေါ့အဲ့ဒါကိုကျွန်တော်ပြောချင်တာပါအဲ့ဒါလူတွေအားလုံးသိမယ်လို့ထင်တာပဲဒီလောက်တော့သိမှာလေလို့ကျွန်တော်ဟုတ်ကဲ့ USSR နဲ့ Russia Federation နဲ့မတူတဲ့အတွက်ကြောင့်ပေါ့နော်ဟုတ်တယ်ဆိုဗီယက်ယူနီယံပြိုကွေးသွားပြီဟုတ်ကျေးဇူးပါကျွန်တော်ဒီ2016ကနေ2021လို့ပြောမှာပဲဒီ NLD ဆွေးရယူမဲ့အချင်းပေါ့လေဒီကြားမှာ NLD ဆွေးရတက်လာခါစမှာငင်းချိုင်းရေးလောက်မယ် between ငင်းချိုင်းရေးလောက်မယ်ပေါ့နော်
ပြီးအမျိုးသားပြည်လေးတည်မြတ်ရေးလောက်မယ်ဟိုတရားဥပဒေစိုးမိုးရေးလောက်မယ်ဆိုတဲ့ဟာလေးတွေရှိတယ်ပြီးရင်ကိုယ့်ရဲ့တိုင်းနဲ့ဒေသအတီးတီးကဖွံ့ဖြိုးရေးကိစ္စတွေလောက်နေတဲ့ဟာတွေလည်းတွေ့ရတာပေါ့လေအဲ့ဒီထဲမှာဆရာဝေကုန်းကိုမေးချင်တာပေါ့ NLD ကပြောတလို့လောလောဆယ်ဟိုတိတ်ငင်းချရေးကိစ္စတော့မြို့သားပြန်လေတင်းမြရေးတော့ကြည့်မယ်ဆိုရင်တော့တိတ်ပြီးတော့မသွားဘူးလို့မသွားတဲ့အကြောင်းရင်းလေးရှိမှာပေါ့လေအဲ့ဒါလေးဒီကဘာအခက်ခဲတွေရှိနေလို့အဲ့လာလေးမဖြစ်တလေးဆိုတဲ့ဟာပေါ့နည်းနည်းရှင်းပြပေးပါဦးပြီးရင်ထက်စစ်မေးခွန်းလေးတွေရှင်းပြန်ပြီးပါပါဟုတ်ကဲ့ဆရာ NLD က2015ရွေးကောက်ပွဲအနိုင်ရတာနဲ့ဘာလို့တလဲဆိုရင်တော့ဘလို့ NCA လမ်းကြောင်းဘလို့ရှိတယ်လဲနောက်ပြီးတော့တခြားလမ်းကြောင်းရှိသလားတော်ရှာခဲ့တယ်အဲ့ဒါအရေးကြီးဆုံးပဲသူရွေးချက်ကသူရဲ့ manifesto မှာကလေးက2010ဖွဲ့စည်းပုံအဲ့လိုမဟုတ်ဘဲနဲ့မြန်မာနိုင်ငံအတွက်ကိုက်ညီတော့ဖွဲ့စည်းပုံတရက်ပေါ်ပေါက်လာရေးဆိုပြီးတော့မှအဓိကဥတီချက်ပဲအတိပုံဖြစ်ပေါ်လာရေးကတော့ငင်းချင်းနဲ့အကုန်လုံးဆက်ဆက်သွားတယ်အဲ့တော့ကျွန်တော်တို့ကောင်းဆောင်ကကဲအဲ့ဒီဥစ္စာကို2010ဖွဲ့စည်းပုံပြင်နိုင်ဖွဲ့အတွက်ရောနောက်ပြီးတော့ငင်းချင်းဖြစ်နိုင်ဖွဲ့အတွက်ရောတခြားနည်းလမ်းရှာတဲ့အချိန်မှာတမတော်နဲ့လင်းနေကင်ဒီက NCA လာကြောင်းမှအပလို့ပြောသွားတော့ကျွန်တော်တို့ကဘာလုပ်လို့ရတော့မှာလဲ NCA လာကြောင်းမှအပတခြားနည်းလမ်းမရှိဘူးလို့ပြောတဲ့ခါကျတော့ reconciliation ဖြစ်တဲ့အတွက်လိုက်လို့ရတာပေါ့တော့ဒီ NCA လမ်းကြောင်းကစနေတောင်ကျစနေဖြစ်တော့မှာဘာအကောင့်ထဲမှာပေါ်မလာဘူးအဲ့ဒီဥစ္စာလည်းပဲစိုက်လို့လိုက်ခဲ့တာမဟုတ်ဘူးတခြားလမ်းတွေရွေးချယ်မရှိလို့ပဲအဲ့ဒီဥစ္စာသွားရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုတချို့ကပြောရမှာပေါ့ဘာဖြစ်လို့အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့2010ဖွဲ့စည်းပုံကိုမရတဲ့နီးနေပဲပြင်မယ်လူထုနီးနေပြင်မယ်ဆိုရင်လည်းပဲဟိုဖြစ်တာပေါ့တော့ဒေါအောင်ဆန်းစုကြည်ကပြောလိုက်ပြီလေကောင်းဆောင်ကဒါပြည်သူလူထုအထိခိုက်အကျဆုံးများမယ်အဲ့ဒါတော့မရွေးမိဖို့ရည်ကြီးတယ်ဘာပဲဖြစ်အဲ့ဒီသူတို့လမ်းဖွင့်တဲ့ဥစ္စာတိုင်းသားတွေလည်းပဲ NCA မှာ NCA တော်များများ EAO တွေပေါ့အခုကလည်းနေခိုင်ဖွဲ့စည်းတယ်21ဖွဲ့ထဲမှာ EAO လက်မှတ်ထိုးထားတဲ့လူတွေကလည်းသူတို့ထောက်ခံသွားပြီတမတော်ကလည်းပဲသူတို့ဟိုအရင်နှုန်းကလေးကအဲ့ဒီ NCA လမ်းကြောင်းကိုပေါ်ခဲ့တဲ့ဥစ္စာလည်းပဲယောသားဆိုတာနဲ့ပေါ်ဆောင်ခဲ့သလားအချိန်ဆွေးချင်လို့လားဆိုတဲ့ဥစ္စာတော့တရားပဲသိမှာပေါ့တော့ကျွန်တော်တို့တာမန်လူအနေနဲ့တော့တန်တရားတွေအများကြီးရှိတာပေါ့တော့ဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့ပါတီနဲ့သူ့ရဲ့အစိုးရကိုဘာပဲဖြစ်ကျွန်တော်တို့ကလမ်းကမရှိဘူးသူတို့အလိုကိုလိုက်ကြည့်ရအောင် reconciliation နဲ့လိုက်တယ်တော့အခုကဘာတစ်ခုမှဖြစ်မလာဘူးဖြစ်မလာတော့ဒေါအောင်ဆန်းစုကြည်နဲ့ NLD ကိုပဲအပြစ်တင်ရမှာလားကျွန်တော်ကလို့မဟုတ်ဘူးတမတော်နဲ့ EAO တွေပဲအပြစ်တင်ရမှာတကယ်တမ်းကျတော့သူတို့ကလုပ်ပြရမှာလို့ပြောတာဆိုတော့တစ်ခါလေကျတော့တို့ကဗာ mandate ရှိတယ်လေဆိုတဲ့ဥစ္စာလည်းပဲစဉ်းစားဖို့လို့လေကျွန်တော်တို့မှာဗာ mandate မှအဲ့လိုမျိုးလုံနိုင်ဖို့အတွက်မရှိဘူးဥဆောင်လို့ရတဲ့အဆင့်တာတာပဲရှိတယ်လို့ကျွန်တော်ပြောချင်တယ်တခြားမျိုးနေရာဆရာကြီးတို့ပြောချက်ပြောဖြစ်ချင်တာရှိလားမသိဒီအခုကိစ္စကကျွန်တော်ဆွေးနွေးခွင့်ရမလားဟုတ်ကဲ့ဆွေးနွေးပါဟုတ်ကဲ့ပြောပါဟယ်လိုဟုတ်ကဲ့ပြောပါဟုတ်ကဲ့ဒီကကျွန်တော်မေးတဲ့ပုံမှာပဲအမျိုးသားပြည်နယ်တည်မြဲရေးနဲ့တရားဥပဒေစိုးမိုးရေးစာဟုတ်တယ်အဲ့ဒါဟုတ်လားဟုတ်တယ်နော်ဒီဟာကအခု NLD ရဲ့2020 manifesto မှာပါရဟာဖြစ်တယ်ရေကိုပွေးချင်းရစာတမ်းမှာတိုင်းတိုင်းနဲ့ပြည်သူငင်ချမ်းရေးပြီးရင်တရားဥပဒေစိုးမိုးရေးအဲ့ဒါအမေတဲ့ဒီအဖွဲ့ခေါင်းဆောင်က on နေရဟာဖြစ်တယ်ဒီဆွေးနွေးပေးနေရဟာဖြစ်တယ်ဒီငင်ချမ်းရေးဒီဟာတော့ NLD ကတကယ်ကိုလုံးမယ်ဒီနိုင်ငံကောင်းစားရေးအတွက်အလုပ်ရမယ်ဆိုတဲ့ဟာဒီအဖွဲ့ခေါင်းဆောင်အမေစုဒေါ်အောင်ဆန်းစုကြည်က
อเมริกันโยนเร่สกาพิเตโอ้ดีกชิมปีดีอเมซุกชิมปีตัวรงกาสวยนุยเครีหารอမြန်မာပြည်ကဟောစိတ်ခတ်တုံးကလက်ပေးလက်ယူဆိုတဲ့ဟာမျိုးမရှိပါဘူးဒီကဘာမှာအေရှနိုင်ငံမှာနာမည်ကြီးအဖွင့်ဖြူထူတဆုံနေရာရောက်ခဲ့တယ်ဒါပေမဲ့အနှစ်ဒီနှစ်ပေါင်း60ကျော်ကြာလာတော့အခုကကျွန်တော်တို့နိုင်ငံဒီအစင်းရဲဆုံးဒီဖွံ့ဖြိုးမှုတူတက်မှုအနေဆုံးဖြစ်တယ်ဆိုတဲ့ဟာပေါ်လာတဲ့ဟာတွေကကြာကာလမှာအောက်ဆူနေတဲ့ဒီအဓိကတော့စစ်တပ်ဘုတ်ကွာစစ်တပ်ကအဲ့လိုဖြစ်တယ်အဲ့ဒါကြောင့်အခုဆရာဘွေကုန်းကဆွေးနွေးတော်တဲ့ဟာကျွန်တော်သဘောတူတဲ့ဟာဒီအခုအဆွေးအလုံးနေတဲ့အချိန်မှာဒိုင်းတာရနဲ့ကန်တပ်ဖွဲ့နဲ့တပ်မတော်မြန်မာတပ်မတော်အဲ့ဒီအကြားမှာဒီအချင်းချင်းဟိလို့မရဘူးတစ်ဖက်ကဒါဒီဒိုင်းတာရနဲ့ကန်တပ်ဖွဲ့ကကျွန်တော်ဒိုင်းတာကိုပူစားပြုရဲဆိုပြီးမှအဲ့ဒါကိုစောက်ကင်တယ်ခိုးဖက်ကလည်းမြန်မာနိုင်ငံကိုကာကွယ်ဆောင်ရှောက်ရမယ်ပြီးထောက်စုမပြုတ်ကွေးကြီးအဲ့ဒီဟာတွေနိုင်ငံရေးဥတီချက်လေးရက်ကိုကန်ပြီးမှအဲ့လိုမျိုးစောက်ကင်ကြတယ်ဘယ်လိုနိုင်ငံကိုကောင်းစားအောင်လုပ်မလဲဆိုတဲ့အပိုင်းကိုစက်မတွားနိုင်တဲ့အခြေအနေမျိုးရောက်တယ်အဲ့ဒီကြမှာခုက NLD ကအစိုးရတော့ဖွဲ့နိုင်ပေမဲ့တစ်ဖက်က2010ဖွဲ့စည်းပုံအခြေခံဥပဒေကတပ်မတော်ပိုင်းကိုအာဏာတော်တော်များများပေးတယ်တပ်တော်မှာဖြစ်အစိုးရမှာဖြစ်အာဏာတော်တော်များများပေးတဲ့အတွက်ကြောင့်စိတ်တလူလုံးလို့မရဘူးအခုကမြန်မာပြည်မှာအစိုးရနှစ်ခုရှိတဲ့ပုံစံမျိုးပေါ်လာတယ်တပ်မတော်အစိုးရနဲ့ရတအောက်ချုပ်မှုအစိုးရဆိုတဲ့ဟာမျိုးပေါ်လာတယ်အဲ့လိုမျိုးကိုဒီတသားထဲဖြစ်အောင်တပ်မတော်ဒီအရတအောက်ချုပ်မှုအောက်ယွန်းတွင်ထားစီအပြီဆိုတဲ့အတိုင်းတွားနိုင်ဖို့ပြည်သူလူထုအားလုံးကပူပေါင်းပါဝင်ပြီးမှဆက်သွားဖို့လိုပါတယ်ဒီဟာအခုကျွန်တော်တို့ဆွေးနွေးနေတဲ့တရားဥပဒေစုမှုဒီပြည်တွင်းချင်းချမ်းရေးနဲ့အမျိုးသားပြည်လေတည်မြဲရေးဆိုတဲ့ဟာ NLD ရဲ့အဓိကလောက်ချင်တဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်ဆွေးနွေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ထပ်မေးချင်တာကဒီပုံမှာပေါ့လေတိုင်းသားရင်းနဲ့ပြည်တွင်းချင်းချမ်းရေးအောက်မှာအခုဟိုပြောနေတဲ့ဟာတွေကတော့ပါတယ်လို့ဖြစ်တယ်ဒီမှာဆရာဘွေကုန်းကပူပြီးတော့ဖြည့်ပေးကောင်းမလားလို့ပေါ့လေဝေစီပုံပင်စီရေးကိစ္စနှစ်ချုပ်တီကိစ္စကစားပေါ့လေဟိုဒီနေ့မှာ2015မှာအများဆုံးနိုင်တဲ့ NLD ကဒီဟာဒီမပြင်နိုင်တဲ့အတွက်2020မှာလာမဲ့အခြေအနေမှာအလုပ် NLD မနိုင်ဘူးဆိုရင်တော့အလားလာရှိအောင်မလားပေါ့နော်ဖွဲ့စည်းပုံချီခံဥပဒေဘယ်လောက်ပြင်ဆင်ခဲ့တယ်လေဆိုတဲ့အချက်ဒီပြီးဒီတိုင်းသားရေးနဲ့ပတ်သက်ပြီးတော့ဟိုဘာဒီအဓိကပြောစရာရှိမလဲပြီးရင်ခုနကျွန်တော်တို့အမျိုးသားပြန်လေတက်မြတ်ရေးလို့ပြောတဲ့ခါမှာ NLD နဲ့တက်အကြလား NLD နဲ့တိုင်းသားလေးနဲ့ကန်အကြလားဆိုတာအဲ့ဒါဆရာဘလူနားလေတယ်လေပေါ့နော်အဲ့ဒါတိတိကွကွဟိုပြည်သူ့ဘက်ကိုလည်းနည်းနည်းရှင်းပြပေးပါဦးဟုတ်ကဲ့ဆရာကျွန်တော်တို့ဖွဲ့စည်းပုံပြင်နိုင်မလားမပြင်နိုင်ဘူးလားဆိုတဲ့ဥစ္စာကတမရောကကျွန်တော်တို့လွတ်တော်မှာပြင်ဖို့အခွင့်မပေးတော့ NCA လမ်းကြောင်းကိုပဲမင်းတို့ဒီဖေးပဲလာလို့ကျွန်တော်တို့ဟိုခေါ်သွားပြီလွတ်တော်မှာပြင်လို့ EAOD ကိုလည်းပဲတိမ့်သွင်းနိုင်တယ်တမရောကအလိန်ခန္ဓာလားတကယ်ယုံတာလားတော့မသိဘူးကျွန်တော်ကိုယ်တိုင်ကလည်းပဲဒီလက်နဲ့ကင်ဒီကိုလည်းတော်တန်တရားတယ်တော်ဝင်မြတာအများကြီးရှိဆိုတော့ဝလူမျိုးပဲသူတို့နေချင်ကြသလားဝလူမျိုးနေချင်ကြတယ်ဆိုရင်တော့အဲ့ဒါတကူကောင်းဆန်တဲ့တိုင်းသားတွေလည်းဖြစ်မှာလက်နဲ့ကင်တွေလည်းဖြစ်မှာမြန်မာပြည်ထောင်စုမှာမနေချင်ဘူးလားအဲ့ဒါတစ်ချက်နောက်ပြီးတော့ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ဥစ္စာကတော့ခုက NCA လမ်းကြောင်းနဲ့ပဲလုပ်ရမယ်လို့သူတို့ပြောထားတော့တို့စုကလိုက်ရှင်လည်းမလိုက်ရှင်လည်းပဲသူကလိုက်တော့တာပေါ့ဆိုတော့ NCA ကပြည်ထောင်စု Accord
နောက်ဆုံးမလုပ်တော့တယ်အဲ့ဒီချိန်မှာသူတို့ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ဥစ္စာနဲ့အခြေခံဥပဒေဆိုတဲ့ကိစ္စတောင်မှမပြီးလေပြန်ဘူးဆိုတော့သူတို့သဘောတူရထားတဲ့အချက်တွေကလည်းပဲကျွန်တော်တန်တရားရှိတယ်ဒီလူတွေတကယ်အကောင့်ထဲပေါ်မလားဆိုတဲ့ဥစ္စာကတော့ဖျားပဲသိတယ်ကျွန်တော်ကတော့အခုချိန်ဒီရှင်တမမပဲဆိုတော့ပါဝင်တဲ့သူတွေကိုလည်းမင်းမေဆိုတော့ခင်ဗျားတို့ယုံသလားမယုံဘူးလားဆိုတဲ့ဥစ္စာတော့သူတို့မြေခွန်းထုတ်ရလိမ့်မယ်ဖြစ်တယ်ဆိုတော့ဖွဲ့စည်းပုံကတော့ဘလို့ပြင်ရမလဲဆိုတဲ့ဥစ္စာကတော့တနေ့နဲ့တော့ပြင်ရမှာပေါ့တော့ကျွန်တော်ကတော့မြန်ပြင်ချင်တယ်အသက်ကြီးတဲ့သူတွေဒီမိုကရေစီမြင့်ကြီးတယ်နော်တမတော်တယောက်ကစင်နှစ်တောင်မပြည့်သေးဘူးလို့ခေါ်တဲ့ခါတော့ကဟိုပြင်ဆင်မဲ့အချိန်မှာပြောသေးတယ်တော်တော်တာဖြစ်ဆက်ဖြစ်ကျွန်တော်တို့စောင့်နေတဲ့သူတွေအတွက်စင်နှစ်ကတော်ကြာနေပြီလေပြင်းအောင်ရှိနေပြီဆိုတော့ဖွဲ့စည်းပုံပြင်ဆင်ရမှာကတော့ NCA လမ်းကြောင်းကပြည်ထောင်စု Accord ကနေပဲတဆင့်သွားပြီးတော့ပြင်ရမယ်လို့ကျွန်တော်တို့ message ပေးလိုက်ပြီဟုတ်ပြီအဲ့ဒါဆိုရင်လို့စုကပြောတယ်ပြည်ထောင်စု Accord အခု2010ဖွဲ့စည်းပုံမနေ့တနေ့ကမပြင်ခင်မှာပြည်ထောင်စု Accord ကအပိုက်အချက်3ချက်နိုင်ငံကြီးပိုင်းမှာရှိပြီးသားအဲ့ဒီဥစ္စာကိုအခြေခံပြီးတော့မှလို့စုကပြောတာပေါ့အဲ့ဒါဆိုရင်2010ဖွဲ့စည်းပုံကိုပြင်လို့ရမလားလို့သူကပြင်ကြည့်တဲ့ခါကျတော့တမတော်ကလုံးဝခွင့်မပြုခဲ့ဘူးလိန်တဲ့နေရာမှာတော့ပုံမှန်116ကိုတိုင်းရင်းသားတွေကိုသူတို့ကချိုလိန်ပေးပြန်ပြီတိုင်းရင်းသားတွေကလည်းပဲတချို့ကယုံတယ်ရှမ်းတွေကတော့မယုံဘူးတကယ့်နိုင်ငံရေးသမားတွေဒီပုံမှန်260တိပြင်လို့သူတို့ကဘာရမှာလဲတိုင်းရင်းသားတွေတခုမှကြိုးမရှိဘူးတမတော်အမျက်ထွက်သွားမယ်နော်ဆီအနာရှင်တွေ25စာခိုင်နှုန်းရှိနေတဲ့ညကာလပတ်လုံးဘာဝန်ကြီးချုပ်ကိစ္စလေးနဲ့ဘာလို့ရမှာလဲဆိုတော့လည်းပဲဒီဖွဲ့စည်းပုံပြတဲ့အချိန်မှာပုံမှန်260တိကိုကြံ့ဖွနဲ့တမတော်ကတင်လိုက်ပြီဆိုတော့ NLD ကမတင်တော့ NLD ကဘာလုပ်တယ်လဲဆိုရင်တော့ဒီမိုကရေစီကိုဟိုအဟံတာဖြစ်နေတဲ့တမတော်25စာခိုင်နှုန်းပါရမယ်ဆိုတဲ့ဥစ္စာကို15စာခိုင်နှုန်းအထိဆော့ပါဆိုပြီးတော့မှ NLD ကလည်းပဲတင်တယ်ဆိုတော့ဖွဲ့စည်းပုံပြင်တဲ့အချိန်မှာကြည့်ပါဒီကဘာကိုအရင်ပြင်ဖို့အဆိုဘာလဲလုပ်တယ်လဲဆိုရင်တော့ပုံမှန်116ကိုနောက်မှသူတို့က25စာခိုင်နှုန်းကို15စာခိုင်နှုန်းအထိ10စာခိုင်နှုန်းအထိ5စာခိုင်နှုန်းအထိတစင်းပြီးတစင်းဆော့ချမယ်ဆိုတဲ့ဥစ္စာမူကြမ်းကိုအရင်တင်တယ်ဗုတ်ပေးတဲ့ခါကျတော့တမတော်ကပေးချလိုက်ပြီဆိုတော့သူတို့ဒီမိုကရေစီမပြင်ချင်ဘူးဖြစ်အောင်မလုပ်ချင်ဘူးမလုပ်ချင်တဲ့အတွက်ပြပုံမှန်116ကိုပဲသူတို့လိန်ပြီးတော့လုပ်တဲ့ခါကျ NLD ကတိသွားတယ်အဲ့ဒါ NLD ကတိုင်းရင်းသားတွေကိုမပြင်ပေးချင်တာမဟုတ်ဘူးတမတော်မပြင်ပေးချင်တာအာနာစီနိုမပြင်ပေးချင်တာအဲ့လူထုကတိရမှာဖြစ်တယ်ဆိုတော့ကြံတဲ့ဥစ္စာတွေ2010ဖွဲ့စည်းပုံပြင်နိုင်မလားမပြင်နိုင်ဘူးလားဆိုတဲ့ဥစ္စာကတော့ဟိုပြည်ထောင်စုညီလာခံသူတို့ကျင်းပလိုက်မယ်ကျင်းပပြီးတော့မှတကယ့်စိတ်နှလုံးအကျွေးမဲ့နဲ့တဘိုးရိုးနဲ့ဆွေးနွေးပြီးတော့မှသူတို့ပြည်ထောင်စု Accord တွေအသေးစိတ်ဖြစ်လာမယ်အကောင်ချိန်ကြမှာပဲဆရာတို့ကျွန်တော်တို့အားလုံးကပြင်လားမပြင်ဘူးလားဆိုတော့သိမယ်တော့ကျွန်တော်ကတော့အခုချိန်ထိခုကိုနီပြောသလိုပဲဒီ2010ဖွဲ့စည်းပုံကိုလမ်းကြောင်းနည်းမှာလမ်းမှာနဲ့မေတ္တာစေတနာနဲ့မပြင်ပေးချင်ဘူးဆိုရင်တော့ NLD ကနောက်ဆုံးကြတော့ဒီသူလူထုကိုလာပြင်ခိုင်းလိုက်မယ်နော်အစိုးတင်သွင်းမလိုက်မှာပုံမှန်လက်တုံးချနဲ့တွားမှာအစိုးနဲ့ပဲတွားမှာပုံမှန်စစ်စင်ကားနဲ့ပဲတွားမှာအစိုးတင်သွင်းလို့လူထုဆန္ဒ referendum လုပ်ပလိုက်မှာ referendum လုပ်ပြီးတော့မှပြည်သူလူထုကထောက်ခံလိုက်ပြီဆိုရင်တော့နောက်ဆုံးကြတော့လူထုတော်ကလည်းတည်ပြီးတော့မှတမတော်နဲ့ပြည်သူကကျွန်တော်တို့တိုက်ခတ်ရတော့မှာကြောက်ပေမဲ့လို့နောက်ဆုံးကြတော့တိုက်ရမှာအဲ့ဒါတမတော်ကလည်းတည်တင်တယ်ဆိုတော့ NLD ကခုချိန်ကြီးတော့ reconciliation ဆိုမှလောင်ဆန်းစုကြစိတ်ရှည်လို့နေလို့ကျွန်တော်တို့ကမြင်နေနော်တော်တိုင်းသမားတွေကကျွန်တော်ပြောချင်ဆိုတော့ခုနကျွန်တော်မေးတဲ့အမျိုးသားပြည်လေတင်မြင့်ရေးဆိုတာကတမတော်နဲ့ NLD အကြားကိုပြောချင်တာလားလို့အမျိုးသားပြည်လေတင်မြင့်ကြီးကတော့တမတော်နဲ့ NLD အကြားလည်းဖြစ်တယ်တမတော်နဲ့ပြည်သူကြားလည်းဖြစ်တယ်အမျိုးမျိုးပေါ်တော့အားလုံးဟိုဟာ all inclusive ပေါ်တော့ဆရာကဲကျေးဇူးတင်ပါတယ်ဒီဟာတော့ကျွန်တော်လည်းဆက်ပြောမယ်အမျိုးသားပြည်လေတင်မြင့်ရေးဆိုတဲ့ဟာတမတော်နဲ့ဒီပြည်သူတိုင်းရင်းသားနဲ့ပြည်သူဒီအခုကဒီတိုင်းရင်းသားတွေကဗမာဆိုတဲ့ဟာကိုအရန်ဟုံးလာကြပြီအဲ့ဒီဟာ
ဒီအားလုံး reconciliation ဖြစ်ဖို့လိုတယ်ဘာသာရေးပိုင်းမှာ Christian နဲ့ Buddha Muslim အဲ့ဒီကိစ္စတွေလည်းအားလုံးဒီအကျူးခံစားခွင့်အတူတကွရမယ်အခွင့်အရေးလည်းအတူတကွရမယ်အဲ့ဒါကိုအမျိုးသားပြည်လေတိမြတ်ရေးဆိုတဲ့ဟာဖြစ်တယ်ဓမ္မတော်တစ်ခုတည်းမဟုတ်ဘူးလက်နက်ကန်တစ်ခုတည်းမဟုတ်ဘူးအားလုံးဘာသာရေးကအစလက်နက်ကန်တစ်ဖွဲ့အားလုံးကိုပြည်နိုင်ငံရေးပါတီအချင်းချင်းပူးပေါင်းပြီးမှမတူကွေးပြမှုကိုလက်ခံပြီးအတူတကွပူးပေါင်းပြီးရှင်တွဲနေထိုင်နိုင်တဲ့အရာကိုဆူလူပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကတော့ဒီအမျိုးသားပြည်လေတည်မြဲရေးလို့ပြောတဲ့ခါမှာတိုင်းရင်းသားနဲ့ NLD ကြားလေးဖြစ်တယ်တိုင်းရင်းသားနဲ့NLD နဲ့တမတော်ကြားလေးဖြစ်တယ်လို့ပြောတဲ့အချိန်မှာဟိုကျွန်တော်တို့ငင်းချရေးကိစ္စကူတော့အခုန NCA လိုင်းအကြောင်းကလွေးလို့အလားအလာမရှိဘူးဆိုတာတော့ဆရာဘွေကုန်းပြောထားတဲ့အတိုင်းအဲ့လိုနားလည်ရမှာပေါ့ဒီNLD ဆွေရဥဆောင်တဲ့အထင်းမှာတိုင်းသားဒေတာလို့ပြောတဲ့အခါမှာဥပမာအနည်းဆက်ဆုံးကျွန်တော်ချင်းပြည်ကိုပြောရမှာပေါ့နော်ဟိုဘူချုပ်ကိစ္စတော့ဘူချုပ်ရုပ်တုကိစ္စတော့တတနာမီပေးတဲ့ကိစ္စတော့မဟုတ်ဘဲနဲ့တို့ချင်းပြည်မှာဆိုရင်တော့ဒီအတိကပြည်တွင်းချမ်းရေးလို့လုပ်နေတဲ့ CNF ကိုကြည့်ရတာပေါ့လေ NLD က2016စက္ကုံဆက်ရှိပေါ့လေအခုဒီနှစ်ထိပဲCNF နာမီနဲ့ချင်းမျိုးသားနေ့ဒီမှာဖိတ်ကြားပြီးတော့စကားပြောခွင့်မပေးတာဒီဟိုသူတို့အစင်တိုင်းအထီတော့မဟုတ်ပဲမဲ့လေသူတို့ရဲ့နောက်တိုင်းမှာထိုင်ခိုင်းတာဒီပြီးရင်ခုကျတို့ချင်းညီညွတ်ရေးအတွက်ဆိုပြီးတော့မင်းတပ်မှာလောက်ဖို့ဒီကန့်ကွက်တာဒီပေါ့နော်ဟောအဲ့ဒါလေးဒီမြင်ရတာပေါ့ဆိုတော့ဒါလေးဒီကိုပြောတဲ့ပုံစံနဲ့မဖြစ်လာတဲ့ကိစ္စပေါ်မှာရောဆရာဘွေကုန်းနေနဲ့ဘယ်လိုပြောချင်လဲဆိုတာမေးချင်ပါတယ်ဟုတ်ကဲ့ဆရာဒီမှာတော့ NLD ကိုလည်းကျွန်တော်ဝေဖန်ပြရစေကျွန်တော်တို့ကတော်လှန်ရေးသမားတွေဖြစ်တော့ဝေဖန်တင်တော့ဝေဥပမာတရားပြည်နယ်မှာဘူချုပ်ကျေးဇူးကိစ္စက NLD ကကြရန်ကြမလုပ်တင်ဘူးတာဗျာမလုပ်နဲ့ဆိုရင်တော့မပြည်နယ်ဝန်ကြီးချုပ်ဖောင်းတို့ရဲ့အားနေချက်ပဲတာကြဝန်ကြီးချုပ်ဆိုတာအဲ့လိုမျိုးပြည်သူလူထုမကြိုက်တဲ့ဥစ္စာကိုတော့ဇွတ်မလုပ်တင်ဘူးနောက်ပြီးတော့မွန်ပြည်နယ်မှာချောင်းစုံတရားကိစ္စတွေဘူချောင်းဆန်းတရားလို့ဖြစ်ထားတော့ကျွန်တော် NLD တွေဘာအမျက်မှမထွက်ဘူးဘူချုံအောင်လုံးကတိုင်းရင်းသားတွေအားလုံးချစ်ခင်တဲ့ဘူချုံအောင်ဆန်းကသူတည်သွားတဲ့နောက်ဆုံးသွားတဲ့နောက်ပိုင်းမှာသူခင်ဗျသူ့နာမည်ကိုစန့်တင်ကြတာကျွန်တော်တို့ NLD တွေရဲ့ management ညံ့ဖြိုးလို့လည်းပဲကျွန်တော်ဆိုလို့ရှိနေအဲ့ဒါလောက်ကြီးကကျွန်တော်တို့ကမလုပ်တည်ဘူးလို့ကျွန်တော်မြင်တယ်နောက်ပြီးတော့မှဟိုအဲ့ဒီဟိုပါလေချင်းအမျိုးသားနဲ့အခါသမီးတို့ဘာတို့မှာ CNF ကောင်းဆောင်တွေကိုရှင်းမထိုင်ခိုင်းမထိုင်ခိုင်းဘူးနောက်ပြီးတော့မှစကားပြောခွင့်မပေးဘူးဆိုတဲ့ဥစ္စာတွေကတော့ကျွန်တော်မြင်တယ်အဲ့လိုမျိုးလှုပ်တိုင်းမှာကျွန်တော်တို့အစိုးရတစ်ခုတည်းလွတ်လပ်လှုပ်တဲ့ဥစ္စာတစ်ခုမှမရှိဘူးတမတော်အမေရတဘောထားပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့ကလှုပ်တိုင်းမှာနိုင်ငံကြီးလက်နဲ့ကင်နဲ့ပတ်သက်လာရင်တော့တမတော်ကဟိုနောက်ထောက်ကြည့်နေတာကျွန်တော်တို့ကသိရမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမှာ NLD ကစီမံခန့်ခွဲလုပ်တဲ့အချိန်ကျတော့ပြစ်ချတဲ့ကြက်တော်ဖြစ်တယ်ဆိုတော့ဒါမျိုးတွေကတော့ကျွန်တော်ထင်တာတော့ချင်းပြည်နယ်အစိုးရနဲ့လည်းပဲဆိုင်တယ်ချင်းပြည်နယ်ဝန်ကြီးချုပ်တို့ရဲ့အမြင်ကြီးမှုနဲ့တတိရှိမှုပေါ်မှာမူတည်ပြီးတော့မှအဲ့ဒီတွေကတော့ကျွန်တော်တို့ဆုံးဖြတ်တော့မှာဖြစ်တယ်ဒီထောင်စုတို့စုကတလာလောက်ပါမပြောပါဘူးတို့စုကနေပြီးတော့ပူချောအောင်ဆန်းတရားလို့နာမည်နဲ့ဘာလို့ပြောမှာမဟုတ်တန်တရားမရှိပါနဲ့နောက်ပြီးတော့မှပူချုပ်ကျေးဇူးတော်မှာစိုက်ထူပါလို့ပြောမှာမဟုတ်ပါဘူးတခါလေကျကျွန်တော်တို့ NLD ဒီရလည်းပဲလူကြီးတွေကိုဖားပြီးတော့မှဟိုလိန်ပြီးတော့မှလှုပ်နေတဲ့ဥစ္စာကတော့ဒါမကောင်းဘူးလို့ကျွန်တော်မြင်တယ်ဆိုလူကြီးတွေကိုကောင်းမွန်ကျွန်တော်တို့ကအမှန်တရားကိုပြောပြတတ်ရမယ်ထောက်ဆရာစီရင်တော့အပြုသဘောနဲ့ထောက်ပြနေရမှာဖြစ်တယ်အဲ့လိုမျိုးလုပ်နေဆိုရင်တော့ကျွန်တော်တို့ NLD ပါတီရှစ်သွားဖွင့်အတွက်ဟိုအတုရှိမှာမဟုတ်လို့ကျွန်တော်မြင်တယ်ဟုတ်ကျွန်တော်အဲ့ဒီထိတ်ကမေးခွန်းတွေပြန်မေးပြီပေါ့နော်ဒီခုနငင်းချိုင်းတို့မြို့သားပြန်လေတိမြရေးတို့ဟိုတယောက်ကြီးစုမှုကြီးကိစ္စတွေနေဟိုခဏထောင်းမယ်အဲ့ဒါဘူးဘွားပိုင်မေကိစ္စတွေပေါ့နော်ပြီးဟ
ဥယျာဉ်ချမ်းမြေကိစ္စတွေမှာတော်တော်ချင်းပြည်နယ်မှာပြဿနာရှိရတာပေါ့လေဆိုတော့ NLD ဘက်ကတော့ဘူဘပိုင်မြေကိစ္စကိုတော့ဥပဒေတမ်းပဲလက်ခံမယ်လို့ပြောရတာဒီရှိတယ်အဲ့ဒီပုံမှာဒီတိရင်ဘက်ကဆရာဆွန်စနန်ကိုမေးချင်တာပေါ့ဒါ ZCD အကောင့်တဲ့ data ဆိုတော့ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ချိန်မှာရောဥယျာဉ်ချမ်းမြေပြဿနာတွေပေါ့နော်မြေကွက်ကိစ္စတွေပြဿနာပေါ်တဲ့ချိန်မှာဘယ်လောက်ထိZCD အမဖက်ကရောကွာ NLD ကအမမရှိတော့လေဘယ်လောက်ထိပြဿနာဖြစ်ပြီးတော့ဘယ်လိုလောက်နေတယ်ဆိုတာပြောချင်တယ်မေးချင်တယ်ပေါ့နော်ဖလန်ဖက်ကဆိုရင်တော့ဒီဘွယ်ပီ insult ပီတာတေးပုံစံနဲ့ဆိုရင်တော့100ကျော်200နီးပါးရှိတာတွေဖြိုတာလေးတွေပေါ့နော်ဟာကဖက်မှာတော့အများကြီးရှိပါတယ်ဆရာဂျာကော့ပ်ထန်ပြန်မေးလိုက်မယ်အဲ့ဒါဆရာဆွန်စနန်ရဲ့ဒီလက်ရှိ NLD ဆွေးရခဲ့မှာတည်တင်တွန်းဆောင်ဖက်ရဲ့မီနီယာပြဿနာတွေတရားဥပဒေစုမှုရေးကိစ္စတွေဘယ်လောက်ရှိလဲဆိုတာနည်းနည်းပြောပြပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုမိကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအစိုးရ NLD အစိုးရတက်လာတော့အစတော့သူတို့က NLD ကကျွန်တော်ပြောရတော့အခုလက်ရှိစိုက်မွေးဝင်ကြီးဆိုရင်လည်းဒီမီစင်ကသူ့လက်အောက်မှာပဲဆိုတော့သူကိုယ်တိုင်ကတော့ဘူဘပိုင်မီဆိုတာတော့မဟုတ်သူကချင်းပြည်နယ်မှာမီလွတ်မီရိုင်းမရှိဘူးဆိုတာသူကိုယ်တိုင်တော့ဘယ်လိုခေါ်မလဲလူသိရှင်ကြမပြောပြမယ်လို့သူကလက်ခံပြီးမဲ့လို့အခုဖြစ်လာတဲ့ပြဿနာတချို့ကြီးကသူဟာနဲ့သူတက်ဆိုင်ရာဥပဒေအတိုင်းခုနပြောသလိုသူမီစင်ဥပဒေပဲဖြစ်ဖြစ်အဲ့ဥပဒေအတိုင်းလုပ်ရတဲ့အခါကျတော့အဲ့မှာတော့သူကတော့ဝင်မစွတ်ဖက်ချင်ဘူးလို့ပြောတယ်ဒါပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းမိကိစ္စနဲ့တော့ပတ်သက်တာတခုရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုဒီနေ့မှာစီပင်တွေကမြို့တူးချဲဖို့တခုလုပ်တယ်အဲ့နေရာမှာကျွန်တော်ဝေထားတဲ့မိထဲမှာသူတို့ကစစ်မှုစုံတည်ထောင်မယ်ဆိုမှအဲ့ဒါကိုမြေလို့မြေရိုင်းကိုသူတို့ရှောက်ထားတဲ့အချိန်မှာကျွန်တော်ကလည်းအဲ့မိကိုဝေထားပြီးသားဆိုကျွန်တော်လည်းကန့်ကွက်လိုက်တော့အဲ့မှာခုနပြောတဲ့အစိုးရ NLD အစိုးရကြတော့အဲ့မှာခုနပြောသလိုပဲ blind ကြီးတော့ဒါကျွန်တော်တို့ NLD အစိုးရဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပေးရမယ်ကျွန်တော်တို့လူတွေပဲဆိုတဲ့ပုံစံနဲ့တော့သူတို့ကလည်းမလုပ်ဘူးဒါလှုပ်ထုံးလုံးလေးရဒါဥပဒေရတော့လုပ်ပြီးတော့အခုအဲ့ကိစ္စတော့မှကျွန်တော်ကန့်ကွက်တဲ့ဟာတော့မှသူတို့က CCE အဖွဲ့ကော်မတီဖွဲ့ပြီးတော့ကျွန်တော်သူတို့စုံစမ်းစစ်လုပ်ပြီးတော့အဲ့ပေါ်မှာပဲသူတို့ကအခြေအနေပေါ်မှာပဲသူတို့ကသုံးဖြတ်ချက်ချမယ်ဆိုမှအဲ့ဒါကျွန်တော်ဥစ္စာတော့မှအခုလက်ရှိမှာအဲ့လိုမျိုးဘ ഹു ထီကိုတက်မဲ့ထင်တယ်အဲ့ဒါတော့ရှိတယ်ဒါခုနပြောချင်တာကြတော့သူတို့ကတော့အစိုးရလုပ်တယ်ဆိုတိုင်းကိုသူတို့ဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းဇွတ်တော့မလုပ်ကြဘူးဒါဥပဒေတိုင်းပဲပြီးတော့တွန်းစာမှာလည်းရှိတယ်ဒါမီစင်းနဲ့ပတ်သက်ပြီးတော့ဒီမီစင်းကသူကပုံစံခုနှစ်တို့ကိုသူ့မှာအထောက်ထားတွေရှိတယ်အဲ့နေရာကိုအခု ZCD လောက်ခေါ်မှာပေါ့အဲ့ဒီကမလဲတွန်းစာမှာလည်း ZCD နိုင်သွားတဲ့ခါကျတော့အဲ့မှာသူတို့ကစီပင်ပိုင်မီဆိုမှသူတို့ကအဲ့ဒါကိုတင်ချင်တော့အဲ့မြားလည်းသူတို့အထောက်ထားနေဆိုတော့အဲ့ဒါကိုတရားရင်ဆိုင်ပြီးတော့အဲ့မူလပိုင်ရှင်တွေနဲ့ရင်ဆိုင်တဲ့ခါကျတော့မူလပိုင်ရှင်တွေကအဲ့နေရာတော့အခုလက်ရှိထိတော့သူတို့ကဘယ်လိုခေါ်မလဲအချင်းကြီးကောင်းတယ်လို့ပြောမှာပေါ့သူတို့ကအထောက်ထားနေပါနဲ့ဆိုတော့စီပင်ကတော့သူတို့ကလူချင်းတဲ့နေရာကိုဒါဘယ်လိုခေါ်မလဲလူအများပြောကြတာပေါ့ဘယ်သူမဆိုဒါနိုင်ငံတော်ကရေထုလေထုမြေထုပိုင်တယ်ဆိုတဲ့စကားတစ်ခုနဲ့ပဲတက်ဆိုင်ရာအုပ်ချုပ်ရေးလိုင်းဖြစ်တက်ဆိုင်ရာတချို့ကျွန်တော်တို့လူချင်းတဲ့လူတွေကတော့အဲ့စကားပဲပြောပြီးတော့ပြောရတော့ဒီပြည်သူတွေကိုချင်းချောက်တယ်လို့ပြောရမှာပေါ့အမှန်တကယ်ဆိုတော့အဲ့မှာကျွန်တော်တို့လည်းအဲ့မီကအစိုးရပိုင်တယ်နိုင်ငံတော်အစိုးရပိုင်တယ်ဆိုမဲ့အဲ့နိုင်ငံတော်ဆိုတာဘာနဲ့ဖွဲ့စည်းထားတယ်လဲနိုင်ငံတော်ဆိုမှဘာနဲ့ဖွဲ့စည်းထားတယ်လဲပြည်သူနဲ့ပဲဖွဲ့စည်းထားတာမလားဆိုတော့နိုင်ငံတော်ပိုင်တယ်ဆိုရင်ပြည်သူထဲမှာလည်းပိုင်လို့နိုင်ငံတော်လို့ခေါ်တာပေါ့အဲ့လိုမျိုးအတိအကျပြန်ဖွင့်လိုက်ရင်တော့ဒီနိုင်ငံတော်ပိုင်တယ်ဆိုတဲ့ဟာခုနဲ့တော့ကျွန်တော်တို့တွားလို့မရဘူးလို့ကျွန်တော်ကယူဆတယ်ဆိုတော့ခုနပြောတဲ့ဟာကိုပြန်တွားလို့ရှင်တော့ဒီမီယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်မှာတော့လူတွေကတော့သူတို့ကလည်းစီယုံ
တချို့စီယုံတဲ့နေရာမှာဒါကျွန်တော်မြို့တိုးတက်ရေးအတွက်ဆိုတော့ဒါလုပ်ပြီးလိုက်ပါဒါဆိုပြီးတော့ကောင်းကောင်းမပြောလို့ဒါကာယကံရှင်ကလည်းလက်ခံတဲ့အပိုင်းဆိုတော့ကောင်းတယ်တချို့ဟာတွေကကြတော့သူတို့ကဒါအစိုးရလုပ်ငန်းပဲဆိုမှမဖြစ်မနေခင်ဗျားတို့မပြေးချင်လည်းပေးရမယ်အစိုးရတိမ့်ပိုင်ခွင့်ရှိတဲ့ဆိုတဲ့ပုံစံနဲ့လုပ်တဲ့ဟာကြတော့ကျွန်တော်တို့ဘက်ကလည်းအဲ့လိုမျိုးတချို့တော့ရှိတယ်အဲ့ဟာတွေကကြတော့တချို့ရွာတွေကလည်းအခုလက်ရှိအစိုးရလုပ်နေတဲ့ဟာဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးအတိုက်ခံလုပ်ရင်လည်းငင်းနေဆိုရင်လည်းကျွန်တော်မနိုင်ဘူးဆိုရတဲ့လည်းသူတို့ဟာနေသူတို့လက်လျှော့ပြလိုက်တာလည်းတချို့တော့ရှိတယ်ဆိုတော့ NLD အစိုးရဆိုပေမဲ့လို့အဲ့မီယာနဲ့ပတ်တင်တော့သူတို့ကတော့ကျွန်တော်သိရတဲ့လောက်ကတော့အရှိကိုဥပဒေအရှိတိုင်းတော့လှုပ်ဆောင်တယ်လို့ကျွန်တော်ယူဆတယ်လောလောဆယ်မှာကြတော့ပြီးတော့ခုန ZCD နဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကမီနဲ့ပတ်သက်ပြီးတော့ထဲဝင်တော့အဲ့လိုမျိုးသူတို့ပါဝင်ပြီးလို့ရမယ်ဟာမရဘူးဆိုတဲ့ကတော့အခုထက်ထိတော့မသိဘူးဆိုလိုချင်တာတော့သူတို့ကအစိုးရဘက်ကနေဝင်တာပဲပုံများတယ်ဒါသိမ်းချင်တဲ့ဘက်မှာလည်းပါတယ်ကျွန်တော်တို့ကာယကံရှင်ပြည်သူဘက်ပါတော့မပါတိတ်မပါဘူးတဲ့ပုံစံဖြစ်နေတယ်ကျွန်တော်သိရတဲ့လောက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဖလန်မှာလည်းပြဿနာအနေချင်းရှိဖူးတယ်ပေါ့နော်လုံပြီးဖက်ကိစ္စပေါ့ဟာခါမှာဆိုတော့ဧက100တော့6ကိစ္စတော့အတိကတော့ဒီသူ့ဆူရလို့ပြောတဲ့ NLD ဆူရကလူထုဒီကိုအဲ့လိုမျိုးပြစီမံကိန်းလောက်တဲ့ချိန်မှာလူထုဒီကိုစစ်ဆိုင်နိုင်မှုအားနည်းနေတယ်ပေါ့နော်အဲ့လိုမျိုးတိတ်မလောက်ခဲ့လို့အဲ့ဒါဒီကလေဒီ2020ရွက်ကောက်ပွဲတော့ impact ကြီးဖြစ်နိုင်တဲ့အတွက်ပေါ့နော်အဲ့ဒါလေးအမြင်လေးဒီကိုနည်းနည်းညဝေပေးစေချင်တယ်ဟာခါကဆရာဂျကော့ထိုင်ပြောပြီးတော့ဖလမ်ကဆရာတက်နိုင်ပြန်ပြောပေးပါအောင်နော်ဟုတ်ဆွေးခွန်းပေးရတွေ့ကြောင်းကျေးဇူးတင်ပါတယ်ဆိုတာအရင်ဆုံးပြောချင်ပါတယ်ဟောလေဒီမီကွတ်ကိစ္စဖြစ်တဲ့တွေ့ကြောင်းဒီဟာခါဒီလူမျိုးဟာခါမပိခိမလေဖလာမျိုးနေဒီလေမျိုးအနာဝလပိကိစ္စပြဿနာရှိတယ်အဲ့ဒီဟာလေဖြစ်တာပဲဒီခုတော့တရားဥပဒေစုမှုရေးဆိုတဲ့အပိုင်းကိုတေချာကြည့်မယ်ဆိုရင်မတရားသောနီးဖြစ်အလောက်လောက်တဲ့သူဒီတရားမဝင်ဖြစ်တယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်ပါတယ်ဒီအဲ့ဒါကြောင့်တခုတော့အောက်6ရီးကဘလို့ဖြစ်သွားတယ်လဲဆိုတဲ့ဟာကျွန်တော်နည်းနည်းဆွေးနွေးချင်ပါတယ်ဒီအရင်ကစစ်တပ်အောက်6နေတဲ့အချိန်ပြင်ချင်းခိုင်အောက်6နေတဲ့အချိန်မှာဒီစာဦးတီထူတူစာဦးဘလို့ပြောမလဲနေရာကိုအစယူသူကနေရာရတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါလဲစကပုံမှာရှိတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့လောက်လိုက်တော့ဒီမေကွတ်ရာတွေဘာတွေဒီဟာရပီတူအားလုံးကမဆူရစီမံခန့်ခွဲပြီးမှအားလုံးပိုင်တဲ့ဟာဖြစ်တယ်ပြီးရင် customary law အတိုင်းပိုင်ဆိုင်တဲ့အတိုင်းရှိတယ်တရားဥပဒေစုမှုရေးဆိုတဲ့ဟာတော့အဲ့ဒီကိုရဲ့ဒလေထုံတိုင်းအတိုင်းပြီးရင်ကိုရဲ့ရရွာအောက်ချုပ်မှုအတိုင်းတွားရမယ့်ဟာကိုမဟုတ်ဘဲနဲ့အလွေနည်းနဲ့ဒီအလုံးလုံးလိုက်ရင်အဲ့ဒီဟာမမှန်ဘူးအဲ့ဒါကြောင့်ဒီလိုဟာမျိုးဒီဘောလ်ပီမှာလည်းဖြစ်စီခံရတဲ့ဟာရှိတယ်ဟာခါမှာလည်းဖြစ်စီခံရတဲ့ဟာရှိတယ်အဲ့ဒီဟာခါမှာဖြစ်စီတဲ့ဟာလည်းဘသူကအစကလေးကဘသူပိုင်တဲ့ဒီပူပွားမိဖြစ်တယ်လေဆိုတာတေချာစုံစမ်းကြည့်တော့အဖြစ်ပေါ်လာတယ်ပေါ်လာတော့တနေ့ကတက်လာတဲ့ပုဂ္ဂိုလ်တွေကဒီဖိတ်ဆိုင်နဲ့ဝယ်ပြီးမှပူပွားပိုင်မိဖြစ်တယ်ဆိုရလုံးဝမမှန်တဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်ပြဿနာပေါ်လာတယ်အဲ့ဒါဒီတစ်ဖက်ကအခုဒီ
sa u mà lên miền mà luôn này phiếu phụ này này rồi đi thì mini cô qua yok khe re puku elumyu pungsamyo ne di in atiti ne di nelu miyare in ri ku saubi pha elumyu phit twa ro di ha re ka longwa taya mo win bu su bi ma phit si chin khan ya re ha phit de di customary law ne le chano amin so yin khu ha kha di ta ma phit ne ri ha ma kai ngi bu bin aku di asuya ye policy နဲ့လည်းမကိတ်ညီဘူးဒီကိတ်ညီနိုင်အောင်တရားဥပဒေစုမှုရှိလာနိုင်အောင်အားလုံးလုပ်ဖို့လိုတယ်တစ်ဖက်ကတော့ဘာဖြစ်တယ်လဲဆိုရင်နိုင်ငံကြီးမှာပြန်ဆန်မှုရှိတယ်ပြန်ဆန်တော့ဟိုဖက်ပါတီကဒလူလှုပ်လိုက်ပါဆိုအကျဉ်းငယ်ပေးတဲ့အတိုင်းလှုပ်လိုက်သွားတော့ဟိုဖက်ပါတီကမကြိတ်တော့ဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့တွားတယ်လို့ကျွန်တော်မြင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ဆိုတော့အချင်းကလည်းတအားယူနေပြီဆိုတော့နည်းနည်းတူတူတော်လေးနဲ့ဆရာတက်နိုင်ဖက်ကရောပြောချင်တာရှိအောင်မယ်ထင်တယ်ကျွန်တော်ကဖလန်းဆိုတော့ဘွယ်ပြီးကိစ္စပြောရမှာပေါ့နော်ဒီ NLD အစိုးရစတက်တဲ့အချိန်မှာဒီ NLD အစိုးရထဲမှာပါတယ်ချင်းပြည်နယ်အစိုးရမြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ပထမဆုံးသူတို့ပြဿနာစဖြစ်တာအဲ့ဘွယ်ပြီးကိစ္စပဲဆိုတော့တချို့တွေကထင်ကြတယ်ချင်းပြည်နယ်အစိုးရအဖွဲ့ချင်းပြည်နယ် NLD အစိုးရအဖွဲ့နဲ့ well be ရွာသူရွာသားတွေနဲ့ဖြစ်ကြတဲ့နေရာကိစ္စလို့အဲ့လိုထင်ကြတယ်တချို့တော့သူတွေကပေါ့ဒါပေမဲ့တကယ်တော့ချင်းပြည်နယ်အစိုးရနဲ့လူတစုနဲ့ဖြစ်တဲ့ကိစ္စအဲ့ဒီလူတစုဆိုတာဘယ်လိုလူတွေလဲဆိုတော့ညီနေရာကိုညီနေရာကိုယူရောင်းချင်ရင်ရောင်းပေါင်းချင်ရင်ပေါင်းသူတို့ကိုယ်တိုင်လဲယူကြိုက်တယ်လို့စီးပွားရေးလှုပ်ရှားတဲ့အစုအဖွဲ့နဲ့ဖြစ်သွားတဲ့ကိစ္စပါပဲတကယ်တော့ဒီအကျိုးအကြောင်းတွေကိုဒီအစိုးရအနေနဲ့ပြည်내အစိုးရအနေနဲ့ဒီဘွယ်ပြီးကိုအရေးမယူခင်မှာသူတို့အချိန်ချင်းသတိပေးပါတယ်ဒီနယ်မြေဟာဒီလိုမျိုးပေါ့လေအဲ့ဒီလူတစုကဘယ်လိုဖြစ်လာလဲဆိုတော့သူတို့ကဒီမြေကွက်ကိုသူတို့ကကြိုက်တယ်လို့ရောင်းစားတယ်မြေကွက်ကိုပတ်စံအခကြီးဝင်ပြီးရောင်းစားတယ်ပြီးရင်အဲ့ဒီမြေကွက်တွေကိုသူတို့ကနေပြီးတော့အပိုင်ပေါ့နော်သူတို့ဒီအကွက်ကငါဥစ္စာဒီအကွက်ကငါအစိုးရကိုလည်းခွင့်ပြုချက်ယူတာမဟုတ်ဘယ်တစ်တော်ဌာနကိုလည်းခွင့်တောင်းတာမဟုတ်ဘယ်အိုးအိမ်ဌာနကိုလည်းခွင့်တောင်းတာမဟုတ်ဘဲနဲ့သူတို့ကသူတို့ကြိုက်တယ်လို့မြေကွက်ရိုက်ပြီးတော့သူတို့ကိုယ်တိုင်လည်းယူတယ်ကြိုက်တဲ့သူတွေလည်းရောင်းစားတယ်အဲ့လိုရောင်းစားတဲ့အချိန်မှာတချို့စီးပွားရေးသမားတွေဒေသခံတွေမဟုတ်ဘူးအဲ့ဒါတွေကဟိုးတခြားဘက်ကဘဝေးကြီးကစီးပွားရေးသမားတွေကလွယ်အိတ်ထဲမှာပတ်စံအပြည့်ထည့်ပြီးတော့ဟာဒီနေရာလေးကတော့ကောင်းတယ်ကွာရေမြေနေထားအဲ့ဒါလေးကိုတော့ငါတို့ဝယ်ထားမယ်ဝယ်ထားပြီးငါတို့ပြန်ရောင်းရင်တော့မြတ်ပါမယ်ဆိုပြီးတော့အဲ့ဒီစီးပွားရေးသမားတွေကလွယ်အိတ်ထဲမှာပတ်စံအပြည့်ထည့်ပြီးတော့အဲ့ဒီမြေကွက်တွေလိုက်ဝယ်တာလိုက်ဝယ်ပြီးတော့သူကတဆင့်ရောင်းစားအဲ့လိုမျိုးလှုပ်ရင်နဲ့အဲ့ဒီလူတစုပေါ့နော်လူတစုကနေပြီးတော့လှုပ်ရှားတဲ့ကိစ္စနဲ့ပြည်내အစိုးရနဲ့ထိတ်တိုက်တွေ့ရတဲ့ကိစ္စပါအဲ့ဒီအချိန်မှာပြည်내အစိုးရလက်လွတ်စပွဲမလုပ်ပါဘူးအာဏာရှင်အစိုးရလိုမျိုးလက်လွတ်စပွဲသူတို့မလုပ်ပါဘူးအကြိမ်ကြိမ်အခါခါရှင်းပြတယ်အကြိမ်အခါခါအမိန့်ထုတ်တယ်အကြိမ်အခါခါအတားမြစ်တယ်နောက်ဆုံးဘလို့မှမရတဲ့အခါကြမှာဒီဥစ္စာကိုဖျက်လိုက်ရတာပါသူတို့ကနောက်တစ်ခါအဲ့ဒီမှာတကယ်တမ်းဟိုမြင်နေရပေါ့နော်အခက်ခဲမရှိတဲ့သူတကယ်တမ်းခက်ခဲတဲ့သူတွေရှိပါတယ်အဲ့ဒီအိမ်တော်စုနည်းနည်းလေးပါအဲ့ဒီလူတွေကိုလည်းသူတို့ဒီတိုင်းပြစ်မထားပါဘူးတင့်တော်လျှောက်ပတ်တဲ့နေရာမှာသူတို့ပြန်ချထားပေးတယ်ပြီးရင်ထောက်ပံ့ကြီးလည်းပေးတယ်ဆိုပါစို့တွတ်တေးနောက်ပြီးတော့ငွေကြီးကြီးလောလောဆယ်စားဖို့စံစီစပါဒါမျိုးပေါ့စံစီစားပေါ့နော်အဲ့ဒါမျိုးတွေထောက်ပံ့ပေးပါတယ်ဒီတော့ NLD အစိုးရကဒီချင်းပြည်နယ်အစိုးရကဒီနေရာကိစ္စနဲ့ပတ်သက်ရင်ဒီ well be ကိစ္စမှာပထမဆုံးသူတို့ကြုံရတဲ့ချင်းပြည်နယ်ရဲ့နေရာကိစ္စ well be ကိစ္စပဲဖြစ်ပါတယ်
အဲ့ဒီကိုသူတို့ကင်တွေတဲ့အချိန်မှာလေအရန်ကာရောကြမ်းကြမ်းတမ်းတမ်းကင်တွေတာမဟုတ်ဘဲနဲ့ဥပဒေဘောင်ထဲကနေပြီးတော့တကယ်တမ်းလုတ်တင်လုတ်ထိုက်တယ်ဖြစ်တင်ဖြစ်တိုက်တယ်ဆိုတာသူတို့အကျဉ်းသူတို့စွန့်စားဆုံးဖြတ်ပြီးမှဖြည့်ယူလိုက်တဲ့နေရာဖြစ်ပါတယ်လို့ပြောချင်ပါတယ်တိုးတော်ညာလဲမနာလိုတဲ့သူဒီပါတီကိုမကြိုက်တဲ့သူပုံကိုရေးရမတည့်တဲ့သူတွေကနေပြီးတော့ Facebook မှာတော့၎င်းဒါမှမဟုတ်ရင်လည်းတဆင့်စကားတဆင့်ပြောရတော့၎င်းသူတို့အမျိုးတိုက်ဖက်ဝေဖန်ပြီးတော့ပြည်သူလူထုယုံမှားကြောင်မှားဖြစ်သွားအောင်အဲ့ဒီလိုလုပ်ခဲ့ကိစ္စဖြစ်ပါတယ်ဒါပေမဲ့အခုအချိန်မှာတော့တော်များသောပြည်သူလူထုတွေကတော့သိသွားပါပြီဒီကိစ္စကိုနောက်ပြီးအဲ့ဒီလူတစုထဲကလူတချို့ကိုလည်းအစိုးရအရေးယူပါတယ်ထောင်ချထမ်းကြပါတယ်တကယ်တရားဥပဒေနဲ့သူတို့လုပ်ပါတယ်အဲ့ဒါကြောင့်ဒီဘွယ်ပြီးကိစ္စမှာတော့ NLD အစိုးရဟာမှန်ကန်လေးနဲ့ဖြစ်တင်ဖြစ်တိုက်တာလေးကိုလှုပ်ဆောင်သွားပါတယ်လို့ကျွန်တော်အမြင်နဲ့မြင်ပါတယ်နောက်ကျန်တဲ့မြေနေရာကိစ္စတွေလည်းရှိမှာမယ်ဒါတွေကတော့သက်ဆိုင်ရာမြို့နယ်တွေကနေပြီးတော့ပြောသွားကြပါလို့ကျွန်တော်ပြောလိုပါတယ်ဟုတ်ဆိုတော့ကျွန်တော်တို့အချမ်းမေခွန်းကိုကျွန်တော်အချင်းလေးနှစ်နာရီထူလာပြီဆိုတော့နည်းနည်းအားနာပါတယ်မေခွန်းကိုတော့နောက်ဖက်မှာပြန်ရွှေ့ပြီပေါ့နော်ကျွန်တော်မေ့ချင်တဲ့ tracing မေခွန်းတွေရှိပါတယ်2020မှာ NLD ကဘဟုစစ်မှာဆူရဖွင့်နိုင်မလားမြို့ပေါင်းဆူရထွက်လာမယ်ဆိုပြီးတော့ပြောကြဆိုကြတာဒီများတာပေါ့လေအဲ့ဒီအပေါ်မှာဆရာဘွေကုန်းနဲ့ဆရာဂျာကော့ထန်ကိုနည်းနည်းတုံးတက်စေချင်တယ်ပေါ့နော်နှစ်ယောက်ပဲဟုတ်ကဲ့2020မှာ NLD ကအစိုးရဖွဲ့နိုင်မလားညွတ်ပေါင်းအဖွဲ့ဖြစ်မလားဆိုတဲ့ဥစ္စာကညွတ်ပေါင်းအဖွဲ့ဖြစ်မလားဆိုတဲ့ဥစ္စာအတန်ကတော့ဘာလဲအစိုးရမဖွဲ့နိုင်တဲ့သူတွေပဲတို့ကတတ်မှတ်ရမှာပဲ NLD ကဘာဖြစ်လို့အစိုးရဖွဲ့နိုင်တယ်လဲဆိုရင်တော့အခုချိန်မှာ USDP ရဲ့ကြံ့ဖွင့်လှုပ်ဆောင်ချက်တွေအားလုံးကဒီလူထုကတော့သဘောပေါက်လာတော့အရင်တုန်းကလက်ဆက်တနေရပြည်ထောင်စုထုတော်အမတ်လက်ဆက်တနေရနိုင်ထားတဲ့နေရာကိုအခုချိန်မှာ USDP ကကိုကျွန်းနဲ့ဇေယျတီရီမြို့နယ်အပါဝင်ပေါ့အတေချဆုံးပေါ့တပီလုံးမှာခုနှစ်နေရာပဲနိုင်မယ်လို့ကျွန်တော်ကတော့ခန့်မှန်းထားတယ်ဆိုတော့အဲ့ဒီကြံ30ကျော်ရဲ့နေရာက NLD ကအလိုလိုရထားတယ်ပါတီရီများပေမဲ့ဥပမာ PPP တို့ဘာဘူးလို့ဥစေမန်ပါရ Union Betterment Party တို့နောက်ပြီးတော့မှ People's Party ကိုကြီးပါတီတို့ကရှိပေမဲ့လို့သူကမဲပဲနည်းနည်းကွဲမှာနည်းနည်းကွဲပြီးတော့မှသူတို့အနေရနိုင်တဲ့အနေထားမှမရှိဘူးအဲ့တော့တိုင်းဒေသကြီးမှာနေရာပေါင်း290ထဲမှာ NLD ကနေပြီးတော့280ရမယ့်အခြေအနေကိန်းဆိုင်နေဆိုတော့ပြည်နယ်9ပြည်နယ်မှာရှိတော့အခုချိန်မှာဆိုရင်တော့စခိုင်မှာနည်းနည်းနေသွားမယ်အရင်တော့ကတည်းကပူနေမယ် NLD ရဲ့မဲကကြားပြည်နယ်မှာနည်းနည်းပူနေလာမယ်တော့ကချင်ပြည်နယ်နည်းနည်းများမယ်ကရင်ပြည်နယ်နည်းနည်းများမယ်မွန်ပြည်နယ်အတော်အတင်းရမယ်ကျွန်တော်တို့ချင်းပြည်နယ်ကတော့ဆာကော့ထန်တို့ပဲပူတိမှာပေါ့ကျွန်တော်တို့မြေပြင်ခြေနေမှာမရှိတော့ကျွန်တော်ပြည်မှာတော့အဲ့လိုပြောရတယ်ဆိုတော့ကျွန်တော်ထင်တယ်အနည်းဆုံး350 Union Parliament အမတ်ဦးရ350ကျွန်တော်တို့ကရမယ်လို့ကျွန်တော်ယုံကြည်ထားတယ်ဆိုတော့350ကတော့ coalition ကမလို့တော့ဘူးလေဆရာဆိုတော့သူပဲဖွဲ့သွားမှာပေါ့ဆိုတော့ coalition government လို့ချင်တဲ့သူတွေကတော့သူကပြောရမှာပေါ့ဆိုတော့ဒါမျိုးတွေကတော့ကျွန်တော်ကပြောရတော့မှစိတ်လို့မကောင်းပါဘူးအမြင်တော့ NLD ကတစ်ချိန်လို့ထောက်ခံနေတယ်ကျွန်တော်တို့ပြောရမှာပဲဆိုတော့ဒါပေမဲ့သူအချိန်နဲ့အချိန်ခါသူအချိန်နဲ့ရ NLD ကအဲ့လိုမျိုးထပ်ဖြစ်အောင်မဲ့ပုံကရှိနေတော့ဒါမျိုးမှာတော့ coalition ဆိုတဲ့ညပေါင်းဆိုတဲ့ဥစ္စာကတော့ကျွန်တော်ကတော့စိတ်ထဲမှာမရှိတော့ဘူးဆရာဟုတ်ကဲ့ဒီတွေ့ကြောင်ကျေးဇူးတင်ပါတယ်
ကျွန်တော်ဆွေးနွေးချင်တဲ့ဟာတော့ coalition ဒီငွန်းပေါင်းအစိုးရဖြစ်မလား NLD ကပဲအစိုးရဖွဲ့နိုင်မလားဆိုတဲ့ဟာတော့ပြည်သူလူထုရဲ့မဲပေးတဲ့အပေါ်မှာမူတည်ပါတယ်ဒီခုတော့တမိုင်းကြောင်းနဲ့လေ့လာမယ်ဆိုရင် NLD ကပြည်သူလူထုရဲ့ထောက်ခံမှုကအယံများတယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်ပါတယ်အယံများတဲ့အတွေ့အကြုံအခုဒီမှာထိုင်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးလဲ NLD ထောက်ခံတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပညာတတ်စီပွေးသမားစီပွေးပညာရှင်တွေနိုင်ငံတကာမှာအလောက်လောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်း NLD ကိုမြန်မာနိုင်ငံပြုပြောင်းလဲဖို့အတွက်အဓိကတော်လှန်ရေးမှာပြည်ရင်းတော်လှန်ရေးမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့ဟာဘယ်သူမှမဆိုယုံကြည်ကြတယ်အဲ့ဒါဖြစ်တဲ့အတွေ့အကြုံကျွန်တော်ရဲ့အမြင်ဆိုရင်ဒီ coalition ဆိုတဲ့ငွန်းပေါင်းအစိုးရကိုဖွဲ့ရှာမလူဘဲနဲ့ NLD ကအစိုးရဖွဲ့နိုင်မယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဒီ Facebook မှာဟိုအရင်တစ်ခေါက်ကကျွန်တော်ကစာဖတ်တော့ဘာ data လဲဘာ research လဲဆိုတဲ့ဟာတော့တိတိကျကျတော့ကျွန်တော်ကဒီပြောဖို့ကဒီနေ့ခက်တယ်ဒါပေမဲ့မြန်မာပြည်မှာဒီမေပြန့် data မှာဆိုရင်300ကျော်ထက်မှာ300လောက်တော့sorry 200ကျော်ထက်မှာ290ကျော်လောက်ထက်မှာ290 250ကျော်လောက်တော့နိုင်မယ်တောင်တိုင်း data မှာဆိုရင်ဥပမာဆိုရင်ကယားဆိုရင်ဒီတခုတော့ NLD ကတေချာချာကျွန်တော်ကတူကြည့်တော့အားလုံးမှာမပြန်ဘူးရှင်ပြန်မှုကအားလုံးမှာမပြန်ဘူးချင်းပြည်နယ်မှာတော့အားလုံးနေရာမှာပြန်တယ်ဒါမဲ့တခြားနေရာမှာဆိုရင်နေရာပေးရဟာရှိတယ်အဲ့ဒါ alliance လို့ဒီရှန်ဒိုကချင်းမွန်ပရင်အဲ့ဒီတမ်းမှာ NLD နဲ့ပူပေါင်းဆောင်ရွက်ဖို့အလားအလာရှိတဲ့အတွက်ကြောင့်ဒီ NLD ပဲဖြစ်သူတို့ပါတီပဲဖြစ်အနိုင်ရရင်အတူတူပဲဖြစ်တယ်အဲ့ဒါကြောင့်အစိုးရဖွဲ့ဖို့က coalition ဆိုတဲ့ဟာ alliance ဆိုရင် coalition မဟုတ်ဘူး alliance ဖြစ်တဲ့အတွက်ကြောင့်နေရာပေးရမှာပဲကျွန်တော်အမြင်ပဲကျွန်တော်ဆွေးနွေးတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်အစိုးရတော့ဖွဲ့နိုင်မယ်အဲ့ဒီဖွဲ့နိုင်တယ်လို့သူတို့ဒီပူပေါင်းနေတဲ့တိုင်းတပ်ပါတွေကိုလည်းပါတီတွေကိုလည်းနေရာပေးမယ်လို့ကျွန်တော်ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ဒီချိန်မှာအလျံဖက်ကမေးချင်တဲ့ဟာများရှိမလားမရှိသေးပါဘူးဒါဆိုတော့ကျွန်တော်ဒီမေခွန်းတစ်ခုကတော့ချင်းပြည်နယ်အစိုးရမှာတကယ်လို့များချင်းပြည်နယ်အစစ်မှာ NLD ကအစိုးရဖွဲ့နိုင်ပေါ့လေဒီအခုလက်ရှိ NLD လောက်နေတဲ့အစိုးရအခြေအနေတန်းတာထက်ပိုပြီးတော့တူးတက်ဖို့များရှိမလားအဓိကအခု NLD အစိုးရလို့ကျွန်တော်ပြောနေတဲ့ခါမှာအခုနဗမာပါတီပါတီပြောနေတဲ့ခါမှာအခုနဒေတာခံပြဿနာလေးတွေပေါ့နော်မြေကွက်ပြဿနာတွေခုနငင်းချိုင်းနဲ့ပတ်သက်ပြီးတော့ဟိုစီနေဒီနေရာမှာပေးတာတွေဟိုဒေတာခံမှာစကားတွေများလာတာပေါ့လေဒီထက်မက2020မှာအစိုးရဖွဲ့နိုင်ပူပြီးတော့ကောင်းလာနိုင်တဲ့အလားအလာများရှိသလားဆိုတာဆရာတက်နိုင်တဲ့ဆရာမနာထန်းကိုနည်းနည်းပြောခိုင်းစေချင်တယ်မိခွန်းကိုတိတ်မရှင်းဘူးဗျာပြန်ပြောနိုင်မလားမသိ
အခုလက်ရှိဆူရပေါ့လေ NLD ဆူရပဲဖြစ်ပါတယ်ဒါမဲ့ပြည်သူဖက်ကနေဟိုဝေဖန်ချက်တွေများတယ်လို့ကျွန်တော်တို့လေ့လာရတာပေါ့အခုမြေကွက်ပြဿနာကိစ္စတွေပေါ့နော်ဟိုအခြားပြဿနာလေးတွေများနေတဲ့ကိစ္စတွေရှိနေတော့တကယ်လို့များ2020မှာချင်းပြည်နယ်မှာ NLD ကပဲဆက်ဖွင့်နေမယ်ဆိုရင်တော့ဒီထက်ပူကောင်းလာမဲ့အမတ်လောင်းတွေထွက်လာဖို့ရှိသလားပူပြီးတော့ပါရီမြုံမိုင်းတယ်လေဆိုတာမေးချင်တယ်အဲ့ဒါနောက်ပိုင်းမှာဗာမေးမလေးဆိုတော့2020မှာဘာကြောင့် NLD ကအနိုင်ရတင်တယ်လေမေးပေးတင်တယ်လေဆိုတဲ့အချက်ပေါ့နော်အဲ့ဒါနောက်ဆုံးအနေနဲ့ကျွန်တော်ပြန်မေးမှာဖြစ်ပါတယ်2015တော့15အနေစပြီးတော့ NLD အစိုးရဖြစ်လာတယ်2020အထိပေါ့နော်နောက်ပြီးတော့ချင်းပြည်နယ်မှာလည်း2015နေပြီးတော့2020အထိ NLD အစိုးရပဲအုပ်ချုပ်ခဲ့ပါတယ်အဲ့ဒီတော့ဒီ9နှစ်အတွင်းမှာချင်းပြည်နယ်အစိုးရ NLD အစိုးရတိုးတက်မှုလှုပ်လားမလှုပ်လားဆိုတာကမျက်စိရှိတဲ့သူတိုင်းမြင်ရင်တော့ကြည့်ရင်တော့တွေ့ပါတယ်အရင်တော့ကတခြားအစိုးရအုပ်ချုပ်ခဲ့တုန်းကလှုပ်တာထက်ဒီကနေ့ NLD အစိုးရပြည်နယ်အစိုးရလှုပ်တာနဲ့ကွာပါတယ်ဗျာကွာပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့လိုက်ပြောနေမယ်ဆိုရင်အချင်းချင်းအခါပြောနေရမယ်ဥစ္စာတွေလည်းမဟုတ်ပါဘူးလမ်းတွေပဲကြည့်ပါနောက်ပြီးတော့မြို့တွေပဲကြည့်ပါဥပမာဆိုဗျာမြို့ဆိုရင်ကျွန်တော်ဟာခါကိုပဲကျွန်တော်နှိုင်းပါမယ်ဆိုပါစို့ဖလန်းဆိုရင်တော့မင်းတပ်ကလူတွေကမရောက်ဘူးတာလည်းဖြစ်နိုင်တယ်ဥပမာထန်တလန်ဆိုရင်တော့ဖလန်းလူတွေမရောက်ဘူးတာလည်းဖြစ်နိုင်တယ်တိတင်ရလူတွေလည်းမရောက်ဘူးတာဖြစ်နိုင်တယ်ဟာခါကြတော့ပြည်နယ်မြို့တော်ဖြစ်တဲ့အတွက်ကြောင့်မြို့နယ်တော်တော်များချင်းတွေကအဲ့ဒီဟာခါကိုရောက်ပါတယ်အဲ့ဒီခါကျတော့ဟာခါကိုကြည့်လိုက်ပါလွန်ခဲ့တဲ့အစိုးရလှုပ်တာနဲ့အခုလက်ရှိအစိုးရလှုပ်တာနဲ့ကွာပါတယ်အတိုက်ခံနေအမြင်ဆောင်နေတဲ့သူတွေမနာလိုတဲ့သူတွေကတော့ပြောမှာပေါ့ဗျာအမျိုးမျိုးဒါပေမဲ့မဟုတ်ပါဘူးဘလို့ပဲပြောလမ်းတွေကိုပဲကြည့်လိုက်အဆောက်အဦတွေပဲကြည့်လိုက်ကျောင်းတွေကိုပဲကြည့်လိုက်နောက်ဆုံးလွတ်လပ်ခွင့်ကိုပဲကြည့်လိုက်ပါအရင်တော့ကျွန်တော်တို့အခုလိုတော့မှတယောက်နဲ့တယောက်ဆွေးနွေးပြီးပြောနိုင်တဲ့အဆင့်အတန်းတော့မရှိပါဘူးအခုဆိုကျွန်တော်တို့ဒီလောက်ဆွေးနွေးပြီးတော့လွတ်လပ်ပြောနိုင်ဒါတွေကတက်တည်ပါပဲအဲ့ဒါတခုကဲကောင်းပြီ2020မှာ NLD အစိုးရဆက်နိုင်မယ်အဲ့ဒီတော့ NLD အစိုးရနေပြီးတော့ချင်းပြည်နယ်တိုးတက်တဲ့အကြောင်းတိုးတက်ရအောင်လုပ်နိုင်မလား2015နေ2020မှာတော့မှလုတ်ခဲ့ပြီးပြီပဲတိုးတက်အောင်လုပ်ခဲ့ပြီးပဲ2020ကနေပြီးတော့2025အထိဒီကြားထဲမှာတော့ပို့ပြီးတော့လုပ်နိုင်မှာပေါ့ပို့ပြီးတော့ကောင်းသွားမှာပေါ့စလုပ်ခါစတော့ကတော့မလုပ်နိုင်တဲ့အရာတွေမတက်သေးတဲ့အရာတွေအရင်တုန်းကပြဿနာတွေရှင်းနေရသေးတယ်ဒါတော့မှတိုးတက်အောင်လုပ်ပေးနိုင်တယ်အခုလာမယ့်2020ရတဲ့2025ကြားမှာဆိုပို့ပြီးလုပ်သွားနိုင်မှာပေါ့ပို့ပြီးကောင်းသွားမှာပေါ့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်အဲ့လိုပဲပြောချင်နောက်ပြည်သူတွေကြားထဲမှာဒီ CNF အဖွဲ့အစည်းကိုပေါ့နော်ချင်းမျိုးသားနေမှာနေရာမပေးဘူးနောက်တစ်ခါချင်းမျိုးသားနေမှာကြောင်ထိုးထားတယ်ဆိုတော့အတန်ကြီးကြားပါတယ်ကျွန်တော်တခုပြောချင်ပါတယ်ဒီကျွန်တော်တို့ထန်တလန်မှာချင်းမျိုးသားနေကိုအကြီးကျယ်ကျင်းပပါတယ်အဲ့ဒီအချိန်မှာအမေဒေါ်ဆန်းစုကြည်လည်းလာပါတယ်အဲ့ဒီအချိန်မှာဒေါက်တာလျံမုံစခေါင်းလည်းမိန့်ခွန်းပြောပါတယ်အဲ့ဒါကိုဒီမှာလည်းတွေ့ပါတယ်နောက်ဗီဒီယိုမှာလည်းရိုက်ပြီးတော့လွှင့်ကြပါတယ်အဲ့ဒီမှာဒေါက်တာလျံမုံစခေါင်းဆိုတာ CNF ရဲ့တကယ်ထိပ်သီးခေါင်းဆောင်ကြီးပါသူကပြောသွားတာပဲသူ့ကိုနေရာပေးလို့ပေါ့သူပြောသွားတာပဲအဲ့မှာလည်းသူ NLD ပါတီကိုအတိုက်ခံနေတဲ့သူမပြောသွားဘူး NLD ပါတီနဲ့သူတို့နဲ့တင်းပျောက်ပတ်တဲ့စကားတွေနဲ့ပဲသူပြောသွားပါတယ်အဲ့ဒီတော့ NLD အစိုးရချင်းပြည်နယ် NLD အစိုးရနေလဲ CNF ကိုပေးတဲ့နေရာမှာပြီးပါတယ်ဒါပေမဲ့တချို့နေရာတွေမှာခုနပြောထားတဲ့အတိုင်းပဲเนาะခုနတယောက်ဆွေးနွေးသွားတယ်စစ်တပ်ကရှိနေတဲ့အခါကျတော့စစ်တပ်ကနေပြီးတော့စစ်တပ်ရဲ့သဘောစစ်တပ်ရဲ့တဘာဝကိုစောင့်ထင်းရတဲ့အခါ
စစ်တပ်ရဲ့သဘောတဘာဝကိုကြည့်ရှုရတဲ့အခါမှာကြတော့လိုအပ်တာတွေလည်းရှိကောင်းရှိမှာပေါ့ဗျာဒါပေမဲ့ချင်းပြည်နယ်အစိုးရဆိုတာလည်းချင်းလူမျိုးပါပဲဒါတော့ကိုလူမျိုးနေပြီးတော့ကိုလူမျိုးကိုလည်းဦးစားပေးပါတယ်ကိုလူမျိုးကိုလည်းနေရာပေးပါတယ်တတ်နိုင်တော့သူတို့ပေးပါတယ်လို့အဲ့ဒါလေးကိုကျွန်တော်ဆွေးနွေးသွားချင်ပါတယ် 好，下面那趟拍个哦。 ဟုတ်ကဲ့ပါခုဆရာကြီးဖလန်းဆရာတက်နိုင်ပြောသွားသလိုပါပဲတိုးတက်မှုဆိုတာကတော့ကျွန်တော်တို့တိုင်းမတိကိုတိုးတက်ပါတယ်ကျွန်တော်တို့အခုချင်းပြည်နယ်မှာဆိုရင်ကျွန်တော်တို့အိမ်မက်တောင်မရောခဲဘူးတဲ့ကတ္တရာလန်နိုင်လန်ကတ္တရာလန်ဒီဒါတွေဟာမထင်မှတ်တဲ့ကျွန်တော်တို့ရဲ့တွေ့မြင်ခဲ့ရတဲ့တိုးတက်မှုတွေပါပဲနောက်ကျွန်တော်တို့တောရွာတွေကြည့်မယ်ဆိုရင်လဲကျောင်းဒီကုံလုံးဟာမူလတန်းအလယ်တန်းအထက်တန်းအစရွာတိုင်းလိုတိုးချဲ့ပြီးအဲ့လိုအစောဦးတွေပါတိုးချဲ့နေတဲ့ဟာတွေကအတိုင်းမတီးပဲကျွန်တော်တို့တွေးမြင်နေရတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ NLD ပါတီဟာအလုံးမလုံးဘူးလုပ်တယ်ဆိုတာကိုပြည်သူများအတီးပဲဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာပဲဖြစ်ခုချိန်မှာဆိုရင်မြို့နယ်တိုင်းကျေးရွာတိုင်းအဲ့လိုကျေးရွာအဆင့်အထိတောင်မှမိပြီးပေးနေတဲ့အဆင့်ဆိုတာကျွန်တော်တို့ဘဝမှာတစ်ခါမှမတွေ့ဘူးမမြင်ဘူးတဲ့အရာတွေပါဒါတွေဟာလည်းကျွန်တော်တို့အတွက်ပြောမယ်ဆိုရင်တိုးတက်မှုတစ်ခုပါပဲဒါကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ဒီ2020မှာလဲကျွန်တော်တို့ဒီပါတီကြီးတာဆက်အနိုင်ရပြီးပါတီပြန်ဖွဲ့နိုင်မယ်ဆိုရင်တီးထက်မကတိုးတက်မယ်ဆိုတာလဲကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါကြောင့်ဆရာကြီးတက်နိုင်ပြောသလိုပဲချင်းပြည်နယ်မှာမတိုးတက်ဘူးပြောတဲ့လူတွေကတော့အမြင်ချင်းတဲ့လူတွေပဲဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ် 好，就让 NLD ကိုဘာကြောင့်မေးပေးတင်တယ်လဲဆိုရမတော့ခင်မှာဆရာလည်းမေးချင်တာရှိလားကျွန်တော်အဲ့ဒါမေးပြီးတော့နည်းနည်းဖြတ်မှတ်ဖြစ်တော့မှတင်တယ်ဟုတ်ကဲ့အချိန်လေးနည်းနည်းကြာသွားပြီဆိုတော့ကျွန်တော်မမေးတော့ပါဘူးဟုတ်ကဲ့ဟုတ်ဆိုတော့ဆရာတို့ဘက်ကနဲ့ဟာအတူဆုံးမဲ့ပေါ့နော်တူတူတောက်လေးနဲ့2020မှာဘာကြောင့် NLD ကိုမေးပေးတင်လဲဆိုရဲအချက်ကိုဟာတိတင်ဘက်ကနဲ့ဆရာစွန်စနငယ်ဟိုဖလန်ကဆရာတက်နိုင်ဟာခါကပြင်းမြင့်တကပြင်းဆရာဘွေးကနောက်ဆုံးမှာပြောပေးဖို့ပေါ့နော်ပြောတဲ့ခါမှာကျတို့အဓိကတော့မေးဆွေချင်းတဲ့ဟာဒီလေးပေါ့နော်မေးဆွေချင်းတဲ့ဟာဒီပြောချင်တဲ့ဟာလေးဒီမှာတူတူတောက်တောက်လေးနဲ့ပြောလို့ရတယ်လို့ဟုတ်ကဲ့ပါဗျာကျွန်တော်2020မှာဘာကြောင့် NLD မဲပြီးတဲ့လဲဆိုတာကျွန်တော်ပြောချင်တာကဘာရှိလဲဆိုတော့အခုအရှိအစိုးရလုပ်နေတဲ့တက်တမ်းမှာကြတော့အခုလုံးလက်စတွေကဥပမာ2008ဖွဲ့အခြေခံဥပဒေကမပြင်နိုင်သေးဘူးမှန်တယ်ဒါပေမဲ့ပြင်ဖို့နီးလန်းတွေကသူတို့အဲမှာအခုအမေစုကိုယ်တိုင်အတပင်ကိုယ်တိုင်ကနီးလန်းတွေရှိပြီးသားအဲ့ဒါပြင်ပဲလို့တော့မဟုတ်တော့ဘူးအခုကကျွန်တော် manifesto ထဲမှာအဲ့ဒါဖွဲ့စည်းပုံအခြေခံဥပဒေအတိဖြစ်ပေါ်ပေါက်ရေးပေါ့ဒါပြည်သူကြိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးဆိုတဲ့အခါကျတော့ပြင်ရင်လည်းပြင်မယ်အတိရေးရင်လည်းရေးမယ်ဆိုတဲ့အခါကျတော့အဲ့နေရာမှာကျတော့သူတို့ကသူတို့နေလန်းနေရှေ့ပြေးတာအဲ့မှာဆိုတော့အဲ့ဒီဖွဲ့စည်းပုံဥပဒေတွေပြင်နိုင်ဖို့ကလည်းဒီ NLD အစိုးရလုံးမှပဲရမယ်တခြားပါတီတွေတခြားနိုင်ငံရေးသမားတွေတက်လို့လဲကျွန်တော်တို့ဆိုရင်တော့အဲ့ဒါတော့မေစုမှပဲအမေစုပဲလုံနိုင်မယ်လို့ကျွန်တော်ကယူဆတယ်အဲ့ဒါလည်းလုံနိုင်မယ်လို့သူတယောက်တည်းပဲရှိပါတယ်ဒီဗမာပြည်မှာကြည့်လို့ရှိရင်နောက်တစ်ခုကကြတော့အခုနပြောတဲ့ဟာတွေထဲမှာဒီအလုံးတိကျတဲ့အတိုင်းပဲအခုကဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုတဲ့ဟာမှာအဖွဲ့တွေဖွဲ့တယ်ဒါမဲ့မအောင်မြင်ခဲ့ဘူးဒါမှန်တယ်ဒါမဲ့ဒီဖွဲ့မပြောတဲ့ဒီ NLD ဘဟုနီလန်းတွေရှိတယ်ဆိုတော့ကျွန်တော်လည်းပြောလို့လည်းမရဘူးသူတို့လည်းမပြောသေးဘူးကျွန်တော်လည်းတိထားတာတော့တိထားတယ်ဒါလို့ဘူးနီလန်းတွေတော့သူတို့မှရှိတယ်ဆိုတဲ့အလောက်နဲ့ပဲကျွန်တော်စစ်ပြီးတော့ NLD ကနိုင်မှပဲအဲ့ဒီအလုပ်တွေစစ်လုပ်နိုင်မယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ NLD ပါတီဆိုတာဟာဗမာပါတီလည်းမဟုတ်ပါဘူးချင်းပါတီလည်းမဟုတ်ပါဘူးပြည်ထောင်စု
ပါတီပါပြည်တိုင်းစုတိုင်းသားအားလုံးနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်နောက်ပြီးတော့ NLD ပါတီဟာ Federal ပြည်ထောင်စုကိုရောက်အောင်တွန်းနိုင်တဲ့ပါတီဖြစ်ပါတယ်ဒါကြောင့်မို့လို့ NLD ပါတီအုပ်ချုပ်ခဲ့တဲ့9နှစ်ကာလမှာလဲတိုးတက်တာတွေကိုမျက်ဝါးထင်ထင်ပြည်သူလူထုမြင်ရပြီပဲတွေ့နေရပြီပဲဒါကြောင့်မို့လို့ပြည်သူလူထုကိုတိုက်တွန်းလိုပါတယ်အကြံပေးလိုပါတယ်တွေ့ဝေမနေပါနဲ့ NLD ပါတီကိုသာမဲထည့်လိုက်ပါကိုမြို့ကိုရွာကိုဒေသမှာရှိတဲ့ NLD ပါတီမဲထည့်ပါ NLD ကိုယ်စားလှယ်တွေကိုမဲထည့်ပါလို့ကျွန်တော်မြစ်တာရက်ခံရင်းနဲ့မဲတောင်းပါတယ်မဲမြစ်တာရက်ခံပါတယ်လို့ပြောကြားရင်းနဲ့ချင်းလူပြည်သူလူထုအားလုံး NLD ပါတီကိုဝိုင်းပြီးမဲထည့်ကြပါလို့အားပေးကြပါလို့ပြောကြားလိုပါတယ်ဟုတ်ပြီတော်လေဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဆိုတာဟာရင်ဆုံးပြောချင်ပါတယ်ကျွန်တော်ကဆွေးနွေးချင်တဲ့ဟာတော့ဒီသူတွေကဘာကြောင့် NLD ကိုမဲပေးတင်တလဲဆိုတဲ့ဟာနှစ်ချက်နဲ့ပြောချင်ပါတယ်ငင်းချင်ကြီးနဲ့ဖွံ့ဖြိုးရေးကိစ္စနဲ့ကျွန်တော်ဆွေးနွေးချင်ပါတယ်ဖွံ့ဖြိုးရေးကိုရင်ဆုံးဆွေးနွေးချင်ပါတယ်ဒီ2010တိ10နှစ်ဒီ NLD အစိုးရUSDP အစိုးရလက်ထက်တုန်းကမြန်မာနိုင်ငံရဲ့ရန်ပုံငွေအားလုံးဟာဘီလီယံ9304ဖြစ်ပါတယ်ဒီဟာကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘိုခီရဲ့ data အရကျွန်တော်ဆွေးနွေးတာဖြစ်ပါတယ်ချင်းပြည်နယ်မှာ2.6ဘီလီယံပဲဖြစ်ပါတယ်2010တိတုန်းကဒီရန်ပုံငွေပေါ့နော်ဖွံ့ဖြိုးရေးကိစ္စဆိုရင်ရန်ပုံငွေနဲ့သက်ဆိုင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်2015-16မှာနိုင်ငံတော်ရဲ့ရန်ပုံငွေမှာဘယ်လောက်ရှိတယ်လဲဆိုရင်2368ဘီလီယံဖြစ်ပါတယ်ဒါပေမဲ့ပြည်ထောင်စုမှာ2020-21ဆိုရင်34,652ဘီလီယံရှိပါတယ်ဘယ်လောက်ထိရန်ပုံငွေကွာဟတယ်ဆိုတာကျွန်တော်တင်ပြချင်ပါတယ်ချင်းပြည်နယ်မှာဆိုရင်2015-16ရန်ပုံငွေက129ဘီလီယံဖြစ်ပြီးမှအခု2020-21မှာရန်ပုံငွေက145.6ဘီလီယံရှိပါတယ်ဒီ NLD အစိုးရနဲ့ USDP အစိုးရငါးနှစ်တိုင်အတွင်းရန်ပုံငွေကတွက်ကြည့်မယ်ဆိုရင် USDP တိုင်လုံးကဘယ်လောက်ရှိတယ်လဲဆိုရင်ပြည်ထောင်စု level မှာဆိုရင်4,5393ဘီလီယံရှိပြီး NLD ခက်မှာဆိုရင်3,1640ဘီလီယံရှိပါတယ်ချင်းပြည်နယ်မှာလည်း USDP 9နှစ်တိုင်အတွင်းမှာ324.5ဘီလီယံရှိပြီးမှ NLD အစိုးရလက်ထက်မှာဆိုရင်456.64ဘီလီယံရှိပါတယ်ဒီခက်အငီဒီဟာတွေကိုတွက်ကြည့်မယ်ဆိုရင်ဖွံ့ဖြိုးတိုးတက်မှုကျူတဲ့ဟာဒီတွေးကြည့်မယ်ဆိုရင် budget နဲ့တွေးရမှာဖြစ်ပါတယ်ဆိုတဲ့ဟာကျွန်တော်ဆွေးနွေးချင်ပါတယ်အဲ့လိုမျိုးကျွန်တော်ဆွေးနွေးရင်တော့အားလုံးနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါဖွံ့ဖြိုးရေးကဏ္ဍဖြစ်တယ်တစ်ဖက်ကငင်းချရေးကဏ္ဍဆိုရင်ကျွန်တော်ဆွေးနွေးချင်တဲ့ဟာကအခုဩဂတ်စေကူကနဲ့20မှာပြည်ထောင်စုငင်းချရေးညီလာခံမှာလက်မှတ်ထိုးထားတဲ့ဟာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့
ခေါင်းဆောင်အမေစုဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားပြည်လဲတင်မြဲရေးဒီဟွာကွာတဘာဝတဇန်စတာတွေကိုလည်းဒီမိုကရေစီနီးလိုက်တဲ့အရင်စီမံခန့်ခွဲမယ်တူတကွခန်းစားခွင့်ရှိမယ်Federal Democracy ပြည်ထောင်စုတိဆောက်မယ်တိုင်းရင်းသားတွေရဲ့လူလာတဲ့ဒီစစ်မှန်တဲ့ democracy တိဆောက်မယ်ဒီဟာတော့ပြည်သူကရွေးကောက်တင်မြှောက်တဲ့ဒီလူဦးတောက်စုကအောက်စုနေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အများပြည်သူကရွေးချယ်တဲ့အောက်ချုပ်မှုစနစ်ကိုတိဆောက်မယ်အဲ့ဒါမျိုးဒီအခြေခံမူ၅ချက်ချထားတဲ့ဟာတွေကိုလက်မှတ်ထိုးထားပြီး Union Accord မှာလည်းဒီအတီးပြုတ်ပြီးအခုကျန်တဲ့ဟာတော့ဒီနေဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ဟာနဲ့ဒီနေအခြေခံဥပဒေဆိုတဲ့တကူလုံးအတုံးနှုံးကြောင့်အဲ့ဒီဟာတော့ချန်ခဲ့ပါတယ်ဒါမဲ့အထေကရှိတဲ့ဟာတွေအားလုံးကအနာဂတ်အခုအစိုးရဖွဲ့မဲ့ဥဆောင်မဲ့ဒီပါတီကဆက်လက်ဆင်ကံဖို့ဆိုတဲ့ဟာဆွေးနွေးသွားပါတယ်ဒီဟာဒီအခုကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ဖြစ်နေတဲ့အမေစုရဲ့ဆွေးနွေးသွားတဲ့ဟာတွေအားလုံးဒီတမရောကလည်းလက်ခံတယ်ဒိုင်းတလည်းအဖွဲ့ကလည်းလက်ခံတယ်နိုင်ငံရေးပါတီအဖွဲ့တွေကလည်းလက်ခံတယ်အနုပညာရှင်တွေကလည်းလက်ခံတယ်ပညာရှင်တွေကလည်းလက်ခံတယ်ကျောင်းသားလူငယ်တွေကလည်းလက်ခံတယ်တာမန်လူအဖွဲ့တွေကလည်းလက်ခံတယ်အားလုံးလက်ခံတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒီငင်းချရေးဖြစ်စဉ်ဒီအောင်မြင်နိုင်မယ်အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဥဆောင်မှအလုပ်ဖြစ်မယ်ဆိုတဲ့ဟာကျွန်တော်တိအလင်းယုံကြည်တယ်အဲ့ဒီပိုင်းကိုလည်းကျွန်တော်ပုပ်ပုလလင်းဆွေးနွေးချင်ပါတယ်နောက်တစ်ခုကျွန်တော်ဆွေးနွေးချင်တဲ့ဟာတော့ကျွန်တော်လည်းဒီ Universal Peace Federation ဆိုတဲ့နိုင်ငံပေါင်း192နိုင်ငံက network ရှိနေတဲ့အဖွဲ့အစည်းက Youth Ambassador for Peace ဆိုတဲ့ဒီလက်ဆောင်ကိုရရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်အခုမြန်မာနိုင်ငံငင်းချရေးမှာတကယ်အလုပ်ဖြစ်ဖို့အတွက် Universal Peace Federation ကလည်းထဲဝင်ပါဝင်ပြီးမှလှုပ်ဆောင်တဲ့အဖွဲ့အစည်းရှိဖြစ်တော့ကျွန်တော်ကမြန်မာနိုင်ငံငင်းချရေးအတွက်တကယ်အလုပ်ဖြစ်ဖို့ကျွန်တော်ကိုတိုင်တကယ်ယုံကြည်ပါတယ်ပြီး Universal Peace Federation ဆိုတဲ့အဖွဲ့အစည်းဒီတကယ်နိုင်ငံတကာမှာ network အကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုရလဲကျွန်တော်ဆွေးနွေးချင်ပါတယ်အဲ့ဒါကြောင့်ငင်းချရေးထာဝရငင်းချရေးပြည်ရင်းငင်းချရေးစစ်မှန်တဲ့ဒီမိုကရေစီဖြစ်ထွန်းရေးဖက်ဒရယ်အောက်ချုပ်မှုစနစ်ဖြစ်အောက်ချုပ်နိုင်ရေးဆိုတဲ့ဟာ NLD ကိုမေ့ပေမှသာဒီဟာဖြစ်နိုင်မယ်ဖြစ်မယ်ဆိုတဲ့ဟာကျွန်တော်အတိအလင်းယုံကြည်ပါတယ်နိုင်ငံတကာအားလုံးကလည်းဒီကိစ္စကိုဒီအာယုံစိုက်ပြီးမှမြန်မာနိုင်ငံငင်းချမ်းဖို့ကိုအမေရိကန်စုတောင်းပေးနေတဲ့အဖွဲ့တွေရှိပါတယ်ဆိုတာလည်းကျွန်တော်တင်ပြချင်ပါတယ်အားလုံးနားထောင်ပေးတဲ့အဖွဲ့တွေလည်းဒီပုဂ္ဂိုလ်ချင်းအားလုံးအပေါ်မှာကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာပြောချင်ပါတယ်ဟုတ်ဆရာမနာထန်ကိုပြောပေးစီနေဟယ်လိုအခုလို့ပြောကြခွင့်ရတဲ့အတွက်အများကြီးဝန်တာကုန်ယူမိပါတယ်အခုဆရာကျကုထံပြောသလိုပဲဒီ2020မှာလဲကျွန်တော်တို့ NLD ဟာနိုင်မယ်ဆိုတာကိုလည်းတစ်စစ်ထယုံကြည်ပါတယ်အခုလည်းကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တရားလဲကျွန်တော်တို့သွားတဲ့နေရာတိုင်းမှာလေးလာကြည့်တဲ့လောက်
ဘယ်နေရာပဲကြည့်ကြည့်အားသာချက်တွေအများကြီးရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဒီ2010မှာအောင်နိုင်ပါမယ်ဆိုတဲ့ဟာကိုယုံကြည်ပါကြောင်းပြောကြပါပါတယ်နောက်တစ်ချက်ကတော့အခုကျွန်တော်တို့ဒီမင်းတပ်မှာခုဘယ်လိုပြောရမလဲချင်းပြည်နယ်တစ်ခုလုံးအနေနဲ့ပြောရရင်တော့ကျွန်တော်တို့မင်းတပ်မှာဒီကျွန်တော်တို့ရဲ့ကိုယ်စားလှယ်ကြီးများဟာ2015တုန်းကလိုပဲနေရာတိုင်းမှာအနိုင်ရရှိပါမယ်လို့ပြောကြရင်းနဲ့ကျေးဇူးတင်ပါတယ်ဗျာဟုတ်နောက်ဆုံးအနေနဲ့ဆရာဘွေကုန်းကိုဖိတ်ကြားချင်ပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်တယ်နောက်ဆုံးပြည်သူတွေအထူးသဖြင့်ချင်းပြည်သူတွေကိုမှားချင်တယ်ကျွန်တော်တို့နိုင်ငံရဲ့ယာတိဥတုကတိတ်ကောင်းတာမဟုတ်သေးဘူးဆိုတာမှတ်မိပါလေသတိပြန်ရစစ်ချင်ပြီးရင်အာနာရှင်တွေရဲ့စိတ်နဲ့သဘောထားကခန့်မှန်းလို့မရနိုင်သေးဘူးဆိုတာလည်းပဲတခါတည်းကျွန်တော်တို့စိတ်ထဲမှာမှတ်ယူရမှာဖြစ်အားဒါကြောင့်ကျွန်တော်တို့ရှင်းအာနာရှင်တွေကလဲစားပြီးတော့မှကြောက်ရွံ့ရိုသေတဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကိုမဲပေးမယ်ဆိုရင်တော့အာနာရှင်တွေရဲ့စိတ်နဲ့သဘောထားဟာဆိုရင်တော့တမျိုးတစ်ဖုံပြောင်းလဲလာမှာဖြစ်တယ်အာနာရှင်တွေရဲ့စိတ်ဆိုတာသူတို့ကြောက်ရွံ့မှုမရှိဘဲနဲ့ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိရမှာဖြစ်အဲ့ဒီမှာကျွန်တော်မခံနိုင်တာကတော့ဝန်ကျုံးလျာကနေပြီးတော့မှ2010ဖွဲ့စည်းပုံပေါ်လာတာတမရောတောင်းပေါ်လာတာတမရောကမေတ္တာစေတနာရှိတယ်လို့ဘာလို့နဲ့သူကပြောတယ်အာနာရှင်ဆိုတာမေတ္တာစေတနာမရှိဘူးဆိုတာနားလည်ရမှာအာနာရှင်ဆိုတာဖိအားပေးနိုင်လေကောင်းလေဆိုတာကျွန်တော်တို့နားလည်ထားရမယ်အဲ့ဒါကြောင့်ချင်းပြည်သူတွေခင်ဗျာဂျေဇုပြုပြီးဒီတော့အောင်ဆန်းစုကြည်ဟာနောက်9နှစ်ဆိုရင်တော့80ပြည့်လာတော့မယ်အဲ့အသက်80နောက်ပိုင်းတော့ तू အလုပ်လုပ်နိုင်မှာမဟုတ်ဘူးလုပ်ရင်လည်းပဲကောင်းမှာလည်းမဟုတ်တော့ဆိုတော့အဲ့ဒီ तू လုပ်နိုင်တဲ့အချိန်လေးမှာသူ့ကိုပန့်ပိုးမယ်ဆိုရင်တော့စစ်အာဏာရှင်တွေလဲစားတဲ့ तू ကိုပန့်ပိုးမယ်ဆိုရင်တော့မမှားနိုင်ဘူး NCA လမ်းကြောင်းဆိုတာလည်းပဲအဖြေကြိုတင်ပြီးတော့မှတွေ့လို့လို့ရဘူးဘယ်အချိန်သွားမလဲ20ကြာမလား30ကြာမလားမိနစ်ဖြန်လားဆိုတာမခန့်မှန်းနိုင်ဘူးအဲ့တော့ဒီအာဏာရှင်တွေကိုအာဏာရှင်တွေကကြောက်တဲ့လူပဲစက်တွေဆောင်ရွက်ပြီးတော့မှဖိအားပေးပြီးတော့မှအနုနီးဖြင့်နောက်ပြီးတော့လိုအပ်ရင်လိုအပ်တယ်လို့သူတို့ဟိုကဘယ်လိုခေါ်ရမလဲနိဗျူဟာကိုပြောင်းပြီးတော့မှဆက်ဆံသွားမှာပဲအဆင်ပြေမှာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဆရာတို့တိနေဆိုတဲ့ဥစ္စာတို့စကားတစ်ခုပြောချင်တယ်တာဝန်ဒီဦးဝင်းတင်ဆုံးသွားတဲ့နောက်ပိုင်း20ပြည့်မြောက်မှာကျွန်တော်အဲ့ဒီတုန်းက NLD ဗာလေတိုင်ဟင်းစီမှာကျင်းပတဲ့နေရာမှာကျွန်တော်လည်းသွားပါဝင်ခဲ့အဲ့ဒီချိန်တော့အောင်ဆန်းစုကြည်ဆိုတာအာဏာမရသေးပါဘူးအဲ့ဒီချိန်မှာမိကိုနိုင်ကပြောတဲ့ဥစ္စာကိုကျွန်တော်ပြောချင်တယ်အောင်ဆန်းစုကြည်လည်းပြောတယ်အဲ့လောက်မဟုတ်ဘူးမိကိုနိုင်ပြောတဲ့စကားအခုချိန်ထိမမေ့နိုင်တာကတော့ဒီပပအဟံတာဝတီဦးဝင်းတင်လူတိုင်းကချစ်ချင်မှချစ်မယ်တဲ့မုန်းတဲ့သူရှိလိမ့်မယ်တဲ့တုတ်တော့မြန်မာနိုင်ငံတနိုင်ငံလုံးကသူ့ကိုကြောက်ကြတယ်ဆိုတာသိရမယ်လို့သူပြောတယ်အဲ့ဒီထဲမှာတဲ့သူတို့ပခုံးပေါ်မှာအပွင့်ကြီးကြီးတွေရှိတဲ့သူတွေကလည်းပဲဒီဦးဝင်းတင်ကိုချစ်မှာမဟုတ်ဘူးတဲ့တုတ်တော့သူတို့ကြောက်တယ်ဆိုတာကတော့ဘာမှတန်တရားရှိချက်မလို့ဘူးလို့ကျွန်တော်သူပြောထားတယ်အဲ့ဒီစကားကျွန်တော်ခုချိန်ကြီးစိတ်ထဲမှာမပြောက်သေးဘူးအဲ့တော့အာနာရှင်ဆိုတာသူတို့ကြောက်တဲ့လေးစားတဲ့ပုဂ္ဂိုလ်ကတာလင်သူတို့ကိုကင်တွယ်ပြီးမှအပြောင်းအလဲလုပ်နေဆိုရင်တော့ဖြစ်နိုင်တဲ့ကိန်းရှိတယ်။နှုတ်မဟုတ်ဘဲနဲ့အားလုံးဝိုင်းဝန်းအားလုံးဟိုကဆရာတွေအကုန်လုံးလှုပ်ပြီးတော့မှတင်းဘောပေါ်မှာစီးမယ်ဆိုရင်တော့စကပုံရှိတဲ့အတိုင်းပဲဆရာများရင်တင်းဘောပြတ်တယ်ဆိုတဲ့အတိုင်းပဲတို့အောင်ဆန်းစုကြည်ရဲ့လိုက်ညွန်ချက်ကိုလိုက်ပြီးတော့မှဟာကိန်းရှိခဲ့တယ်ဆိုရင်တော့တိုင်းရင်းသားအနေနဲ့လည်းပဲထောက်ပြပါတယောက်တစ်ပတ်မလုပ်ကြပါနဲ့ဟိုကလူတွေကိုပဲကိုလေးရှင်းလုပ်မယ်ပေါင်းမယ်တာဖက်ကိုပေါင်းမယ်ညာဖက်တာမယ်ညာစားတောင်ပေါင်းတာပေါင်းညာစားဆိုတဲ့ဥစ္စာမျိုးတော့စိတ်ဓာတ်လုံးဝချင်းပီသူများမ
မရှိစေချင်ဘူးဆိုတဲ့ဥစ္စာနောက်ဆုံးပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် လုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီကဆွေးနွေးသွားတဲ့ခေါင်းစဉ်ကတော့2020မှာ NLD ဘာကြောင့်မေးပေးဖို့လိုတယ်လဲဘာကြောင့်အနိုင်ရဖို့လိုတယ်လဲဆိုပြီးတော့ NLD ဘက်ကသူတို့ပြောချင်တဲ့မေးဆွေချင်တဲ့သူတို့ရဲ့ပါတီအတွင်းရေးကိစ္စလူထုကိုချပြချင်တဲ့ဟာတွေကျွန်တော်တို့လွတ်လွတ်လပ်လပ်မေးကြတာဖြစ်ပါတယ်ကျွန်တော်ဒီပါတီရှုအပေးနေတဲ့ပြည်သက်ဘက်ကလည်းမေးတဲ့ဟာကျွန်တော်နည်းနည်းချိန်မိတာတော့ရှိတယ်ကျွန်တော်ပြည်သက်ဘက်ကဒီဘက်ကတီရှုသူဘက်ကလည်းစိတ်ကြိုက်သူတို့မဖြေနိုင်တာရှိမယ်ကျွန်တော်ဘက်ကလည်းမမေးတတ်တာလည်းရှိမယ်ဒါမဲ့ဒီညတီရှုသူရောဒီဟာချင်းပေးပြီးတော့နနာရီခွေတီတီအချင်းပေးသွားတဲ့ပါတီလူကြီးဘက်ကအောင်နိုင်ရေးအဖွဲ့တွေရောရန်ကုန်ဘက်ကဆရာဘွေကုန်းပုံမှာအထူးကျေးဇူးတင်ရှိကြောင်းကျွန်တော်ပြောချင်ပါတယ်ဒီရွေးကောက်ပွဲဆိုတာကျွန်တော်အနေငယ်ပဲကြံပါတော့တယ်15ရက်ဝန်ကျင်ပဲကြံပါတော့တယ်ဆိုတော့ NLD ဘက်ကမေးတင်တဲ့ပါတီလူကြီးတွေကိုလည်းချင်းလန်ဖောက်ကနေအချင်းယူပြီးတော့မေးခွန်းအင်တာဗျူးဒီကိုပြန်လုပ်မှာဖြစ်တဲ့အတွက်ဒီဘက်ကလည်းအမေတိုင်းကြည့်ရှုအားထုတ်ပေးဖို့ကိုလည်းဖိတ်ကြားချင်ပါတယ်ဒီညကျွန်တော်ဆွေးနွေးပွဲကိုတော့ဒီလိုပဲကျွန်တော်အဆုံးသတ်ပါတယ်ကြည့်ရှုသူရောဒီမှာချင်းပေးတဲ့ NLD ပါတီဘက်ကလူကြီးတွေရောအားလုံးကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ကျွန်တော်ဆွေးနွေးပွဲကိုဆုံးသတ်ပါတယ်ကျေးဇူးတင်ပါတယ် နားထောင်တဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်နားထောင်တဲ့သူပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံးနိုင်ပါဆရာ အားလုံးဘုရားသခင်ကောင်းချီးပေးပါစေ အာမင်